တစ်ဖက်နဲ့တစ်ဖက်တဲကြီးမဲကြီးခုတ်ပိုင်တိုက်ခိုက်နေကြတဲ့လူမိုက်ဂိုင်းတွေကြားမှာအတော်လေးနောက်ကျမှရောက်လာတဲ့လူတစ်ယောက်နဲ့အခြားကော်ရီတာကမိန်းကလေးတို့အကြည့်ချင်းဆုံသွားကြပြီးတယောက်ပေါ်တယောက်စိုးရင်စွာရက်ကြည့်နေကြပါတယ်ထိုလူဟာအနာကဓာတ်တက်လက်ကိုကောက်ယူပြီးမြင်မြင်သမျှကိုအညိုတကြီးတက်ဖြတ်ပစ်နေပါတော့တယ်1994ခုနှစ်လွန်ခဲ့သော2နှစ်ခန့်ကစိုးမနေထိုင်နေတဲ့ဘတ်ဂျွန်ဘိုဟာလုံခြုံရေးဌာနခွဲကိုပြောင်းရတော့မဲ့ဇနီးတဲ့အမှုစစ်ဝီယောင်းကိုလာကြိုပါတယ်တမိသားစုလုံးရဲဝန်ထမ်းတွေဖြစ်ကြတဲ့ဝီယောင်းရဲ့အိမ်ကညစာစားဝိုင်းမှာတော့ရောက်ဖဖြစ်သူဟာသူ့ညမတော်ကောင်းမွန်တဲ့အသက်မွေးဝမ်းကြောင်းပေါ်ရောက်သွားပြီလို့အသိပေးရင်ဂျွန်မိုးကိုရောဖခင်ဖြစ်သူနဲ့တွေ့ဖြစ်ကြသေးလားလို့မေးနေပါတယ်သူ့အဖေကိုဝိုင်းနေနေကြတဲ့စကားတွေအပြင်အခုထိယာရုမတိုးသေးပဲနေဘက်မှာတာဝန်ထမ်းဆောင်နေတဲ့ဂျွန်မိုးကိုပြစ်တင်ကဲ့ရဲ့နေရကြောင်းထမင်းဝိုင်းမှာအရေးမပါတဲ့စကားတွေရက်လိုက်ဖို့ဝီယောင်းကိုယ်တိုင်ထပြောကညစာဝိုင်းကိုအဆုံးသတ်လိုက်ပါတယ်အဲ့ဒီနောက်စိတ်ပြက်အားငယ်နေရန်ပေါ်တဲ့ခင်မွန်းဖြစ်သူကိုကြက်တည်မရှိတဲ့သူ့အကိုတွေကြောင့်နောက်တစ်ခါလာမလဲကြသို့လို့နှစ်သိမ့်ပေးရင်ထမင်းဝိုင်းကစကားတွေကိုစိတ်ထဲမထားရန်ဖြောင်းပြပါတယ်မှန်တင်ခုံပေါ်ကလက်ဝါးကတ်တိုင်တစ်စိမ့်နဲ့ဆွဲကြိုးလေးကိုယူကြည့်တဲ့အခါအထက်တန်းကျောင်းတုံးကဖျားကျောင်းမှာရခဲ့တာဖြစ်ကြောင်းရှင်းပြပါတယ်နိုင်ကလက်တွေကြီးစိုးနေတဲ့ဂန်နန်းခရိုင်တွင် DJ ချောရီရှိနေမဲ့ဆိုင်ဟာဘာမှမရှိရင်တော့ထိုပူရီသားရဲ့မျက်နှာကိုမြင်ရဖို့ရောက်လာကြတဲ့မိန်းကလေးတွေနဲ့စီကားနေပါတယ်ခဏကြာအောက်မှာရန်ဖြစ်နေရကြောင်း DJ ဆက်ကိုပိတ်လိုက်ပြီးတယောက်နဲ့တယောက်အားတန်ကြောင်းကြွားခြင်းဂန်နန်းမှာလာမလုပ်ပဲကိုရက်ကွက်ကိုပြန်ဖို့ပွဲဝင်ထိရင်အစီအစဉ်ကိုရပ်နာလိုက်ပါတယ်ဒေသခံလည်းဖြစ်လက်ရဲသက်ရဲလည်းရှိရသားနဲ့ဘာကြောင့် DJ သမားဝင်လုံနေရတယ်လဲလို့မေးရင်ဂန်နန်းသားတွေနဲ့အတူအလုပ်လုပ်ရအောင်လို့လူတယောက်ကညှိနှိုင်းလာပါတယ်ဒီတော့ဘာမဟုတ်တဲ့ DJ ဘွားကိုစွန့်ပြီးအပေါင်းပါတွေရဲ့အင်အားနဲ့သူ့စီမှာအလုပ်ဝင်ကကလပ်ပန်ရှင်ဖြစ်တဲ့အချိန်လို့ပြောတဲ့အတွက်အကျွမ်းမဲ့မယုံကြည်တော့လဲပူးပေါင်းမှုဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့တနစ်ခန့်ကြာလာတော့ DJ ချောရီအလုပ်ကအနားယူလိုက်တဲ့ဂျောင်ဂီချောဟာဂိုင်းကောင်းဆောင်တယောက်ဖြစ်လာပြီးဂန်နန်းမှာမူရစ်သေးနဲ့ကြီးထွားဖို့ကြိုးစားနေပါတယ်ထိုအချိန်အောက်မှာဖြည့်ရှင်းစရာတစ်ခုရှိတယ်ဆိုတာကြောင့်လိုက်သွားတဲ့အခါမူရစ်သေးကိုခေါင်းမဖော်စတန်သုံးနေတဲ့လူသက်တိုက်ကကောင်မလေးတွေကိုပါရိုက်နှက်နေတဲ့အတွက်ထိုးဖို့ပြင်လိုက်စဉ်ထိုမိန်းကလေးတွေကပဲဝင်တားပါတယ်နာမည်ကြီးလုပ်ငန်းစုကြီးရဲ့ဥက္ကဋ္ဌသားဆိုသူကငွေနဲ့ပြစ်ပေါက်ပြီးပါးရိုက်ခါထွက်သွားပြီမဲ့တီးခံခဲ့လိုက်ပါတယ်တွညီကိုရီနဲ့ပုံမအင်အားကြီးအောင်စူးစမ်းနေသူဂီချောဟာဂိုင်းကောင်းဆောင်ဂျန်ကြောင်ချောထန်သွားပြီးဂတိပေးထားတဲ့အတိုင်းကလပ်ပိုင်ရှင်အဖြစ်လက်မခံလိုပါကကိုဘာသာငွေရှာခွင့်ပြုဖို့တောင်းဆိုလိုက်ပါတယ်ညဘက်စီးပွားရေးလောကမှာကျင်လည်လာသူတယောက်ဖြစ်တဲ့အတွက်ဂန်နန်းမှာစီးစင်းနေတဲ့စေးကြောင်နဲ့မက်သရုံအဓိကဖြန့်ဝေသူကိုတိထားတာမို့အောက်ခြေကိုရှင်းလင်းပြီးလဝကြီးအုပ်မဲ့အစီအစဉ်အားရှင်းပြပါတယ်ဂျန်ကြောင်ချောကတော့သူ့လိုကိုရီးယားကအကြီးဆုံးလူမိုက်ကိုင်းကောင်းဆောင်ရဲ့ညာလက်ယုံကိုမူရစ်စေးရောင်းခိုင်းနေရလားဆိုကဆဲဆိုပြီးထွက်သွားပါတယ်ဒါကြောင့်သူ့ညီကိုရီထံပြန်သွားကဒီအတိုင်းလောက်ကင်စားတော့နေရတာအဆင်ပြေရလားလို့မေးတော့မပြေလည်ပေမဲ့ဂီချောငရဲသွားရင်တော့ထက်ချက်မခွာလိုက်နေအောင်မယ်လို့တညီတညွတ်ထဲပြောကြပါတယ်ပထမဆုံးဂျန်ကြောင်ချောပေါ်တီးကန်ခဲ့တဲ့ဒေါသတွေကိုကလပ်မှာမူယူတောင်းကျမ်းနေကြဥက္ကဋ္ဌသားပေါ်ပုံချခဲ့ပြီးခေါင်းပုံဖြတ်ခံနေရတဲ့ဘွားကလွတ်အောင်အစီအစဉ်စဆွဲပါတယ်တစ်ချက်လူသွားလာနေပါတဲ့တောင်ပေါ်ကတောအုပ်လေနှစ်ချက်လဲတန်းចောင်းသားဘွားကလေးကလူတက်ခဲ့တဲ့ဓာသမားစောဆိုသူကိုဂန်နန်းကကလပ်နှစ်ခုပေးမယ်လို့စီယုံလိုက်ပါတယ်အဲ့ဒီနောက်လူသူအရောက်ပေါက်နေပါတဲ့ဟိုတယ်အသစ်ကြီးတစ်ခုထံဂျန်ကြောင်ချောတို့အဖွဲ့ကိုခေါ်လာခဲ့ပြီးစားတော့ပွဲတစ်ခုပြင်ဆင်ပြီးပါတယ်ဂျန်ဟာဂျီချောရဲ့တငယ်ချင်းထဲဟိုကိုအနားခေါ်ပြီးတထေးလည်းမရှိဧည့်သည်လည်းမရှိတဲ့ဒီဟိုတယ်အကြောင်းခေါ်မိတာကြောင့်တရုတ်မပြတ်အောင်ဖြေခဲ့လိုက်ပါတယ်ဂျောင်ဂီချောကအမြဲဆောင်ထားလေးရှိတဲ့တနက်ကိုထားခဲ့ပြီးမနက်3နာရီအတိမှာသူ့လူတွေကိုစုကအပြင်မှာအသင်းဆောင်နေတဲ့ခေါင်းဆောင်စောတို့အဖွဲ့ကိုအထဲခေါ်လိုက်ပါတယ်အဲ့ဒီနောက်လက်နက်တွေယူကတလွာချင်းတခန်းချင်းရှေ့မှာနေရာယူပြီးဂျောင်ဂီချောအချက်ပြလိုက်တာနဲ့ဂျန်ရဲ့နောက်လိုက်တွေကိုဝင်ရောက်ရိုက်နှက်ကြပါတော့တယ်တိတ်တိတ်ဆိတ်ဖြစ်ရှင်းနေရမှာအနှဲငယ်စုညံလာတဲ့အတန်တွေကြောင့်တစ်ဖက်ခန်းကထွက်လာတဲ့ဂျန်ရဲ့လူဟာဟိုတယ်ရဲ့အလန်းကလုတ်ကိုနှိပ်သွားတဲ့အတွက်လောက်ကျန်ရေးကနေစစ်ပွဲအသွင်ပြောင်းသွားပါတယ်သူ့ကိုလောက်ကျန်မှန်းတိလိုက်တဲ့ဂျန်ဟာဂီချောတို့အဖွဲ့ကိုတိုက်ရန်အမိတ်ပေးလိုက်တာကြောင့်နှစ်ဖက်စလုံးအပြင်းထန်တိုက်ခိုက်ကြပြီးအခြေအနေမဟန်တော့တဲ့ဂျန်ဟာအခန်းတစ်ခုထဲဝင်ပြေးပါတော့တယ်တကားပြက်ဝင်လာသူဂီချောတို့ကိုတိုက်ခိုက်ထွက်ပြေးသွားတာကြောင့်ဓာသမားစောနဲ့ဂီချောတို့အဖွဲ့ကဂျန်နောက်ပြေးလိုက်ရင်စားတော့ခန်းမထဲမှာပိတ်ဖမ်းမိလိုက်ပါတယ်အားလုံးကိုထိမ့်သိမ့်နိုင်လိုက်ပြီဖြစ်ပြီးဂျန်ကိုအရှင်ဖမ်းကျင်တဲ့ဂီချောဟာအဆုံးသတ်ဖို့ပြင်နေတဲ့စောကိုတားလိုက်ပါတယ်ဂျန်ကိုလက်ထိတ်ခတ်နေတဲ့ထဲအိုတယောက်ဂျန်ရဲ့နာယီကိုချွတ်ယူနေတာကြောင့်အချင်းများရင်ထဲအိုကကန်ကြောက်လိုက်ပါတယ်ထမ်းမှန်ရိုက်နှက်ဖို့ပြင်နေစဉ်ကက်ကြီးဆွဲယူလိုက်တဲ့ဂျန်ကိုတတိထားမိသွားသူဂီချောတယောက်တားဖို့ပြေးသွားပြီမဲ့နောက်ကျသွားပြီဖြစ်ပါတယ်ထဲအိုရဲ့ရုပ်လောင်းကိုမြင်လိုက်ရတဲ့ဂီချောဟာဂျန်ကိုအရှင်ဖမ်းဖို့ကိစ္စတတိမရတော့ပဲစောရဲ့ဓာတ်ကိုယူကဒေါသတကြီးနဲ့နာနာကြီးကြီးတပ်ပစ်လိုက်ပါတော့တယ်ထိုဖြစ်ရတွေအပြီးမှာတော့ဂျောင်ဂီချောဟာဘူဆန်ကလူမိုက်ဂိုင်းကောင်းဆောင်ကြီးထံသွားပြီးခေါင်းဆောင်ဂျန်ဟာစိုးလူမိုက်ဂိုင်းနဲ့ပူးပေါင်းမှုကြံစည်နေတဲ့ဆိုကဓာတ်ပုံတွေထုတ်ပြပါတယ်ဂျန်ကိုအဆက်အသွယ်မရတဲ့ခေါင်းဆောင်ကြီးကတောင်ပေါ်မှာမြုပ်လိုက်တာလားပင်လယ်ထဲပစ်ချလိုက်တာလားမေးတော့ဘူဆန်ကိုဖမ်းခေါ်လာတဲ့လမ်းမှာထွက်ပြေးသွားကြောင်းလီဆယ်လိုက်ပါတယ်ဂီချောရဲ့ပုံကံမှုကိုကြိုသိနေပြီးသားခေါင်းဆောင်ဟာတူလာအောက်ကလူကိုရှင်းလင်းကြမှာကကြိုတင်အစီရင်ခံရမှာဖြစ်ပြီးယခုလိုပြီးသွားတဲ့ကိ
ကိစ္စကိုလာရောက်ရှင်းပြနေရကအမားကြီးလို့ဆိုပါတယ်။ဂျန်ရဲ့ကြံရစ်နောက်လိုက်အချို့ဟာလည်းခေါင်းဆောင်ကြီးရဲ့အမိတ်ရတာနဲ့ဂီချောကိုရှင်းဖို့ပြင်နေကြပါတယ်။ဒါပေမဲ့သူ့ကိုအတိမတ်ပြုပါကဂန်နန်းရဲ့နယ်မြေနှစ်ခုကိုသာယူပြီးတစ်လ1 မီလီယံ 50ပို့မယ်ဆိုတဲ့ဂတိကြောင့်စိတ်ပြောင်းသွားပါတယ်။သူကတိကိုသူတီအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီးရှေ့လျှောက်ငွေရှာရမယ့်အလုပ်အတွက်ပေါမုခယွန်းဆိုသူနဲ့တွားရောက်တွေ့ဆုံခဲ့ပါတယ်။ဂန်နန်းတစ်ဝိုက်ကြီးစိုးလာတဲ့မူရစ်စေးအကျိုးဆက်ဟာလူသေးသေးအထိဖြစ်လာတာကြောင့်တိုကျိုနဲ့ဆိုးကမူရစ်စုံစမ်းရေးအဖွဲ့တွေခေါင်းချင်းဆိုင်လာပြီးလက်လန်းမိသမျှတရားခံကိုစစ်ဆေးခဲ့ကြပါတယ်။မူရစ်စေးအလုံးဟာကိုရီးယားဘက်ကဈေးသက်သက်နဲ့အများပြားထုတ်လုပ်ဖြန့်ဝေနေတာဖြစ်ပြီးထိုလုပ်ငန်းကိုဦးစီးနေတဲ့ကိုရီးယားဂိုင်းအပြင်ဂျပန်ဘက်ကမတ်ထရုံဖြန့်ဖြူရေးဂိုင်းကိုပါပိတ်ဆို့ဖို့လိုလာပါတယ်။ရောင်းဝယ်ဖောက်ကားနေတာကိုလက်ဝယ်ဖမ်းဆီးနိုင်ဖို့အတွက်ထိုအမှုနဲ့တင့်တော်သူတယောက်ကိုစဉ်းစားလိုက်ပါတယ်။ဇွဲကောင်းပြီးထိုဂိုင်းနေတဲ့ဝင်ရောနိုင်မဲ့လူကိုစဉ်းစားကြရင်တာဝန်ပေးလို့ရနိုင်မဲ့ဘတ်ဂျွန်မိုဟာအသင့်တော်ဆုံးလို့ယူဆလိုက်ပါတယ်။စိတ်လိုက်မှန်ပါလောက်တက်ပြီးအရိုင်းဆန်တဲ့ဂျွန်မိုကိုဂျောင်ဂီချောတို့ဂိုင်းထံအသွင်ယူချင်းကပ်ရန်သိုးကိုတွားရမယ်လို့တာဝန်ပေးပါတယ်။ရဲဖြစ်ပြီးဘာမဟုတ်တဲ့လူမိုက်တွေကိုရိုက်နှက်ဖမ်းဆီးလို့ရနိုင်ရဲ့သားနဲ့လူမိုက်လိုဟန်ဆောင်ရမယ့်ကိစ္စကိုသဘောမတူကျင်တော့လဲလူပေါင်း3 သိန်းကျော်ကိုဒုက္ခပေးနိုင်မဲ့မတ်ထရုံနေတာဖမ်းမိခဲ့ရင်မိုးရဆေးဆွဲနေတဲ့ဂျွန်မိုရဲ့ဖခင်ကိုလည်းထောင်ကလွတ်ပေးမယ်လို့ဂတိပေးတဲ့အပြင်နယ်အထိလာတွေ့တဲ့ညှို့မှုကဘောနက်များများနဲ့အထူးရာထူးတိုးပေးမယ်ဆိုတာကြောင့်ဇနီးမှာမျက်နှာမငယ်ချင်းသူပြီးရတဲ့အခွင့်အရေးကိုယူဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်သူ့ရဲ့စီနီယာဒိုရောင်းနဲ့အတူတီးတန်းကျိုးဝက်နေရာကိုလိုက်သွားပြီးခက်ခဲစွာရင်းနှီးရမယ့်သူ့အတွက်ကန့်သက်ချက်တစ်ခုထားခြင်းတယ်လို့ဆိုပါတယ်။အဲ့ဒါကတော့ဖခင်ကြောင့်ယာထူးဆိုင်ကခံရတဲ့သူ့အတွက်ဇနီးချက်မြင့်အောင်ယာထူးနှစ်ဆင့်တိုးပေးဖို့ဆိုတာပဲဖြစ်ပါတယ်။အားလုံးရဲ့ဝေဖန်ပြစ်တင်မှုနဲ့အလုံးစုံစွန့်စားရမယ့်သူ့လိုအောက်ဆွဲရဲတယောက်ကြောင့်အောင်မြင်ခဲ့ရင်ညှို့မှုတို့လည်းယာထူးတိုးခံရမှာဖြစ်လို့တင့်နဲ့တောင်းဆိုမှုလို့ဆိုပါတယ်။1989ခုနှစ်တုန်းကအမျိုးသားကောင်စီရဲ့ဥက္ကဋ္ဌကိုဖမ်းသင်ကလည်းဒီလိုအစဉ်လာမျိုးရှိခဲ့ဘူးတဲ့ဆိုတဲ့ဒိုရောင်းရဲ့စကားကြောင့်ညှို့မှုဘက်ကသဘောတူလိုက်ပါတယ်။အဲ့ဒီနောက်ဂျပန်ပြည်တွင်းဤသူတန်းသင်မှု65%နဲ့အထက်ရှိတဲ့ဂန်နန်းခရစ်စတယ်ဆိုတဲ့စီအားဂျန်ဂယောင်ချောကိုဖြုတ်ချခဲ့တဲ့ဂျောင်ဂီချောရဲ့ဂန်နန်းအဖွဲ့အစည်းကချုပ်ကင်ထားရလို့သိရပါတယ်။ဂီချောရဲ့အနီးကလူတွေဟာအထက်တန်းကျောင်းမှာကလေးကညီကိုရီလိုနေထိုင်ခဲ့ကြတာမို့တာမန်စုံစမ်းရေးနဲ့အလုံးမဖြစ်နိုင်တဲ့အတွက်ယခုလိုစီစဉ်လိုက်ရကြောင်းရှင်းပြပါတယ်။ဂျန်ဂယောင်ချောကိုပုံကန်စဉ်ကဂီချောရဲ့အဖွဲ့သားတယောက်ဖြစ်တဲ့ထဲကိုတည်ဆုံးခဲ့ပြီးထိုစဉ်ကတည်းကအစပြောက်သွားတဲ့ဂျန်ဂယောင်ချောကြောင့်အမှုကိုရပ်ထားရတာဖြစ်ပါတယ်။အပြင်ကကြည့်ရင်လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့လူငယ်စီးပွားရေးသမားတွေပုံစံဖြစ်နေတော့လဲလွန်ခဲ့တဲ့6 လကစပြီးဂန်နန်းကညကလတ်တွေအားလုံးကိုထိမ့်သိမ်းလိုက်ပြီလို့သိရပါတယ်။အင်အားများလွန်းတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်ရေရှည်ရပ်တည်နိုင်မှုကကလတ်တွေရဲ့ဝင်ငွေနဲ့မဖြစ်နိုင်ပဲဂန်နန်းခရစ်စတယ်ကျောင်းဆိုတာသိကြနေရမှုဂျွန်မိုကထဲဟိုရဲ့ဟန်ဆောင်အကိုအဖြစ်ဂွမ်ဆုံကိုနာမည်နဲ့လှုပ်ရှားရပါမယ်။ဂွမ်ဆုံကိုရဲ့နောက်ခံရာဇဝင်အားလုံးကိုရဲဘက်ကချုပ်ကင်ထားပြီးမို့ရော့ဆန်တုံမှာရှိတဲ့စားသောက်ဆိုင်ကြီးတစ်ခုဟာဂန်နန်းကိုင်းအကြီးအကဲတွေအပိုင်ဖြစ်သွားပြီးတပတ်တစ်ခါလာရောက်စားသောက်လေးရှိတဲ့နေရာဖြစ်တာကြောင့်ထိုနေရာကစနိုင်မယ်လို့အကြံပေးပါတယ်။အသွင်ယူလုပ်ငန်းစဉ်မှာလုံခြုံရေးကအထူးဖြစ်ပြီးလူမိုက်တွေနဲ့ပျောပြီးလှုပ်တက်တဲ့ရဲတွေရှိနေနိုင်တာမို့တတိထားရတဲ့ဂျွန်မိုကိုပန်းနိုင်ခြင်းချက်ယောဂကြောင့်ခွင့်အကန့်အသတ်မရှိပြင်ဆင်ပေးလိုက်ပါတယ်။တရုတ်ကိုကိုယ်တိုင်အသွားပြန်လုပ်နေပြီးဂန်နန်းခရစ်စတယ်ရဲ့အထူးပါဝင်ဖြစ်စီဖြစ်တဲ့Effie Drinkကိုဂျောင်ဂီချောကိုယ်တိုင်ဝယ်ယူဖြန့်ဝေနေတာကြောင့်ကိုရီးယားသမိုင်းမှာအဆိုးဆုံးမိုးရေရာသွေးမှုနဲ့ဂျောင်ဂီချောကိုဖမ်းဆီးရန်အစီအစဉ်သတ်မှတ်လိုက်ပါတယ်။ဂျွန်မိုကတော့သူ့ရဲ့အကြံစီတိုင်းလုပ်ခွင့်ပေးရန်တောင်းဆိုပြီးရော့ဆန်တုံကစားသောက်ဆိုင်ထံဦးတည်လိုက်ပါတယ်။ဘာစားသောက်မှမမှာပဲဒီဆိုင်ရဲ့တထေးဂျောင်ဂီချောနဲ့တွေ့ကျင်တယ်လို့သာတဖွာဖွာပြောရင်သူ့ကိုလာရှုံနေတဲ့ဂန်နန်းအဖွဲ့အစည်းရဲ့လူမိုက်တွေကိုရိုက်နှက်နေရကြောင်းဘာမဟုတ်တဲ့ကောင်ကိုဖြည့်ရှင်းရန်နောက်ထပ်လူမိုက်တအုပ်လွှတ်လိုက်ပါတယ်။စားသုံးသူတွေကိုအနှောက်ယှက်ပြီးကဂီချောကိုမဖြစ်မနေတွေ့ကျင်တယ်ဆိုတာကြောင့်ဘယ်ကမှမသိတဲ့ကောင်ကိုရှင်ကြီးအောင်ဆုံးမဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျောင်ဂီချောရောက်လာတဲ့အခါတဆိုင်လုံးပြန့်ကျဲနေတာကိုမြင်လိုက်ရပြီးဘာကိစ္စနဲ့သူ့ကိုတွေ့ကျင်နေရလဲလို့မေးလိုက်ပါတယ်။ဒီခွေးကောင်ရဲ့မျက်နှာကိုမြင်ရဖို့ပြင်ပန်းလိုက်တာလို့ရေရွရင်မင်းလားဂျောင်ဂီချောလို့မေးနေတဲ့ဂျွန်မိုရဲ့လက်ကနိုင်ကြောင်းဆွဲယူကြည့်တဲ့အခါလာမကင်ဖို့ရုန်းကန်လိုက်ပါတယ်။အဲ့ဒီနောက်တယောက်မျက်နှာတယောက်တေချာကြည့်နေရင်ဂျောင်ဂီချောဟာအသွင်ယူလာတဲ့ဂျွန်မိုကိုမင်းမတူလဲလို့မေးလိုက်ပါတော့တယ်။ထဲဟိုရဲ့နာယီဝတ်ထားသူဂျွန်မိုကိုဂျောင်ဂီချောတယောက်မင်းဘသူလဲဘာလို့ဒီနာယီမင်းစီမှာရှိနေတာလဲလို့စိတ်မရှိသွားမေးတဲ့အခါသူ့ညီထဲဟိုဂီချောတို့နဲ့အလုပ်တူလုပ်ရင်အသက်ခံလိုက်ရတယ်လို့ဆိုပါတယ်ထဲဟိုမှာအကိုဝမ်းခွဲရှိတယ်လို့မကြားဘူးတဲ့ဟီဆောင်တို့ကမေးခွန်းထုတ်တဲ့အခါယုံနာမယုံနာစိတ်ဝင်စားပဲသူ့ညီကိုတတ်သွားသူဟာပြောပြခိုင်းပါတယ်ပြီးတော့တငယ်ချင်းတယောက်လုံးအသက်ခံလိုက်ရတာကိုဒီမှာဘာထိုင်လုပ်နေကြရလဲလို့မေးပြီးတွတ်ထိုင်ဆဲကသူကိုယ်တိုင်ပဲလိုက်ရှာတော့မယ်လို့ဆိုပါတယ်စကားမပြောဘဲထိုင်ကြည့်နေသူဂီချောကသူ့လိပ်စာကတ်ထုတ်ပေးပြီးထဲဟိုအကြောင်းသိချင်ပါကရုံးကမ်းမှာလာရှာဖို့ပြောတာကြောင့်ဆိုင်ထဲကထွက်လာလိုက်ပါတယ်အဲ့ဒီနောက်သူ့စီနီယာဒိုရောင်းကိုသူတယောက်ဆောင်တာ
ပြန်ကောင်းခဲ့ကြောင်းပြန်ကြွားလိုက်ပါတယ်ဒီအတိုင်းယုံကြည်လိုက်တာမဟုတ်တဲ့ဂျောင်ကီချောတို့ဟာထဲအိုရဲ့ဖခင်တန်လိုက်သွားပြီးငွေအချို့ပေးကထဲအိုရဲ့အကိုဝမ်းကွမ်းဆိုသူအကြောင်းမေးပါတယ်ထဲအိုနဲ့စွန်းဦးဟာငယ်စဉ်ကတည်းကအမွှာညီကိုရီလိုနေလာခဲ့ကြသူတွေမို့ငါးဖန်းတင်မောပေါ်ကပြန်ရောက်လာသူစွန်းဦးတယောက်သူ့ညီရဲ့တည်င်းကြားလိုက်စင်မှာပဲထိမ့်မနိုင်သိမ့်မရထွက်သွားတယ်လို့ရှင်းပြရင်ဂျောင်ကီချောတို့လာတင်လာပေးထားတဲ့ငွေတွေကိုသူတပြားမှသုံးမထားတဲ့အပြင်ဒီလိုထဲအိုအကြောင်းပြန်လဲအစားဖော်နေတာကသူ့အတွက်လည်းအဆက်မပြေတာမို့နောက်မလာဘူးမှားလိုက်ပါတယ်အဲ့ဒီအစီအစဉ်တွေအားလုံးဟာသူ့အကြောင်းစုံစမ်းမဲ့ဂျောင်ကီချောတို့ရဲ့အကြံကိုကြိုရိပ်မိထားတာမို့တေချာပြင်ဆင်ပေးထားရန်ဂျုံမိုကတောင်းဆိုထားတာဖြစ်ပါတယ်ဒီလိုနဲ့နောက်တစ်ရက်မှာလိမ့်စာပေးထားတဲ့ဂျောင်ကီချောစီလိုက်သွားခဲ့ပါတယ်လူမိုက်တအုံတမကြီးနဲ့စောင့်နေတဲ့ဂျောင်ကီချောဟာအချိန်တော်ကြာမှရုတ်တရက်ပေါ်လာတဲ့စွန်းအိုရဲ့ရည်ရွယ်ချက်ကိုသိတယ်လို့ဆိုကငွေတထုပ်ပေးပြီးထဲအိုရဲ့နာမည်နဲ့လူတွေကိုလိုက်လိမ့်မနေဘူးမှားပါတယ်ဒါစမ်းသပ်မှုတစ်ခုမှတီးလိုက်တဲ့ဂျုံမိုတယောက်ပတ်စံနေနဲ့ပြစ်ပေါက်ပြီးအောက်တန်းသားလူမိုက်တွေလို့စတင်ဆဲဆိုတောင်းကြမှာတော့တယ်ဆက်ပြီးစော်ကားနေဘာဖြစ်သွားမလဲပြရမလားဆိုတဲ့ဂီချောရဲ့စကားကိုဂယူးမဆိုင်ပဲထွက်သွားဖို့ပြင်နေတဲ့လူမိုက်တွေကပိတ်ဆို့ထားလိုက်ပါတယ်အောက်ဆွဲလူမိုက်၃កောင်နဲ့စတင်စမ်းသပ်ခံရချိန်မှာတော့တကယ်အရိုင်းဆိုင်တစ်ကောင်လို့အထိန်ကိုမရှိဆဲဆိုတိုက်ခိုက်ရင်လက်ရဲဆက်ရဲအစွမ်းပြခဲ့တာကြောင့်ငွေအတွက်လာသူမဟုတ်ဘူးပဲလို့ဂီချောကပြောပါတယ်ထဲအိုရဲ့နာယီကိုပေးလိုက်တဲ့သူ့ရဲ့ဦးလေးဖြစ်သူဟာဒီနာယီကိုပတ်ထားတိုင်းထဲအိုအတူရှိနေရလို့တွေးကလက်တော့ပြန်မှုမကြိုးစားရန်မှားထားပေမဲ့တငယ်ချင်းတယောက်လုံးအသက်ခံရတာကိုငြိမ်နေကြတဲ့အောက်တန်းသားလူမိုက်တွေကိုကြည်ပြီးဒေါသထွက်လွန်တာမှုလူသက်သမားကိုခေါင်းဖြတ်ယူလာပြီးမဲ့စောင့်နေလို့မှားသွားပါတယ်သူတို့ရှေ့တင်၃ယောက်တယောက်လက်ဆန်းပြခဲ့တဲ့ဂျုံမိုကိုထဲအိုရဲ့အကိုပဲမို့ထဲအိုအစားအလုတ်တွဲလို့ဖို့ခေါ်ရင်မကောင်းဘူးလားလို့ဟီဆောင်ကစဉ်းစားနေပါတယ်ဒို့ပေမဲ့တာမန်မဟုတ်တဲ့သူတို့အလုံးမှာတေချာရင်းနှီးမနေတဲ့လူကိုအလုံးမခန့်ကျင်ဘူးဆိုတဲ့ဂျောင်းဘဲနဲ့ပြဿနာဖြစ်နေရကြောင်းဂီချောကဝင်တားလိုက်ပါတယ်အဖွဲ့အစည်းတဲ့ရောက်ဖို့လိုနေတဲ့ဂျုံမိုဟာဂီချောတို့ပိုင်တဲ့နယ်မြေတွေအတွင်းဂျန်ရဲ့ပုံပါတဲ့လက်ကမ်းစာဆောင်တွေလိုက်ဝေကဂန်နန်းကိုင်းကလူတွေတတိထားမိအောင်စူးစမ်းနေပါတယ်ဂန်နန်းအဖွဲ့အစည်းဟာဘူဆန်ကဂိုင်းကောင်းဆောင်ထံဂတိပေးထားတဲ့အတိုင်းလာစဉ်မီလီယံ90ပို့ပေးနေပေမဲ့ယခုထိအောက်ဆွဲခွေးတွေလိုဆက်ဆံခံနေရပါတယ်ဟီဆောင်ဟာဘဝပြတ်နေတဲ့ဂျန်ရဲ့လက်ထောက်နဲ့တွားတွေ့ခဲ့ပြီးဂန်နန်းမှာငွေအများပြားရှာနိုင်နေပြီဖြစ်တဲ့ဂျောင်ကီချောဟာ10နှစ်လောက်ညီကိုလိုပေါင်းသင်းလာတဲ့သူ့ကိုကျွန်းလိုသာဆက်ဆံနေတာမို့လူယုခံလိုက်ရတဲ့ဟန်တိုနဲ့ပူပေါင်းပြီးအတူဖြုတ်ချကြမယ်လို့ညှိနှိုင်းပါတယ်တိုနဲ့ပူပေါင်းပြီးအတူဖြုတ်ချကြမယ်လို့ညှိနှိုင်းပါတယ်ဂျုံမိုတယောက်သူ့သတိဦးချောင်းထန်ဆက်သွယ်ပြီးလူသက်သမားတယောက်နောက်ကိုကင်းပုံးဝစ်လိုက်နေရတာမို့အဆက်အသွယ်မရရင်စိတ်မပူရန်အကြောင်းကြားလိုက်ပါတယ်စားသောက်ဆိုင်ထက်ပြန်ရောက်လာသူဟီဆောင်ကိုဂျောင်ကီချောဟာတန်တရားမျက်လုံးနဲ့ကြည့်နေခဲ့ပါတယ်တစ်ဖက်မှာဂျန်ရဲ့လက်ထောက်ဟန်တိုဟာဂျောင်ကီချောရဲ့ဂန်နန်းကိုင်းကိုဖြုတ်ချခွင့်ပြုရန်ဘူဆန်ရဲ့ဥက္ကဋ္ဌစီတောင်းဆိုခဲ့ပေမဲ့လာသင်မပြတ်ငွေပို့နေတဲ့ဂျောင်ကီချောကိုဂျပန်ကိုင်းကပါသွားမထိဖို့တားထားတယ်လို့ဆိုပါတယ်။သို့ပေမဲ့ဟုံးဤဆောင်နဲ့ပူပေါင်းမဲ့ဟန်တိုဟာဂန်နန်းကိုသူသိမ်းယူနိုင်ခဲ့မယ်ဆိုရင်ဂီချောပေးတဲ့ငွေရဲ့နှစ်ဆကိုလာသင်ပေးမယ်လို့ကတိခံလိုက်ပါတယ်။ဂျွန်မိုဟာဂျောင်ကီချောထံရောက်ဖို့ခေါင်းပူအောင်စဉ်းစားနေစဉ်သူ့ရဲ့ပေဂျာအတွင်းဖုန်းနံပါတ်တစ်ခုပေါ်လာတာကြောင့်ဆက်သွယ်ကြည့်တဲ့အခါဂီချောကတွေ့ရအောင်လို့ခေါ်လာပါတယ်။ဟုံးဤဆောင်နဲ့ဟန်တိုတို့ကတော့ပိတ်ထားတဲ့ကလပ်တစ်ခုရှိလာရောက်စစ်သေးပြီးအခြားလောက်ငယ်သားတွေတာဝန်ကအနာပေးတဲ့ဒီညမှာပဲအပြတ်ရှင်းမှုနဲ့လက်နက်တွေကိုတော့သူကလပ်ထဲမှာကြိုဖွက်ထားပေးခဲ့မယ်လို့ဆိုပါတယ်။ဒါပေမဲ့ဂီချောနဲ့အတူရှိနေမဲ့လူတွေဟာသူ့ညီကိုတွေပဲမို့သူတို့ကိုတော့ပြင်းပြင်းထန်ထန်ထိခိုက်အောင်မလုပ်ဖို့တောင်းဆိုလိုက်ပါတယ်။ဂျုံမိုတယောက်ဂီချောချိတ်ဆိုထားတဲ့ကလပ်ထံတယောက်တည်းဝင်လာတော့ဒီညဟာထဲဟိုအတွက်ဒီနေရာမှာပါတီပေးမှာလို့ပြောပါတယ်။ပြီးတော့ထဲဟိုကိုတတ်သွားတဲ့တရားခံကိုအပင်ပန်းခံလိုက်ရှာမနေတော့ပဲထဲဟိုရဲ့ကိုဝမ်းခွဲမှုအခွင့်ရေးပေးမယ်ဆိုကသူ့ဂိုင်းနဲ့ဝင်ခဲ့ဖို့ခေါ်ပါတယ်။နည်းနည်းမူဖို့လိုနေသေးတဲ့ဂျုံမိုဟာသိလိမ့်ငွေကိုဂျောင်ကီချောရဲ့မျက်နှာတက်တက်မှုတ်ထုတ်လိုက်ပြီးတွန်းကြီးအတွက်လက်စားချေဖို့ကရောဘလို့လဲလို့မေးလိုက်ပါတယ်ဒီအချိန်အပြင်မှာအသင်းဆောင်နေတဲ့ဟန်တိုတို့ဟာဟီဆောင်ရဲ့အကူအညီနဲ့ကလပ်ထဲဝင်သွားကြတာကိုဂျုံမိုရဲ့စီနီယာဒိုယောင်းကမှတ်တမ်းတပ်ပုံရယူနေပါတယ်ဟန်တိုတို့ကလပ်ထဲကိုရောက်လာတာနဲ့ဒီကောင်တွေဟာထဲအိုကိုတတ်ခဲ့သူဂျန်ရဲ့နောက်လိုက်တွေဖြစ်ကြောင်းဂီချောကအသိပေးပါတယ်ဂျောင်ကီချောကိုလှုပ်ကြံမှုစိတ်အားထက်သန်နေတဲ့ဟန်တိုတို့ဟာဟီဆောင်ဖွဲ့ပေးထားတဲ့ဆိုတဲ့လက်နက်တွေမရှိမှတီးတဲ့အချိန်ကြမှာတကယ်လက်သားခံလိုက်ရတာသူမန်းရိပ်မိသွားပေမဲ့ဟီဆောင်ဟာထွက်ပေါက်ကိုအသေးပိတ်ထားလိုက်ပြီးဖြစ်ပါတယ်လက်နက်မပါတော့တဲ့လူအုပ်ကြီးကိုဂျောင်ကီချောတို့နှစ်ယောက်ကပဲအတိုင်ပေါက်ညီညီတိုက်ခိုက်နေပြီးဂီချောဟာသူ့ကိုစိတ်ရင်းနဲ့ကာကွယ်ပေးနေသူစွန်းအိုရဲ့လက်စတွေကိုစောင့်ကြည့်နေပါတယ်နှစ်ယောက်ထဲနဲ့တောင်အလဲလဲကွဲကွဲဖြစ်နေကြတဲ့ဟန်တိုတို့အဖွဲ့ဟာမီးရောင်တွေနဲ့အတူလက်နက်မျိုးစုံနဲ့အသင်းရောက်လာကြတဲ့စောတို့အဖွဲ့ကိုမြင်တဲ့အခါအပြေးအဝသဘောပေါက်သွားပြီးအပြတ်တက်နှိမ်နှင်းခံရပါတော့တယ်တိုက်ပွဲအဆုံးသတ်မှာလက်စွမ်းပြဖို့လိုနေမှရိမ့်မိတဲ့ဂျုံမိုတယောက်သူ့ညီကိုတတ်သွားတဲ့ဆိုတဲ့ဟန်တိုကိုတေလူမျိုးပါရိုက်ပြခဲ့ပါတယ်အဲ့ဒီနောက်ဂီချောဟာခေါင်းဆောင်စောရဲ့ဓာတ်ကိုတောင်းယူပြီးဟန်တိုထံသွားကဘလို့လှုပ်ချင်လဲဒီမှာတည်ကျင်လားလို့မေးကမျက်နှာကိုဓာတ်နဲ့လှီးလိုက်ပါတယ်သူပြောနေကြဘာမဟုတ်တဲ့ DJ ကောင်ရဲ့လက်ချက်နဲ့ပဲနှစ်ကြိမ်လုံးကြရှုံခဲ့ရတဲ့ဟန်တိုတယောက်အာမတန်လို့မန်လျှော့ထားရပါတယ်ဂျောင်ကီချောမိတ်ပေးလိုက်တာနဲ့ကြံလူတွေကဟန်တိုကိုဝိုင်းချုပ်ပြီးခေါင်းဆောင်စောဟာဟန်ဆိုရဲ့ဒူးစစ်နေရာတက်တက်ကိုတူတချောင်းနဲ့ရိုက်ချိုးပစ်လိုက်ပါတော့တယ်သူကိုယ်တိုင်အစိုးရဆုံးရဲတယောက်ဖြစ်နေတော့လဲလူတယောက်ရဲ့နာနာချင်းချင်းအော်ဟစ်နေတန်ကိုသေးလေးတောက်မပြတ်ရတာခံကြည့်နေတဲ့
ဂျောင်ဂီချောလိုလူမိုက်တယောက်ရဲ့ရက်စက်မှုကိုမျက်ဝါးထင်ထင်မြင်လိုက်ရပြီဖြစ်ပါတယ်ဖျို့ဖျဲပြန်ထွက်လာကြတဲ့ဟန်တိုတို့အဖွဲ့ကိုအပြင်မှာစောင့်နေတဲ့ဟီဆောင်ကကန်းနာကသူတို့မူရဲ့ညီမို့နောက်ဆိုခြေတောင်ချမလာရန်တတိပေးလိုက်ပါတယ်အထဲပြန်ဝင်သွားပြီးဂီချောပြောတဲ့အတိုင်းပြိုင်ဘက်ဟာငါစာကိုအကုန်ဟတ်လိုက်မိပြီလို့ပြောနေတဲ့ဂျုံမိုတယောက်သူ့ကိုဒီနေရာခေါ်လာတာရန်ဖြစ်ခိုင်းမလို့လားလို့မေးပါတယ်ဂီချောကတော့ဘူဆန်ဥက္ကဋ္ဌကြီးရဲ့ဖုန်းကိုကင်လိုက်ပြီးဂျန်ရဲ့တပည့်တွေသူ့ကိုလှုပ်ကြံမဲ့အစီအစဉ်အားသူပို့ပေးထားတဲ့ငွေတွေကိုမှမထောက်ခွင့်ပြုပေးလိုက်တဲ့အတွက်ရှေ့လျှောက်ဘာငွေမှပို့စရာအကြောင်းမရှိတော့ဘူးလို့အပြတ်ပြောလိုက်ပါတယ်ဒါကြောင့်တိုးထောင်ကျောက်သူပြန်နေမိသွားတဲ့ဥက္ကဋ္ဌကြီးဟာဂျောင်ဂီချောကိုရှာပြီးအင်ချုံးမြစ်တော့မဟုတ်ဘူဆန်မြစ်ထဲအစဖျောက်လိုက်ဖို့သွေးဦးသွေးတန်းနဲ့ရှောက်ပြောနေပါတော့တယ်ဂျောင်ဂီချောဟာဂျုံမုံမေးထားတဲ့မိကွန်းအတွက်သူတို့လူမိုက်ကိုင်းထဲမှာအဲ့လိုပုံကန်ကျင်တဲ့ကောင်တွေကိုရှင်းဖို့စီစဉ်ခဲ့တာဖြစ်ကြောင်းရှင်းပြရင်အပြင်ခေါ်ထုတ်ကထဲဟိုနာမည်နဲ့ကလပ်ဆိုင်ပုတ်ကိုပြပါတယ်သူ့ဖို့ညီရင်းလိုဖြစ်နေတဲ့ထဲဟိုအတွက်ဒီနေရာကိုပေးဖို့စီစဉ်ထားတော့လဲစိတ်မကောင်းတဲ့အကိစ္စတွေဖြစ်သွားခဲ့တာကြောင့်အခုထဲဟိုရဲ့အကိုဝင်ခွဲဖြစ်တဲ့စွန်းဟိုကပဲထဲဟိုရဲ့အိမ်မက်တွေအတိုင်းလုပ်ပေးဖို့နဲ့လူသားသမားဂျန်ဆိုတဲ့ကောင်ကိုသူကိုယ်တိုင်အပိုင်းပိုင်းစီရင်ခဲ့ပြီးပြီလို့အသိပေးလိုက်ပါတယ်ဒီလိုနဲ့ဂွမ်စွန်းဟိုအဖြစ်အသွင်ယူထားတဲ့ဂျွန်မိုဟာဂန်နန်းအဖွဲ့အစည်းရဲ့အဖွဲ့ဝင်အသစ်ဖြစ်ရောက်လာပါတော့တယ်စိတ်မပါလက်မပါလက်ခုပ်တီးနေသူတွေကြောင့်ဟီဆောင်ကပဲရှေ့တိုးလာပြီးဂီချောထံကခွင့်တောင်းကပါရိုက်လိုက်ပါတယ်ဂွမ်စွန်းဟိုဟာသူတို့ရဲ့ညီပဲမို့မကျေနပ်တာရှိရင်ဒီလောက်နဲ့ပြေလည်လိုက်ကြဖို့နဲ့တေချာဂီးဆိုင်ဖို့တတိပေးလိုက်ပါတယ်ဒီလိုနဲ့ဂန်နန်းမှာမူရစ်ဆေးကိုအစိုးရဆုံးဖြန့်ဖြူးရောင်းချနေတဲ့လူမိုက်ခိုင်းကြီးထံဂျုံမိုဝင်ရောက်သွားနိုင်ခဲ့ပြီးသူ့ရည်ရွယ်ချက်အတွက်သူ့ပြတ်မှတ်ကိုအနီးကပ်စုံစမ်းခွင့်ရလာပါတယ်။ဒါပေမဲ့အသက်ဝင်လာသူမို့ကိုပိုင်နဲ့အတွင်းညနေ9နာရီကနေနောက်နေ့မနက်9နာရီအထိကင်းလဲကအခြားခိုင်းကလူတွေကြုံဝင်လာရင်တထေးကိုအကြောင်းကြားရမယ်လို့ဘဲရောင်းတဲ့ကတင်ပြပြီးပါတယ်။ဒါကြောင့်အပျော်ပါးများစွာရှင်းနေပြီးသားဂန်နန်းရဲ့ညလောကအတွင်းမှာအရက်သမားစေးသမားတွေရဲ့ဗရုတ်ကြမှုကိုမနှဲတိခန့်ရင်ဒီတိုင်းဘလောက်ကြောင်လုံနေရအောင်မလဲလို့မေးပါတယ်။တက္ကသိုလ်ဆောင်ပွဲတွေပြီးသွားတဲ့ကလေးတွေအဖွဲ့အစည်းတဲ့ဝင်ရောက်လာတဲ့အခါမှာရောင်းတဲ့ကတဆင့်တက်ပြီးစွန်းဟိုကနောက်တစ်ယောက်ကိုလက်ဆင့်ကမ်းတင်ပြပေးရအောင်မလို့ရှင်းပြပါတယ်။ရဲဘွားမှာခေါ်ယူပါရိုက်ခွင့်ရှိတဲ့ဘာမဟုတ်တဲ့ကောင်တွေကသူ့ကိုအလုပ်တေချလုပ်ဖို့ပြောဆိုနေတာကိုပင်ပန်းလာပြီးဒီပုံစံအတိုင်းဆိုရင်ဂန်နန်းမှာကားမောင်းကျွမ်းကျင်သွားရုံပဲရှိမယ်လို့စီနီယာကခက်နေပါတယ်။သူနဲ့အလုပ်တွဲလုပ်နေသူရောင်းတဲ့ကလည်းရှေ့စင်နောက်ဆင့်အလုပ်ဝင်လာသူမို့စားသောက်ဆိုင်တွေကိုစက်ကြီးတောင်းရုံလောက်သာစုံစမ်းလို့ရပါတယ်။ဝီချောင်းကအမျိုးသားလုံခြုံရေးချိုးဖောက်မှုနဲ့စစ်သေးခန်းရောက်နေတဲ့ចောင်းသားတဦးကိုစစ်မေးနေပါတယ်။ထိုကိစ္စပြီးတာနဲ့ဂျုံမိုရဲ့ဌာနကိုဆက်သွယ်ပြီးမေးကြည့်တော့ပန်းနာရင်ကျက်ယောဂနဲ့ခွင့်ယူထားတာရက်အတော်ကြာသွားပြီလို့သိလိုက်ရပါတယ်။ထိုကိစ္စဂျုံမိုစီဂီယုဆိုင်ဖို့ voice မေးပို့လိုက်တဲ့အတွက်အတူကင်းလဲမဲ့ရောင်းတဲ့ကိုတငယ်ချင်းတယောက်နဲ့တွားတွေ့အောင်မဲ့ဆိုကဇနီးပြစ်သူထံရောက်သွားပါတယ်။စကားတခွန်းမှမပြောဘဲအစားကြီးလိတ်စားနေတဲ့ဦးရောင်းဟာသူမကိုအဆက်အသွယ်မလုပ်ဘဲဘယ်တွေသွားပြီးဘာတွေလုပ်နေလဲလို့စမေးပါတော့တယ်။ပြီးတော့မိမမသိအောင်ဝစ်စုံတွေဝယ်ပေးနေတာရောဘသူလဲလို့ဆိုတော့မှမူရေးဖြန့်ဖြူရေးခိုင်းကိုဖမ်းဖို့ထိုခိုင်းထံတရှို့လုံနေကြောင်းပြောပြလိုက်ပါတယ်ဒီအချိန်တိုက်ဆိုင်နိုင်ဝင်လာတဲ့ဂျောင်ကြီးချောတို့ကြောင့်ဝီချောင်းကစွန့်အနေပြီးစွန့်ဟိုကထားနှုတ်ဆက်လိုက်ပါတယ်ဘာပြောရမှန်းမသိအခက်တွေ့နေစဉ်ဝီချောင်းကပဲထလာပြီးဂျောင်ကြီးချောနဲ့မတွေ့တာကြာပြီလို့နှုတ်ဆက်လိုက်ပါတယ်ဒီတော့မှဝီချောင်းဟာသူနဲ့တိုက်ကွမ်တို့တင်တန်းအတူတက်ခက်ဘူးသူတယောက်ဖြစ်ပြီးဂျောင်ကြီးချောကတော့အလုရှင်တထေးပါလို့ဝင်မိတ်ဆက်ပေးလိုက်ပါတယ်ဂီချောကအမှုစစ်ဖြစ်နေတဲ့ဝီချောင်းရဲ့အကြောင်းသိပြီးသားမို့ရဲလို့ရတာအဆင်ပြေရလားလို့မေးရင်ဂွမ်စွန်းအုပ်ကိုခေါ်သွားလို့ရပြီလားလို့မေးလိုက်ပါတယ်။ရဲနဲ့ပတ်သက်ရင်ကြောက်တတ်တဲ့ဟီဆောင်ကဘာကိစ္စရဲတယောက်နဲ့ထမင်းအတူစားနေရတာလဲလို့စစ်မေးပါတော့တယ်။ငယ်စဉ်ကစေးသမားအဖေဖြစ်သူရိုက်တာခံရတိုင်းအိမ်နီးချင်းအမားဖြစ်သူဤချောင်းကပဲစောင့်ရှောက်ပေးခဲ့တာမို့ရင်းနှီးတဲ့ဆက်ဆံရေးပါလို့ဖြေလိုက်ပါတယ်။အခုလဲမူရဲ့စီတုံပြီးတောင်းကျမ်းနေတဲ့ဖခင်ရဲ့အကြောင်းပြောရန်ဤချောင်းကပဲဆက်သွယ်အသိပေးခဲ့တာလို့ဆိုပါတယ်။အတွင်းများနေတဲ့ချောင်းကြီးချောကိုလည်းသူအမားလို့ခင်ရတဲ့တငယ်ချင်းနဲ့တွားတွေ့တာအမားလားလို့မေးပေမဲ့တွားရအောင်လို့သာပြန်ပြောပါတယ်။ဤချောင်းကအန်နယ်များတဲ့ဆက်စီအတွင်ရောက်နေသူမခင်မွန်အတွက်ဦးဆောင်သူစီနီယာထံစိုးရင်တကြီးဆက်သွယ်လိုက်ပါတယ်အခုထိမပြီးနိုင်မစည်းနိုင်ဖြစ်နေတဲ့ဟီဆောင်ကသူဘလို့မှမယုံတဲ့အကြောင်းတဖွားဖွားပြောကသူကရဲနဲ့တတ်မတဲ့သူလို့ဒေါသတကြီးပြောပြနေပါတယ်ကျောင်းဘက်ကတော့ရုတ်တရက်ကြီးပေါ်လာတဲ့ထဲအိုရဲ့အကိုဝမ်းကွဲပြီးတော့တထေးနဲ့အထက်တန်းကျောင်းတုန်းကဖះเจ้าတူတက်ခဲ့တဲ့မိန်းကလေးရဲ့အိမ်နီးချင်းဆိုတဲ့အဖြစ်ပြက်တွေကထင်မထားလောက်အောင်တိုက်ဆိုင်နေတာမို့ထိုးသန်းနေရလို့ဆိုပါတယ်ပြီးတော့အဲ့ဒီရဲကတထေးလို့အဆိုင်ကတော့ပုတ်ကြီးပဲစားတာလာမေးတဲ့အခါအကြာကြီးတွဲခဲ့ကြတဲ့အချစ်ဦးတွေမို့အကြိုက်တူမှာပေါ့လို့ဟီဆောင်ကထောက်ခံပါတယ်ဂျိုမိုဟာလေဘင်းကလက်ဝါးကတိုင်ဆွဲကြိုးလေးကိုကန်ကြည့်နေတဲ့ဂျောင်ကြီးချောအားအကဲခတ်ရင်အထက်တန်းကျောင်းတုန်းကဖះเจ้าမှလက်ဆောင်လို့ပြောဦးတဲ့ဦးကျောင်းရဲ့ဆွဲကြိုးကိုပါတတိယသွားပြီးအဖြစ်ပြက်တွေကိုဆက်ဆက်မိလာသလိုအားလုံးရဲ့တန်တရားမျက်လုံးတွေကလည်းဂျိုမိုအပေါ်ပြုံကျလာပါတယ်
နေမျိုးလေးကချက်ချောင်းတစ်ခုမှာတချင်းစုံနေတဲ့ကောင်မလေးကိုနောက်ကကောင်လေးကအရေးတကြီးငေးနေပါတယ်အပြင်ရောက်လာတော့ထိုကောင်လေးကပိတ်ရက်မှာရုပ်ရှင်ကြည့်ဖို့ကောင်မလေးကိုဖိတ်ခေါ်ခဲ့ပြီးကောင်မလေးကလည်းအရန်လာတဲ့ဆွဲကြိုးလေးကိုလက်ဆောင်ပြန်ပေးခဲ့ပါတယ်သူတို့နှစ်ယောက်နာမည်ကတော့ယူဝီချောင်းနဲ့ဂျောင်ကီချောလို့အမည်ရပြီးတငယ်ချင်းတစ်ယောက်ကပိုလာရိုက်ကင်မရာနဲ့ဓာတ်ပုံရိုက်ပြီးတဲ့အခါနှစ်ယောက်စလုံးအတွက်နှစ်ပုံရိုက်ပေးဖို့တောင်းဆိုရင်ဝီချောင်းပေးထားတဲ့ဆွဲကြိုးလေးကိုတခါတည်းဝစ်စင်ကရုတ်တရက်ဝီချောင်းရဲ့လက်ကိုကင်ပြီးပျော်ရွှင်စရာကောင်းတဲ့ပုံနှစ်ပုံကိုရိုက်ယူလိုက်ပါတယ်ယူဝီချောင်းတစ်ယောက်ကျမ်းမာရေးမကောင်းတဲ့သူမမိခင်ကိုတွားတွေ့တဲ့အခါတဦးတည်းသောတမတ်လေးဘဲကြုံမလာတာကြာပြီလို့ရေရွတ်နေပါတယ်ရခင်ဖះเจ้าကဂျောင်ကီချောကိုတိလာလို့မေးတော့ဒီနေရာမှာကြားရတဲ့သတင်းမျိုးစုံထဲမှာထိုကောင်လေးကလူမိုက်တစ်ယောက်ဖြစ်နေမှတိတယ်လို့ဖြေပါတယ်ထိုစဉ်ကရဲကားတန်နေရက်ကြည့်နေတဲ့လူအုပ်ကြီးရဲ့စကားတန်နေကြားကနေသွေးတန်တရဲရဲနဲ့မိခင်ရဲ့နောက်မှာရဲကားပေါ်ခေါ်ဆောင်ခံလိုက်ရတဲ့ဂျောင်ကီချောကိုသူမလိုက်ကြည့်နေမိပါတယ်ဝီချောင်းနဲ့ပြန်ဆုံပြီးနောက်ပိုင်းလေဘင်းကဆွဲကြိုးလေးတကန်ကန်နဲ့တွေ့ဝင်နေတတ်သူဂီချောကိုစွန်းဦးကစောင့်ကြည့်နေခဲ့ပါတယ်တစ်ဖက်မှာဂွမ်စွန်းဦးအဖေရဲ့ပြစ်မှုမှတ်တမ်းကိုစစ်ဆေးပေးဖို့ fast နဲ့အတူစုံတော့တယောက်နဲ့လက်ထပ်ထားတဲ့ဆိုတဲ့ယူဝီချောင်းရဲ့အမျိုးသားဓာတ်ပုံတွေကိုတပြိုင်တည်းထောက်လှမ်းခိုင်းနေပါတယ်စိတ်ထဲရှင်းရှင်းလင်းလင်းအဖြေရဖို့လိုနေသူဂျုံမိုဟာတိုးစနီးနဲ့ဂျောင်ကီချောတို့ဘလောက်တောင်ရင်းနှီးခဲ့ကြသလဲမေးတော့အထက်တန်းကျောင်းတော့ကပဲလို့ဖြေပါတယ်ပြီးတော့အရန်အနေများတဲ့စစ်စင်ရေးတဲကိုသူမတော်မသိရပဲဂျုံမိုကိုထည့်ခဲ့တဲ့ကိစ္စအတွက်ဒိုရောင်းတို့နှစ်ယောက်ကိုအပြစ်တင်ခဲ့ပါတယ်သူမကရဲတယောက်ဆိုတာအပြင်ဂျုံမိုနဲ့ရင်းနှီးနေကြောင်းမှသိသွားတဲ့ဂျောင်ကီချောကြောင့်ဒီတိုင်းဆက်ထားဖို့လားလို့မေးပေမဲ့နောက်ထပ်လှုပ်ရှားမှုကိုစောင့်ကြည့်နေရအောင်မှဖြစ်ပြီးဂျုံမိုကလည်းသူစားခဲ့တဲ့ဇက်လန်းကိုသူအဆုံးမတတ်နိုင်မချင်းမရက်တက်သူမို့စိတ်မပူဖို့မှာပါတယ်ညွန့်ကျုပ်ဟာဂျုံမိုရဲ့အမှုကိုအမြန်ပြီးပြတ်စေလိုပါကဝီချောင်းမှာဝင်ကူညီဖို့တောင်းဆိုလိုက်ပါတယ်ဂျုံမိုတို့လင်မယားရဲ့အချက်လက်တွေကိုလူတစ်ယောက်ကရဲဌာနထံကလာယူသွားပြီးဂျောင်ကီချောထံတိုက်ရိုက်ပေးခဲ့ပါတယ်ဂွမ်စွန်းရဲ့ဖခင်ဟာမူရစ်ဆေးမှုနဲ့ထောင်၄ချိန်အထိကြာခံထားရပြီးယူဝီချောင်းရဲ့မိခင်ဟာကင်ဆာရောဂါနဲ့ဆေးရုံတက်နေရတယ်ဆိုတာနဲ့ဝီချောင်းရဲ့ယောက်ျားဓာတ်ပုံကိုပါပေးခဲ့ပါတယ်။အဲ့ဒီနောက်ဂျောင်ကီချောတယောက်ဂွမ်စွန်းကိုခေါ်ကဝီချောင်းနဲ့တွေ့စဉ်ကသူ့အမျိုးသားကြောင့်ပြောဘူးသေးလားလို့မေးရင်ရာဇဝတ်မှုရေးရဌာနကဘဲကြုံမို့လို့ဖတ်ပြနေရကြောင်းဘေးပြီးကိုကြည့်ရင်တောတချောင်းကိုလက်ကြားမှာအသင်ပြင်လိုက်ပါတယ်။သို့ပေမဲ့ကီချောပြတဲ့ဓာတ်ပုံကတော့သူ့ရဲ့စီနီယာဒိုရောင်းရဲ့ဓာတ်ပုံဖြစ်နေပြီးတိလားလို့တေချာကြည့်ခိုင်းကသူနဲ့ရှင်ဘသူပို့ချောလဲလို့စနောက်ပါတယ်။ညွန့်ကျုပ်တယောက်တစ်ဖက်လက်နဲ့သတင်းရောက်သားနေတဲ့စကန်မှုထန်သွားကအချက်လက်ရယူရေးစာပါမှာလော့ဂင်ဝင်လိုက်တာနဲ့မင်းတို့ဘာလုပ်ပြီးဘသူအကြောင်းရှာသလဲသိတယ်လို့တတိပေးရင်သတင်းကောင်းကြီးပိုင်းမှာမပါခြင်းနောက်ဆင်ခြင်မှုမှာခဲ့ပါတယ်။ဂျောင်ကီချောရဲ့ဘာနှမှုကိုကြိုတင်ကာကွယ်လိုက်နိုင်တဲ့ဂျိုရောင်းကြောင့်အားလုံးမပေါ်သွားခဲ့တာဖြစ်ပြီးရှေ့လျှောက်ပိုတတိထားဖို့လိုလာကြောင်းပြောပါတယ်။ဂျိုမိုကတော့ဘသူကပုံညံကောင်းလဲဆိုတာတခါလောက်ကြမ်းတမ်းတာမျိုးနဲ့စမ်းကြည့်ကြမလားလို့အစီအစဉ်ဆွဲလိုက်ပါတယ်။နောက်တစ်ရက်ကင်းလဲချိန်ပြီးတဲ့အခါမြေအောက်ပူတာမှာသွားအိတ်ကြမယ်ဆိုကဘဲရောင်းတဲ့ကိုခေါ်လာပါတယ်။ဒီအချိန်သူတို့ဘေးကလျက်ကမတင်ကားစရာဘန်ကားစီးကိုဂျုံမိုတတိထားမိသွားပြီးသူတို့ကားရှိကပါမစင်မချင်းကွေ့သွားတာမို့နောက်ကလိုက်သွားပါတယ်။ထိုကားပေါ်ကဒုတ်တွေနဲ့လူတစုကတချင်းနားထောင်နေတဲ့ဂျောင်ကီချောရဲ့တိုက်ကိုမီးဖြတ်ပြီးအော်ဟစ်တက်လာကြပါတယ်။အမိလိုက်လာတဲ့ဂျုံမိုကအထဲမှာတထေးတယောက်တည်းကြံနေခဲ့တယ်လို့ရေရွတ်ရင်သူ့တထေးကိုအခန်းထဲထည့်ပိတ်ခါငါကဂျောင်ကီချောပဲကွာလို့អော်ပြီးလူအုပ်ကြီးထံတယောက်တည်းပြေးဝင်တိုက်ခိုက်ပါတယ်ဒီအချိန်မိကန်တစ်တာတွေကတနတ်ယူပြီးထွက်လာတဲ့ဂီချောကြောင့်ဂျုံမိုကိုရိုက်ခါထွက်ပြေးသွားကြပါတယ်ဂွမ်စွန်းကိုစေးကန်းလိုက်ပြနေတဲ့ဂီချောတို့အဖွဲ့ဟာဘူဆန်ကိုင်းရဲ့လက်ချက်လို့ယူဆနေပြီးပြန်လဲလက်ထုတ်ပြန်မှုပြောနေတဲ့ဟီဆောင်းကိုသူဖြည့်ရှင်းမယ်လို့ဆိုကဟန်တားလိုက်ပါတယ်ဂျောင်ဘဲကတော့နောက်နေ့ကစပြီးတထေးရဲ့နားမှာခေါင်းဆောင်စောကိုစောင့်ခိုင်းပါမယ်ဆိုပေမဲ့ငါဂျောင်ကီချောကွာဆိုပြီးလူအုပ်ကြီးကြတဲ့ท็อป 10 ช็อกกรุบกรอบถั่วเพิ่มขึ้น 50% และไบส์ลองเลยလူအုပ်ကြီးကြတဲ့ပြေးဝင်သွားတဲ့သွန်းအိုကိုသာသူ့နားမှာထားဖို့မှားလိုက်ပါတယ်လူသစ်ပဲရှိသေးတဲ့ဂွမ်သွန်းအိုကိုထိုအခွင့်ရေးပေးလိုက်ပါကလောက်ငယ်သားတွေရဲ့အမိန့်နာခံမှုကိုထိန်းသိမ်းရခတ်စေမယ်လို့အကြံပြုတော်လဲအရေးပေါ်အခြေအနေမှာအဲကောင်တွေဘယ်ရောက်နေကြလဲလို့ပြန်မေးခဲ့ပါတယ်ဒီလိုနဲ့ခေါင်းတိုင်းရာတစ်ချက်ရင်းလိုက်တဲ့ဂျုံမိုတယောက်လူမိုက်ကိုင်းမှာယာရုအဆင့်ဆင့်ခုန်တက်သွားပြီးဟီဆောင်းတို့ရဲ့လက်အောက်နေရာကိုရောက်လာပါတယ်ဒါကြောင့်သူကိုယ်တိုင်စီစဉ်လိုက်တဲ့စစ်စင်ရေးအောင်မြင်သွားပြီဆိုတာနဲ့ရှေ့လျှောက်ဂျောင်ကီချောရဲ့တတ်တော်ဆောင်ဖြစ်ပြီဆိုတဲ့အကြောင်းအထက်ကိုအကြောင်းကြားလိုက်ပါတယ်ရဲဌာနမှာတော့သူတို့တိုက်ခိုက်ခဲ့တဲ့လူရှောင်းတိန်ပြီးဒဏ်ရာမရအောင်ပြန်လဲတိုက်ခတ်ခဲ့သူမို့ဘသူလဲဝိုင်းမိတဲ့အခါလူမိုက်သတင်းပေးလို့သာဖြေလိုက်ပါတယ်ယာရုတိုးသွားတဲ့ဂျုံမိုဟာဝစ်စုံအသက်အသုံးဆောင်နေယူပြီးဂျောင်ကီချောရဲ့တတ်တော်တော့ဂွမ်စွန်းကိုအဖြစ်နေရာပြောင်းလာပါတယ်မကြည်ပြူပေမဲ့ဂျောင်ကီချောကိုမလွန်ဆန်နိုင်တဲ့ဂျောင်ဘဲကတော့ရုံငန်းတကာပတ်ဆော့ကိုပြောပြပြီးထွက်သွားပါတယ်လက်ကင်ဖုန်းရလာပြီးဖြစ်တဲ့ဂျုံမိုဟာဇနီးဖြစ်သူဦးချောင်းထံဖုန်းဆက်ပြီးအမဦးချောင်းလို့နာမည်မှတ်ထားတာကြောင့်ဒီကနေဆက်သွယ်လို့ရပြီဖြစ်ကြောင်းအသိပေးလိုက်ပါတယ်ဂျောင်ကီချောဟာစေးသမားဖခင်ရဲ့ရိုက်နှက်ညင်မှန်မှုနဲ့ကြီးပင်းလာသူဂွမ်စွန်းအိုကိုမေးခွန်းထုတ်နေပါတယ်
အကြောင်းအရာအားလုံးကသူနဲ့ဆင်တူနေတယ်လို့ပြောရင်ဝီချောင်းနဲ့ရင်းနှီးသူမို့အချင်းစရိုက်ကအရင်လိုပွင့်လင်းတဲ့မိန်းကလေးပဲလားလို့မေးပါတယ်သူမရုပ်ရည်လေးနဲ့ငွေကြေးချမ်းသာတဲ့လူကိုမယူပဲဘာကြောင့်နေဘက်ကစုံတော့တယောက်နဲ့လက်ထပ်သွားရတာလဲလို့ရေရွရင်သူနဲ့အပြင်သွားကြမယ်လို့ဆိုပါတယ်ဟီဆောင်တို့ဟာသူတို့ကိုထားခဲ့ပြီးစိုးုံနဲ့အပြင်သွားမဲ့ဂျောင်ဂီချောကိုဝိုင်းတားနေကြပေမဲ့ခဏနေပြန်လာမယ်လို့သာပြောခဲ့ပါတယ်ဘယ်ကိုသွားမှလဲလို့မေးတော့ရောင်းတုံဆေးရုံဆိုတဲ့အခါဂျုံမိုတယောက်ပြားများသွားပါတယ်ဆေးရုံမှာရှိနေသူကသူ့ကိုချစ်တဲ့ရောက်ခမမှုမျက်နှာချင်းဆိုင်တာနဲ့ပြဿနာတက်မယ်မှသိနေတဲ့ဂျုံမိုဟာဝီချောင်းရဲ့မိကနှစ်တကြာသွားပြီမို့သူ့ကိုမှတ်မိမှလည်းမဟုတ်ပဲနေမကောင်းသူကိုစိတ်မချမ်းသာမှစိုးလို့လိုက်မတွေ့ကျင်ကြောင်းပြောကနေခဲ့လိုက်ပါတယ်ဂျပန်နိုင်ငံရဲ့ယိုကိုဟာမာမြို့ကိုရောက်လာတဲ့ဘူဆန်ရဲ့လူမိုက်ခေါင်းဆောင်ဟာဂျောင်ဂီချောကိုရှင်းလင်းပြီးရင်သူကိုယ်တိုင်ဂန်နန်းကိုဦးစီးမယ်လို့ပြောနေပါတယ်တထေးကာနီမိုတိုကိုယ်တိုင်အားထားနေရတဲ့ဂျောင်ဂီချောကိုရှင်းလင်းမဲ့အစီအစဉ်အပြင်အခြားမရှိတော့ဘူးလားလို့မေးတော့စိတ်ပိုင်းဖြတ်ထားပြီးပြီမို့ဖြစ်အောင်လုပ်မယ်လို့ဆိုပါတယ်ဝီချောင်းရဲ့မိခင်ထက်သွားတွေ့နေသူဂျောင်ဂီချောကိုတူနာပြုတ်ကတမတ်ချောတယောက်ပိုင်ဆိုင်ထားတာပဲလို့ချီးကျူးသွားပါတယ်ဂျုံမိုကတော့သူ့ကိုတားရင်လို့ချစ်ခင်တဲ့ရောက်ခမကိုအဝေးကသာငေးကြည့်နေခဲ့ရပါတယ်။သူ့ကိုလူမိုင်းလောက်ကထွက်ဖို့ပြောနေတဲ့ဝီချောင်းရဲ့အမေအားသူဟာဂန်နန်းရဲ့ညလောကမှာမူယူပြဿနာရှာနေသူတွေကိုထိန်းချောင်းပေးတဲ့အေဂျင်စီထောင်ထားသူသာဖြစ်ပြီးလူမိုင်းတယောက်မဟုတ်ကြောင်းရှင်းပြနေပါတယ်။ဒီအချိန်ဂျပန်ဘက်ကတထေးကသူ့ကိုလက်စားဖြောက်ချင်တဲ့ဘူဆန်တထေးရောက်နေကြောင်းအသိပေးတာနဲ့မတက်နိုင်တော့တာမို့အစီအစဉ်တိုင်းလုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။တထေးကာနီမိုတိုဟာသူ့အတွက်ပတ်စံအလုံးလောက်ရှာပေးနေသူဂျောင်ဂီချောကိုတပ်ဖို့စီစဉ်ထားတဲ့ဘူဆန်တထေးအားဂျပန်မှာပဲအပြတ်ရှင်းလိုက်ပါတယ်။ဒါကြောင့်သူ့အတွက်သူ့ညောက်တွေကိုသူကိုယ်တိုင်ရှင်းလင်းမဲ့ဆိုတဲ့စကားတွေကိုယုံမီလားလို့ဟီဆောင်တို့ထံပြောပြလိုက်ပါတယ်။ရုံငန်းကိုရောက်တာနဲ့ဘာမဟုတ်တဲ့လူမိုက်တွေရဲ့ကျိန်းမောင်းခြင်းကိုခံနေရပြီးဂျောင်ဂီချောရဲ့ရုံငန်းကိုဖောက်ဝင်ဖို့စူးစမ်းနေပါတယ်။တလားကို2ကြိမ်လောက်ငါးဖမ်းထွက်လေးရှိတယ်ဆိုတဲ့ဂျောင်ဂီချောတို့အကြောင်းကိုစုံစမ်းကြည့်ပေမဲ့ဘာအဖြေမှရမလာပဲအခန်းဆောက်ဖို့သာမှားသွားပါတယ်။ငါးဖမ်းထွက်ရင်1ရက်သို့မဟုတ်2ရက်ကြာတယ်ဆိုတာသိလိုက်ရပြီးနောက်အရက်သွားတော့မဲ့လူမိုက်တွေနဲ့လိုက်မသွားပဲအခန်းမီးတွေကိုရှော့ဖြစ်အောင်လုပ်ခအခန်းတွင်းဝင်မှုကြိုးစားပါတယ်။အရေးကြီးစာရွက်စာတမ်းတွေကိုဓာတ်ပုံရိုက်ယူပြီးတီးတန့်ရုံငန်းကိုအဖွဲ့အစည်းကောင်းဆောင်တွေရဲ့မွေးနေ့နံပါတ်တွေနဲ့ဖွင့်ဝင်တော်လဲအလုံးမဖြစ်တာမို့ထွက်သွားရန်ပြင်ပြီးမှတိုးသနီဝီချောင်းရဲ့မွေးနေ့ကိုတတိယပြီးဖွင့်ကြည့်တဲ့အခါပွင့်သွားတာမို့ဆဲဆိုလိုက်ပါတယ်အခန်းထဲမှာအတုံးဝင်လောက်မဲ့ထင်တဲ့အရာတွေကိုဓာတ်ပုံရိုက်ယူခဲ့ပေမဲ့ဘာအရေးကြီးချက်လက်မှမတွေ့ရတဲ့အပြင်တလား2ကြိမ်ငါးဖမ်းထွက်တဲ့ကောင်တွေရဲ့အခန်းမှာတက်ဆိုင်တဲ့ပစ္စည်းတစ်ခုမှရှိမနေဘူးလို့ညီးတွားလိုက်ပါတယ်တကယ်ငါးဖမ်းထွက်တာမဖြစ်နိုင်ဘူးဆိုတဲ့ဒိုရောင်ရဲ့စကားကြောင့်သူ့ကိုခေါ်တော့အောင်ကြံဖန်ကြည့်ဦးမယ်လို့စဉ်းစားလိုက်ပါတယ်ဆိုင်ကယ်ဗျမ်းမတာမောင်းလာတဲ့ဘဲတဝီဟာအေးသားရဲ့ fitting room အပေါ်ဓာတ်မှာပတ်စံအချို့သိမ်းယူလိုက်ပြီးငွေစေးတုပ်ကိုယူကပြန်ထွက်လာပါတယ်ပြီးတော့တောထဲမှာတွက်ချပါတာဖြစ်နေတဲ့စေးသမားတယောက်ကိုဂန်နန်းခရစ်စတယ်စီရောင်ပြီးညှိုးမေးပါအောင်လို့ပြောနေစဉ်လူအချို့ရောက်လာပါတယ်စုပ်ပြတ်တက်နေအောင်ဝိုင်းထိုးနှိပ်စက်ပြီးဘသူပစ္စည်းတွေရောင်းပေးနေရလဲဆိုကလိုက်ပြခိုင်းပါတယ်ငါးဖမ်းရာကပြန်ရောက်လာကြတဲ့ဟီဆောင်တို့ဟာကြောင်တောင်ဖြစ်နေတဲ့ဓာတ်မီးကိုဓာတ်ခဲလဲဖို့ပြင်ရင်အထဲကတစ်ခုခုကိုရှာတွေ့တာနဲ့အကိုကြီးဝယ်ထားတာတော့မဟုတ်ဘူးမလားလို့ဂျောင်ဂီချောထန်သွားမေးပါတယ်ဟိုတလောကရုံငန်းထိကျူးကျော်တိုက်ခိုက်ခဲ့တဲ့ဘူဆန်ကိုင်းကကောင်တွေကြကြံခဲ့တဲ့ဓာတ်မီးတစ်လက်ဖြစ်ပြီးအထဲမှာရဲတသိပ်ပါနေရကြောင်းစဉ်းစားစရာဖြစ်သွားပါတယ်ဆေးရောင်းသူကိုဖမ်းလာတဲ့စုံတောက်တွေကဖြန့်ပြူးသူဆိုတဲ့ဂျောင်းဘက်ထံရောက်လာပါတယ်နောက်ကအင်အားဘာရှိလဲမစုံစမ်းခဲ့တဲ့အပေါ်သားရဲတွေဟာငွေညစ်လို့ရမယ့်အခြားတနေရာသွားရအောင်ဆိုတာကြောင့်မထိန်နိုင်တော့တဲ့ဂျောင်းဘက်ကထားရီပါတော့တယ်ဒါကြောင့်ပါးကိုအချက်ပေါင်းများစွာအရိုက်ခံခဲ့ရပြီးအထက်တန်းကျောင်းမှာလူတွေအလောင်းမထားခဲ့ခြင်းဘူးလို့ချိန်ချောက်ကခေါ်သွားကြပါတယ်လမ်းမှာနောက်ကဝင်တိုက်ပြီးပြဿနာရှာတဲ့ကားကြောင့်ကားပေါ်လိုက်လာတဲ့ဂျောင်းဘက်ဟာရဲရရှိကိုပုတ်ပုတ်ပြီးသဘောကျသွားရှိနေပါတော့တယ်ကားမောင်းတဲ့မျိုးသမီးကိုမေးနေချိန်ကားနောက်ဖုံအတွင်းကထွက်လာတဲ့ဂျောင်ဂီချောတို့ကကြံအောက်ဆွဲ2ယောက်ကိုတိုက်ခိုက်ပြီးရဲရရှိကိုပါဖမ်းခေါ်သွားကြပါတယ်အခန်းထဲအိပ်ပျော်နေသူဆုံးဟိုဟာခေါင်းဆောင်စောကညကြီးမင်းကြီးအပြင်လိုက်ခဲ့ရန်ခေါ်လာပါတယ်သူ့ကိုပါရိုက်ခဲ့တဲ့စုံတော့ကိုအဝတ်သားတွေချုပ်ပြီးပပနဲ့သုံးမနေတဲ့ဂျောင်းဘက်ကြောင့်ခေါင်းဆောင်စောကဘဲကကောင်ကိုဖမ်းခေါ်လာလဲလို့မေးပါတယ်ငါတို့စီးပွားငါတို့တထေးကိုဖမ်းမှုကြိုးစားနေတဲ့ကောင်ကိုဘာလို့တင်တယ်လဲမေးတော့ခေါင်းဆောင်စောကမျက်နှာကိုသိချကြည့်ရင်တပ်ပြစ်ရမှာပေါ်လို့ဖြေပါတယ်ရဲတယောက်ကိုစိတ်ပြေးနှပြေးပျော်ရွှင်သွားရိုက်နှက်နေသူတွေကိုကြည့်ရင်ဂျုံမိုတယောက်နေမတိထိုင်မသာဖြစ်နေချိန်ဂျောင်ဂီချောကကစားနေတာရက်ပြီးလက်စားတတ်လိုက်ဖို့အမိန့်ပေးပါတယ်ပြီးတော့တနက်နဲ့ထုတ်ချိန်ကသုံးဟိုဘက်လှည့်ပြီးသူ့စီကယုံကြည်မှုကိုလိုချင်အဆုံးသတ်ပေးဖို့လိုမယ်လို့ဆိုပါတယ်ပြင်းပြင်းထန်ထန်ရိုက်နှက်တာလောက်ကကိစ္စမရှိပေမဲ့ကျန်းသက်စာကျိန်ဆိုထားသူရဲတယောက်ဖြစ်နေတဲ့အတွက်လူတယောက်ကိုတနက်နဲ့ပစ်တက်ဖို့များစွာတုံလုံးနေရကြောင်းဂျောင်ဂီချောကပြစ်လိုက်လို့အော်ဟစ်အမိန့်ပေးတဲ့နောက်မှာတော့တနက်တန်တစ်ချက်ထွက်လာပါတော့တယ်ပြီးခဲ့တဲ့အပိုင်းမှာစုံတောက်တယောက်ကိုသူယုံကြည်အောင်ပြစ်တက်ပြဖို့ဂျောင်ဂီချောကဂျုံမိုကိုအမိန့်ပေးနေပါတယ်။ငကိုကတန်တရားများနေသူတွေရှေ့မှာဘာဖြစ်ဖြစ်ဆိုပြီးလွှဲပစ်လိုက်ပေမဲ့ပထမချိန်မှုလွဲတာဖြစ်ပြီးထပ်ပစ်ဖို့ပြောပြန်ပါတယ်။တေးသေးချာချာလက်ဆတက်လိုက်ဖို့နှစ်ဖူးကိုထောက်ပြနေတဲ့ဂျောင်းပဲကြောင့်ထပ်မံချိန်ရွယ်လိုက်တော့လေသူမပြစ်ခင်စုံတောက်ကထပြေးသွားတာကြောင့်ခေါင်းဆောင်စောကကြီးကုံတီအထိဝင်ရှင်းပေးလိုက်ပါတယ်။
အဲ့ဒီနောက်ဂျွန်မိုစီပြန်လှည့်လာပြီးလူတက်တဲ့အလုပ်ဆိုတာမလွယ်တာမို့တက်ကြီးမှလုံနိုင်မှာဖြစ်ကြောင်းတင်ပြပေးပါတယ်။ကွမ်ဆွန်အိုကိုတန်တရားဝင်သွားပြီးဖြစ်တဲ့ဂျောင်ဂီချောဟာဘယ်เจ้าမှတက်ခဲ့တယ်ဘလို့နောက်ကျောင်းရာဇဝင်ရှိတယ်မေးပေမဲ့အချက်လက်ချို့သာသိရတာကြောင့်စိတ်ဝင်စားစရာပဲလို့ရေရွတ်လိုက်ပါတယ်။ငကိုကတန်တရားကြီးနေကြတဲ့ဟီဆောင်တို့ကလည်းအမှုစစ်ဝီချောင်းဟာကွမ်ဆွန်အိုကိုသူတို့အဖွဲ့ထဲတရှို့လုတ်ခိုင်းခဲ့တာလို့ပြောဆိုလာပါတယ်။ဂျောင်ဂီချောကတော့ကွမ်ဆွန်အိုရဲ့အဖေဟာတကယ်စေးသမားတယောက်မို့သူတို့နှစ်ဦးစုံခဲ့တာဖြစ်ကြောင်းအတည်ပြုပေမဲ့ဆွန်အိုရောက်လာတဲ့ကတည်းကဂျောင်ဂီချောရဲ့အချစ်ဦးရဲရရှိဝီချောင်းပေါ်လာခြင်းလူမိုက်ခိုင်းတစ်ခုကကြားကြံခဲ့တဲ့ဟော်ရီတက်မီတွေကြောင့်မထင်မှတ်တာတွေများလာရခြင်းကတန်တရားဝင်စရာကောင်းနေကြောင်းဂျောင်ဘဲကဆွဆွဲပါတယ်။ရုံငန်းပြန်ရောက်သည့်အထိတုံလုံးနေတဲ့ဂျုံမိုကိုခေါင်းဆောင်စောကအနီးကပ်စောင့်ကြည့်နေပြီးအပြင်မထွက်ရဘူးလို့တားပါတယ်။ပြီးတော့ဂျောင်ဘဲရောက်လာပြီးဘာကြောင့်လူမတတ်နိုင်ရလဲမေးကတောင်းပန်နေတဲ့ဆွန်အိုကိုအေကန်နာအပြစ်ရှိစိတ်နဲ့အတိကျွမ်းရှိနေတဲ့ရဲကိုတိုင်လိုစိတ်တော့ဝင်မနေဘူးမဟုတ်လားလို့မချစ်မရဲမေးပါတယ်။ထဲအိုရဲ့အကိုဝမ်းခွဲဖြစ်နေလို့ဒီလောက်နဲ့ခွင့်လွှတ်ပေးထားပြီးလက်ထိတ်တွေအစားရွှေနာရီတွေဝှစ်ချင်လွန်းလို့နှစ်ဆက်နဲ့အချီခေါင်းသုံးလာခဲ့တာမို့မင်းဟာငါတို့ဘက်ကမဟုတ်မှန်းသိတယ်လို့ပွင့်လင်းစွာပြောလာပါတယ်။သူဟာဂန္နန်းသားတယောက်မဟုတ်လို့အခွင့်အရေးပေးမခံရတာလားဆိုတဲ့ဆွန်အိုရဲ့စကားကိုသဘောကျစွာရည်ရင်အရင်လိုကင်းပြတ်ပတ်ခိုင်းရမှာသွားပါတယ်။ခေါင်းဆောင်စောကတော့သူလည်းဂန္နန်းသားမဟုတ်ဘူးလို့အသိပေးပြီးပြန်သွားပါတယ်။အသက်ခံရတဲ့စုံတောက်ရဲ့အလောင်းကိုရှာတွေ့ပေမဲ့ဒီအမှုလောက်နဲ့ဖမ်းလိုက်ရင်သူတို့ပြင်ဆင်ထားသမျှအားလုံးဆုံးရှုံးသွားနိုင်တာမို့တန်တရားဝင်ခံနေရတဲ့ဂျုံမိုကိစ္စဖြေရှင်းရန်ဂျောင်ဂီချောနဲ့အချိန်မရွေးတွေ့နိုင်မဲ့ဦးရောင်းကိုအကူအညီတောင်းဖို့ပြင်ပါတယ်။ယာတို့ချခံလိုက်ရသူဂျုံမိုဟာသူမရင်းနိုင်လိုက်တဲ့သုံးဖြတ်ချက်တစ်ခုကြောင့်ဂန်နန်းညလောကမှာအရင်လိုရောင်းတယ်နဲ့အတူကင်းပြန်လှည့်နေရပါတယ်။စရင်တွေလုံနေတဲ့ဂျောင်ဂီချောထံဦးရောင်းဖုန်းဆက်လာပြီးစိုးအိုစီကဖုန်းနံပါတ်တောင်းခဲ့တာဖြစ်ကြောင်းနဲ့အရက်တူတောက်ကြမလားလို့ဖိတ်ခေါ်လိုက်ပါတယ်။ဦးရောင်းနဲ့တွေ့မဲ့နေ့လည်စာအချိန်ကိုတော့ဂျုံမိုကိုလိုက်ပို့ခိုင်းခဲ့ပြီးအပြင်မှာပဲစောင့်နေရမှာခဲ့ပေမဲ့လိုက်ချောင်းခဲ့ပါတယ်။သို့သနည်းနဲ့ဂျောင်ဂီချောတို့တွေ့ဆုံနေမှုကြောင့်ဒေါသထွက်သွားတဲ့ဂျုံမိုဟာစီနီယာဒိုရောင်းကိုဘာသဘောလဲလို့မေးပါတယ်။အခက်အခဲများစွာကြုံနေရတဲ့ဂျုံမိုအတွက်ဝီချောင်းဟာသူ့သဘောနဲ့တူစစ်စင်ရေးတဲ့ပူပေါင်းခဲ့ပြီးကွမ်ဆွန်အိုဟာယုံကြည်လို့ရသူဖြစ်ကြောင်းအတည်ပြုပေးမှလို့ဆိုပါတယ်။ပြီးတော့အရေးကြီးစစ်စင်ရေးတစ်ခုမှာဇနီးလုံးမတ်ယူမနေပဲအမှုစစ်တယောက်ဖြစ်တာတတ်မှတ်ထားဖို့မှာပါတယ်။ဝီချောင်းဟာသူတို့ငယ်စဉ်ကအတူရိုက်ထားတဲ့ဓာတ်ပုံကိုဂျောင်ဂီချောထံပြလိုက်တာကြောင့်ဂီချောကသူတို့နှစ်ယောက်ပထမဆုံးနမ်းခဲ့ဘူးတဲ့ထိုင်ကုန်ကိုညွှန်ပြပြီးမှတ်မိလားလို့မေးပါတယ်။အပြင်ပြန်ရောက်လာတော့ဂျုံမိုကိုကြည့်ပြီးငယ်စဉ်တဲကပင်မဆင်းရဲခဲ့ရသူမို့ဂွမ်ဆွန်အိုကိုကောင်းကောင်းဆက်ဆံဖို့တေချာမှာပါတယ်။ဇနီးတဲ့ကိုအခြားယောက်ျားတစ်ယောက်နဲ့ကားနောက်ခန်းမှာထားကဒရိုင်ဘာလုပ်ပြီးနေရတဲ့ဂျုံမိုတယောက်သူ့ရောက်ခမရဲ့သူနာပြုကသူ့ကိုတမတ်ထင်နေကြောင်းပြောပြနေတဲ့ဂျောင်ဂီချောရဲ့စကားတွေကိုနာကြီးစွာနားထောင်နေရပါတယ်။ရဲချုပ်မှာထားသလိုဇက်လန်ထက်ရှုံမှာဆိုးတဲ့ဝီချောင်းကလည်းတကယ်တော့သူ့ယောက်ျားနဲ့ကွာရှင်းခဲ့ပြီလို့ပြောကအခြေအနေကိုထိန်းလိုက်ပါတယ်။ရုံးပြန်ရောက်တော့ဝီချောင်းကွာရှင်းထားတာတိလာမေးတဲ့အခါသူလည်းအခုမှကြားတဲ့အကြောင်းသာပြောလိုက်ပါတယ်။ပြီးတော့ဝီချောင်းနဲ့အခုလိုတွေ့ခဲ့တာသူတို့ချင်းပြဿနာမရှိပေမဲ့အခြားလူတွေမသိအောင်လျှို့ဝှက်ထားဖို့မှာလိုက်ပါတယ်။ယူဝီချောင်းရဲ့စွန့်စားမှုကြောင့်ကင်းလက်ရာကယာဒူးပြန်တိုးသွားခဲ့ပေမဲ့ဂျုံမိုတယောက်တခုခုကိုစိုးရိမ်နေပါတယ်။အိပ်ပျော်နေသူဝီချောင်းထံသူမဖခင်ဖုန်းဆက်ပြီးသတင်းစိုးတစ်ခုပြောလာပါတယ်။ထိုကိစ္စဂျောင်ဂီချောပါတိသွားတာကြောင့်စိုးအိုတို့ဝစ်စုံတစ်ခုယူလာပြီးဝီချောင်းရဲ့အမိဆုံးသွားပြီးမို့အဝစ်စားလဲပြီးလိုက်ခဲ့ရန်ခေါ်ပါတယ်။နာရီကိုသွားနေတဲ့လမ်းမှာရောက်ခမကိုဂါဝရပြုတ်ကျင်ပေမဲ့ရောက်ဖားတွေရောက်ကထီးတွေနဲ့စုံရင်ပြဿနာတက်မှာမို့ဝီချောင်းဝမ်းနဲ့နေတာကိုတထေးတယောက်တည်းနဲ့သိပ်ပေးတာပိုကောင်းမဲ့ဆိုပြီးနေခဲ့လိုက်ပါတယ်။ရောက်ခမကိုပြောင်ပြောင်တင်းတင်းဂါဝရပြုတ်ခွင့်မရှိသလိုဝမ်းနဲ့နေတဲ့ဝီချောင်းကိုလည်းအဝေးကသာအဆင်ပြေရလာလို့မေးပြီးထွက်လာခဲ့ပါတယ်။ကြံရစ်သူမိသားစုကိုလာရောက်နဲ့သိပ်ပေးတဲ့ဂျောင်ဂီချောတယောက်အကျွေးမွေးဝိုင်းမှာရဲတွေကြီးပဲမို့မစားပဲပြန်ထွက်လာပါတယ်။ဝီချောင်းဟာစိတ်တော်ကားတွေကြားကနေအကောင်းဆုံးဟန်ဆောင်ပြီးစိုးကိုလည်းလိုက်လာတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောနေစဉ်ကလေးတယောက်ကသူနဲ့ကူကစားပေးဖို့ဂျုံမိုစီတက်တက်ပြေးလာပါတော့တယ်။ဂျောင်ဂီချောပါကြောင်တောင်ဖြစ်နေပြီးဘာလို့ရမှန်းမသိတဲ့အခြေအနေကြီးမှာချိန်ကိုက်သားကြရောက်လာတဲ့စီနီယာဒိုယောင်းကဦးလေးတီမှာဆိုပြီးကလေးကိုခေါ်ထုတ်သွားတဲ့အတွက်တပ်ပြင်းချနိုင်လိုက်ပါတယ်။အပြင်မှာစကားပြောနေတဲ့ဂျောင်ဂီချောဟာအထီးကျန်နေတဲ့ဦးယောင်းကြောင့်သူမယောက်ျားကိုစိတ်တူတယ်လို့ပြောနေပါတယ်။ခင်မွန်းဖြစ်သူကနာရေးဖြစ်မှရောက်လာတာလားမီတော့ဦးယောင်းတယောက်ကြောင်အန်းဖြစ်နေစဉ်ဒိုယောင်းရောက်လာပါတယ်။စီနီယာတွေဂျူနီယာတွေကိုမင်္ဂလာဆောင်တဲ့အိမ်တက်တုံးကတွေ့ဘူးပေမဲ့ဒီမျက်နှာကအစ်စ်ပဲလို့ပြောနေတဲ့ဒိုယောင်းကြောင့်မဆိုင်တဲ့လူတော်ဦးယောင်းရဲ့အမေရှိရာထံသွားတွေ့ခဲ့ပေမဲ့သားနှစ်ယောက်ထက်ပိုချစ်ရတယ်ဆိုတဲ့တမတ်ကတေမရောက်လာတဲ့အတွက်အပြစ်တင်နေတဲ့ဂျောင်ဂီချောကြောင့်ဂျုံမိုဝမ်းနေလာပါတယ်။အခြေတင်ဖြစ်နေကြတဲ့ဂိုင်းကောင်းဆောင်နဲ့ဟန်ဆောင်ယောက်ျားတွေကြားဝီချောင်းကဝင်ဖြန့်ပြေနေရပြီးဒီထက်တရုပ်မပြတ်အောင်ထိန်းလိုက်ပါတယ်။ပြန်တော့မယ်လို့နှုတ်ဆက်ခါပင်မန်းရဲ့အချိန်မြွေးဖုန်းခေါ်ဖို့မှားနေသူဂျောင်ဂီချောကြောင့်အရှင်လက်လက်ကြီးအသေးကွဲနေရပါတယ်။ဂျောင်ဂီချောကိုကားထံဖို့ကတန်းသင်္ကန်းသွားအောင်မယ်လို့လိမ်ပြီးသူရောက်ခမထံပြန်သွားဖို့ကြိုးစားပေမဲ့ဒိုယောင်းတို့ကဒီအတွက်ကြိုးစားလာသမျှလက်လျှော့လိုက်တော့မလို့လားလို့တားတာကြောင့်ကြုံရနေရကပဲကတော့ခဲ့လိုက်ပါတယ်။ဝီချောင်းရဲ့တမိသားစုလုံးဝိုင်းနေတာခံခဲ့ရချိန်ရောက်ခမဟာရိုးသားတဲ့သူ့ကိုတားရင်လို့ချစ်ခင်ဆောက်ရှောက်ခဲ့ဘူးပေမဲ့
နဲ့နောက်ဆုံးအချိန်မှာတော့ဖြစ်တယ်လို့အယိုသေးပေးပြီးလှည့်ပြန်ခဲ့ရပါတယ်ရုံးကိုပြန်ရောက်တော့မိသားစုအကြောင်းတွေခဲ့ရပါတယ်ရုံးကိုပြန်ရောက်တော့မိသားစုအကြောင်းတွေဖလှယ်ကြရင်ဂျောင်ကီချောဟာသူ့အထက်တန်းကျောင်းတုန်းကမိခင်ကိုတေလောက်အောင်ရိုက်နှက်နေတဲ့ဖခင်ကြောင့်အိမ်ကထွက်ပြေးခဲ့ရပြီးလာရှာရင်တပ်ပစ်မယ်လို့တတိပေးထားလျက်နဲ့အကြောက်လန့်မရှိထပ်မံနှိပ်စက်လာတာကြောင့်တပ်ပစ်ခဲ့တယ်လို့ဆိုပါတယ်။သို့ပေမဲ့သူတက်ခဲ့တာတော့မဟုတ်ပဲသူမိခင်တက်ခဲ့ကြောင်းပြောပြပါတယ်။ပေးစားခဲ့ရသမျှထိုက်တန်အောင်ပြန်ယူရမယ်ဆိုတဲ့အတွေးနဲ့အရင်ကထဲဟိုအတွက်လက်စားချိလို့စိတ်နဲ့အလုပ်ဝင်လာတော့လဲယခုတထေးလို့အောင်မြင်ကျင်တာကြောင့်သက်သာရှိရှိကြိုးစားလုပ်ပါမယ်။ကူညီပေးပါလို့တောင်းဆိုတဲ့အခါဝီချောင်းနဲ့အဆင်ပြေအောင်ကြိုးစားပေးရမယ်လို့ဆိုပါတယ်။ကိုမိန်းမကိုဖမ်းမဲ့ရာဇဝတ်ကောင်နဲ့အောင်သွယ်လုပ်ရမယ့်စကားကဓာတ်နဲ့ထိုးတာထက်နာကျင်တော့လဲပေါက်တဲ့နဖူးမထူးတော့ပြီမို့ဂတိပြုတ်လိုက်ပြီးဓာတ်ပုံတွေကိုကြည့်ကငါးဖမ်းလေးပေါ်မှာကျင်လည်ခဲ့သူမို့ပင်လယ်အနက်ကိုလွမ်းတာကြောင့်ဒီတစ်ခေါက်ငါးဖမ်းထွက်ရင်ခေါ်သွားပေးဖို့တောင်းဆိုပါတယ်။ထိတ်တန်3ယောက်ဖွဲ့စည်းထားတဲ့အထက်ဘောင်ကျော်ပြီးဝင်ကျင်တဲ့ဂျွန်မိုရဲ့စကားကိုသဘောမကျတော့လဲဝီချောင်းနဲ့ကင်လိုက်တာနဲ့တင်အခြေအနေကြည့်ပြီးစဉ်းစားပေးမယ်လို့ဆိုပါတယ်။အဲ့ဒီနောက်ယူးကြောင်မူးကြောင်နဲ့ဝရန်ဒါထွက်ပြီးဇနီးဖြစ်သူရဲ့ဖုန်းထန်ဆက်သွယ်ကရောက်ခမရဲ့နာရေးကိုမရောက်လာနိုင်တာစိတ်မကောင်းတဲ့အပြင်ဒီလိုရှုပ်ထွေးတဲ့ကိစ္စတွေဆွဲထမ်းပြီးလို့တောင်းပန်ကြောင်းအတန် message ပို့လိုက်ပါတယ်။နောက်တစ်ရက်ဆက်လက်တောက်နေတဲ့သုံးဦးထံမိချစ်ပါတဲ့လူရှိလာမေးပြီးဂျောင်းဘက်ကအပြင်ခေါ်ထုတ်သွားပါတယ်။တထေးသွားသမျှတကောက်ကောက်လိုက်ပို့ပေးနေရပြီးကိုပိုင်စက်ကြီးကောက်เสียတော့မရှိတဲ့သုံးဦးအတွက်ခက်ခဲမှာပဲလို့ဆိုကနောက်နှစ်ຫນွေဦးရောက်ရင်စိုင်းတစ်ဆိုင်ခွဲပေးမှဖြစ်ကြောင်းအပြော့သွဲဆွဲပြီးဒီရက်ပိုင်းတထေးဘယ်ရီသွားကဘာတွေလုပ်နေလဲလို့မေးပါတယ်။ထိတ်တန်ကောင်းဆောင်3ဦးနဲ့ဖွဲ့စည်းထားပြီးတထေးကမပြောပြဘူးလားလို့ပြန်မေးတော့မင်းစီကတီးကျင်တာလို့ထပ်မေးနေတဲ့အတွက်ထဲဦးရဲ့အုပ်ကူထံသွားတာဖြစ်ကြောင်းဖြေနေတဲ့ခေါင်းဆောင်စော်လဲရောက်လာတာကြောင့်ပြန်ဝင်သွားပါတယ်။သူနဲ့လိုက်ခဲ့ဖို့ထက်ခေါ်သွားတဲ့ခေါင်းဆောင်စော်ကလူတေချာရွေးပေါက်မှုနဲ့ဂန်နန်းကမဟုတ်တဲ့သူတို့အချင်းချင်းစီးလုံးထားဖို့မှာပါတယ်။ပြီးတော့ငွေအပုံလိုက်ရနေတဲ့အထက်လူကြီးတရဲ့လမ်းကြောင်းကိုသိရအောင်စုံစမ်းဖို့လဲမှားလိုက်ပါတယ်။ဘူဆန်ခိုင်းပြိုကွဲသွားတဲ့ဂန်ကွမ်ဆိုတဲ့လူတယောက်ဟာစိုးကပြိုင်ဘက်ခိုင်းထံရှိသမျှငွေတွေအခါအတူတူစစ်ပွဲတစ်ပွဲဖန်တီးကြမလားဆိုပြီးဓာတ်ပုံတွေပြပါတယ်။ဂန်နန်းရဲ့ခေါင်းဆောင်ဂျန်နဲ့တွဲရိုက်ထားတဲ့ပုံတွေထုတ်ပြတဲ့အခါဒီလိုပြုတ်ပြင်ထားတဲ့ပုံတွေကိုအကြောက်လန့်မရှိဘဲကောင်ကဖန်တီးထားသလဲမီတော့ဂျောင်ကီချောလို့ဖြေပြီးဂန်နန်းကိုခွဲတန်းချမယ်လို့ညှိနှိုင်းလိုက်ကြပါတယ်။အဲ့ဒီနောက်စိုးအဖွဲ့ဝင်တွေဟာဂျောင်ကီချောရဲ့ဂန်နန်းအဖွဲ့သားတွေကိုငွေတွေလက်ဆောင်တွေပေးပြီးတဦးချင်းတယောက်ချင်းကိုလိုက်လံသွေးခွဲပါတော့တယ်။ဂျောင်ကီချောတကောင်တဲ့လက်ဝက်ကြီးအုပ်ထားတဲ့အဖွဲ့အစည်းကနေသူတို့ဘက်ကူးပြောင်းလာခဲ့ပါကအာမခံပေးနိုင်မဲ့ငွေကြီးပေးမယ်ဆိုတာနဲ့လုပ်ပေးရမှာကဂျောင်ကီချောဘယ်သွားပြီးဘာလုပ်လဲဆိုတာပဲဖြစ်ပါတယ်။ပုံမှန်အတိုင်းငါးများထွက်မဲ့နေ့မှာဟီဆောင်ကသူ့ကောင်မလေးအရေးပေါ်ဆေးရုံတင်ရလို့ဆိုပြီးမလိုက်ဖြစ်တော့ကြောင်းဂျေးကြီးတုတ်ပြနဲ့ပြောသွားပါတယ်။သူတို့နှစ်ယောက်ထဲနဲ့တော့ခက်ခဲမဲ့အပြင်စိတ်ကမ်းမှာစောက်ကြည့်ဖို့လူလဲလိုနေတယ်ဆိုတာနဲ့သူတို့ဘာလုပ်တယ်ဆိုတာကိုမပြောပြပဲအခြားတယောက်ကိုခေါ်ဖို့မှာပါတယ်။ခေါင်းဆောင်စောကိုခေါ်မယ်ဆိုတဲ့ဂျောင်းဘဲအားသုံးဦးကိုသာခေါ်ရမှာလိုက်ပြီးဂျောင်းဘဲတန်တရားရှိနေတဲ့သုံးဦးဟာထိုနေ့မှာရဲခေါ်လာမလားစစ်ကြည့်လို့ရပြီလို့ဖြောင်းပြလိုက်ပါတယ်။ဒီလိုနဲ့သုံးဦးရဲ့အခန်းကိုသွားကဒီညစောစောအိတ်ထားမနှက်ပြန်ငါးဖန်းထွက်ဖို့လိုက်ရမယ်လို့အသိပေးလိုက်ပြီးဂျုံမိုရဲ့ပထမဆုံးခရီးကိုထွက်သွားတဲ့အခါစီနီယာတယောက်ဖြစ်တဲ့ခေါင်းဆောင်စောဟာအတွေးတွေနဲ့ကြံနေခဲ့ပါတယ်။ထောက်လန်ရေးမေးခွန်းတွေတန်းစီမင်းနေတဲ့သုံးဦးရဲ့စကားကိုပြုံးယုံသာပြုံးနေတဲ့ဂျောင်ကီချောထံဖုန်းဝင်လာပါတယ်။နောက်ကလိုက်လာတဲ့ဂျောင်းဘဲရဲ့ကားဘိန်းပေါက်သွားတာကြောင့်အရင်သွားနေရလှမ်းအကြောင်းကြားတာဖြစ်ပါတယ်။ဒီအချိန်ဂျောင်းဘဲကိုကြော်တက်သွားတဲ့ကောင်တွေကဂွမ်ဆွန်းဦးတို့နောက်ဟွန်တီမီတောက်ပြီးလိုက်လာတာကြောင့်ကြော်ကွင်းပေးလိုက်ပေမဲ့အဖက်ဖက်ကပိတ်ဆို့ခံလိုက်ရပါတယ်။နောက်ကဝင်တိုက်တဲ့ကားကြောင့်အရှိန်ကိုထိန်းကထိုနေရာကလွတ်အောင်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ဆောက်လုပ်ရေးဆောင်တစ်ခုအတွင်းမှာပိတ်မိသွားပါတယ်။ထိုးရက်လာတဲ့ကားရီပေါ်ကလက်နက်မျိုးစုံတဲ့လူတွေဟာဂျောင်ကီချောတို့နှစ်ယောက်ကိုဝိုင်းတိုက်ခိုက်နေကြပြီးထိုအဖွဲ့ကိုဥဆောင်သူကတော့စိုးနဲ့ဘူဆန်ကိုင်းခေါင်းဆောင်တွေပဲဖြစ်ပါတယ်။ဂျုံမိုတယောက်သူ့ကိုတိုက်ခိုက်နေသူတွေကိုခုခံရင်ဓာတ်နဲ့အထိုးခံရတော့မဲ့ဂျောင်ကီချောရဲ့တနက်ကိုယူကချိန်လိုက်ပြီးနောက်တနက်တန်တစ်ချက်ထွက်လာပါတော့တယ်။ဘဲကြုံမိုဟာစိုးနဲ့ဘူဆန်ကိုင်းသားတွေကိုဂျောင်ကီချောရဲ့တနက်နဲ့ပစ်ခါဝိုင်းအောင်တိုက်ခိုက်နေတဲ့လူအုပ်ကြီးကိုအရင်ရှင်းလင်းလိုက်ပါတယ်။အဲ့ဒီနောက်ဒုတ်တွေဓာတ်တွေနဲ့လူမိုက်တွေအားလက်ပလာနဲ့အပြင်းထန်ခုခံနေတဲ့ဂျောင်ကီချောတို့အခြေအနေကိုကားနဲ့လာဆောင်ကြည့်နေသူကတော့ခေါင်းဆောင်စောပဲဖြစ်ပါတယ်။စိုးဖွဲ့စည်းဘက်ကဂန်နန်းကိုင်းသားတယောက်ချင်းစီကိုဂျောင်ကီချောဖယ်သွားမယ်။ဘသူနဲ့အတူရှိနေလဲဆိုတာသတင်းပေးဖို့ညှိနှိုင်းခဲ့တဲ့အထဲမှာခေါင်းဆောင်စောလဲပါဝင်နေတာဖြစ်ပါတယ်။ဓာတ်တန်ရများစွာနဲ့ကီချောကိုဂျုံမိုကဝင်ကာပေးခဲ့တာမို့ကားတွေကတနက်ကိုကြည်ဖြစ်နေရင်ရီးသားဖြစ်သူအရေးပေါ်ပို့ထားရလို့ဒီခီးကိုမလိုက်လာဖြစ်သူနဲ့ချိန်ကိုက်သားကြကားဘိန်းပေါက်သွားလို့နောက်မှလိုက်လာမယ်ဆိုတဲ့ဂျောင်းဘဲရဲ့စကားတွေကိုပြန်ကြားလာပြီးတနက်နဲ့လဲချိန်လိုက်စဉ်ဂွမ်ဆွန်းဦးကိုနောက်ကရောက်လာတဲ့ဂန်ကွမ်ကဓာတ်နဲ့ပိုင်ချလိုက်ပါတယ်။ဒါကြောင့်ဂန်ကွမ်ကိုတနက်နဲ့ပစ်လိုက်တဲ့အချိန်အခြေအနေစောင့်ကြည့်နေတဲ့ခေါင်းဆောင်စောတယောက်တစ်ဖက်ကိုင်းသားတွေကိုကားနဲ့ဝင်တိုက်ခါရှင်းပစ်လိုက်ပါတယ်။သူ့ကိုစိုးဖွဲ့စည်းဘက်ကလာရောက်ညှိနှိုင်းစဉ်ကလိုက်ရောမှုမရှိခဲ့ပဲငါ့ကိုတစ္ဆာပေါက်တကောင်လိုမြင်နေလို့လားလို့ပြန်လဲခြေပခဲ့တာဖြစ်ပါတယ်။ဂျောင်ကီချောတို့ကိုကားပေါ်တက်ခိုင်းတာကြောင့်ဝင်ထိုင်လိုက်တဲ့အခါဓာတ်တန်ရာကြီးကြောင့်သွေးထွက်လွန်နေသူဂွမ်ဆွန်းဦးဟာတ
တိလစ်သွားပြီဖြစ်ပါတယ်။စွန်းဦးကိုအရေးပေါ်ခွဲစိတ်နေချိန်ဂျောင်ကီချောတယောက်ဘသူလက်ချက်လဲဘာအကြောင်းရင်းနဲ့လဲလို့အတွေးများနေပါတယ်။ဒီအချိန်တရုတ်ဘက်ကဖုန်းဝင်လာတာကြောင့်စိတ်ကန်းသွားတဲ့လမ်းမှာကိစ္စတစ်ခုပေါ်လာလို့နောက်ကျနေတာဖြစ်ပြီးသူတာဝန်ယူဖြည့်ရှင်းပါမယ်လို့တောင်းပန်လိုက်ပါတယ်။ဂျပန်ဘက်ကိုလည်းဖုန်းဆက်အသိပေးထားတဲ့ဆိုတဲ့ဂျောင်ဘဲရဲ့အကြံပေးမှုကိုမင်းအပြင်ထွက်သွားလို့သာတုံ့ပြန်ခဲ့ပါတယ်။ပြီးတော့အဖွဲ့အစည်းရဲ့စီမံဒရိုက်တာခေါင်းဆောင်စောကိုခေါ်ကသူတို့ငါးများထွက်မဲ့ကိစ္စကိုဘသူတွေသိထားသေးလဲလို့မေးပါတယ်။ဟုံးဤဆောင်ဂျောင်ဘဲနဲ့အခြားငယ်သားနှစ်ဦးနာမည်ရွတ်ပြတာကြောင့်သူတို့ထဲမှာဘသူကဂျဲကွန်အဖွဲ့နဲ့လက်တွဲသွားလဲဆိုတာလောလောဆယ်ယုံကြည်လို့ရသူကခေါင်းဆောင်စောပဲမို့ကိုယ်တိုင်စုံစမ်းမှုမှာလိုက်ပါတယ်။ပထမဆုံးကားဘိန်းပေါက်သွားတဲ့ဂျောင်ဘဲအကြောင်းစုံစမ်းရန်ကားစားဘဲဆိုင်ကိုမေးတော့ပြင်ဖို့ရောက်သွားတော့ကအမြန်ပြင်ပေးဖို့ရိုင်းဆိုင်စွာပြောဆိုခဲ့တဲ့ဆိုကကားတာယာအဟောင်းကိုပြပါတယ်။နောက်တစ်ယောက်ကတော့ရီးသားဖြစ်သူကိုအရေးပေါ်ခွဲစိတ်ခံပို့ခဲ့ရတာမို့မလိုက်ဖြစ်ဘူးဆိုတဲ့ဟီဆောင်ထန်လက်ဆောင်ချင်းနဲ့စုံစမ်းတဲ့အခါတကယ်ကလေးမှုလိုက်ရပါတယ်။သုံးဦးဖွဲ့တွေကတန်တရားရှိသူမမြင်သေးတာနဲ့အငယ်ရီတဲကဘဲကောင်ဘဲသွားခဲ့လဲဆိုတာထပ်စုံစမ်းပါတယ်။ဒဏ်ရာကြောင့်အချိန်တော်ကြာတတိလစ်နေသူစွန်းဦးပြန်တတိရလာတော့ဂျောင်ကီချောကဆိုဖာပေါ်မှာအိတ်ဆောင်နေရကထလာပြီးတူနာပြုတ်ခေါ်ပြီးမှမို့ငိမ့်ငိမ့်နေရမှာပါတယ်။ဂျုံမူရဲ့ထိခိုက်ဒဏ်ရာအတွက်များစွာစိတ်ပူနေတဲ့ဦးချောင်းဟာဌာနမှုတို့ကိုတာဝန်ယူမှုမရှိတဲ့လူတွေလို့ဆွဆွဲပါတယ်။ဂိုင်းချင်းအားပြိုင်နေကြတဲ့အခြေအနေကိုသိလျက်နဲ့ကြိုတင်ကာကွယ်မဲ့အစီအစဉ်တစ်ခုမှဆွဲမထားပဲဒီအတိုင်းအဖွဲ့ထဲဝင်ခိုင်းလိုက်တဲ့အပြင်ကိုရာထူးတိုးဖို့လက်အောင်ငယ်သားကိုရသလောက်အသုံးချနေရလားလို့ထပ်မေးခဲ့ပါတယ်။ဒီတော့နောက်ထပ်သူ့အမျိုးသားကိုမထိခိုက်စေချင်တော့တာမို့သူကိုယ်တိုင်ဂျောင်ကီချောနဲ့တွေ့ပြီးလိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာကစားပွဲမှာဝင်ကစားမယ်လို့ပြောခဲ့လိုက်ပါတယ်။ဒုတိယအချိန်မြောက်သူ့ကိုအသက်ဆုံးခဲ့သူစွန်းဦးအားသူယုံကြည်ပေးလိုက်ပြီလို့ဂတိပေးတာကြောင့်ဆေးလိတ်တလိတ်သာတိုက်ဖို့တောင်းဆိုပါတယ်။ဂျပန်တို့ဘက်မှာတော့ငွေကြိုချထားပြီးပစ္စည်းရောက်မလာတဲ့အပြင်ဖုန်းမှာစပိတ်ထားတဲ့ဆိုတဲ့အတွက်ရအောင်ဆက်သွယ်ဖို့အမိန့်ပေးနေပါတယ်။ဒီတော့အပြင်းထန်လှုပ်ကြံခံခဲ့ရတဲ့ငါးဖန်ခီးစဉ်ဟာမှောင်ခိုအလုပ်တစ်ခုခုလာလို့ဂျောင်ကီချောကိုမေးတော့မကြခင်သိလိမ့်မယ်လို့သာပြန်ဖြေပါတယ်။တစ္ဆာဖောက်ကိုလိုက်လံစုံစမ်းနေသူခေါင်းဆောင်စော်ပြန်ရောက်လာပြီမဲ့ဘသူမှမသိရသေးဘူးဆိုတဲ့အခါသူထင်တဲ့တယောက်ရှိတာမို့ဂန်ကွမ်အဖွဲ့ထံတည်င်းရောက်စားတဲ့ကောင်ကိုအတိအကျသိပြီးပြီလို့ကြိုတည်င်းလွှင့်ပြီးရင်ည9နာရီတယောက်မကြံရုံးခန်းမှာစုခိုင်းလိုက်ဖို့မှာပါတယ်။စိုးဦးကိုစေးုံကားနဲ့တေချာလိုက်ဖို့ခိုင်းလိုက်ပြီးဘသူကိုမှအယုံကြည်မရှိတော့တဲ့ဂျောင်ကီချောဟာဂျောင်ဘက်ထံကကားတော့တောင်းယူလိုက်ပါတယ်။ဒီအချိန်သူ့ဖုန်းကိုဂျပန်ဘက်ကဖုန်းခေါ်လာပြီးဖုန်းပိတ်အဆက်အသွယ်ဖြတ်ထားတဲ့ကိစ္စနဲ့ဆဲဆိုချိန်ချောက်ခါခေါင်းဆောင်ဖြစ်သူကလည်းဘာတွေဖြစ်ခဲ့တာလဲလို့မေးပါတယ်။စိတ်ကန်းကိုသွားတဲ့လမ်းမှာသုံးတုံရော့ရဲ့တပည့်တွေခြုံကိုတိုက်ခိုက်တာခံရလို့သူ့အဖွဲ့ဝင်တယောက်သေလူမျိုးပါဒဏ်ရာရသွားကြောင်းပြောတဲ့အခါကိုချရာအောက်ကကြွက်ကိုကိုယ်တိုင်ဖြည့်ရှင်းထားဖို့နဲ့ဒီတစ်ခေါက်ကိစ္စကိုတာဝန်ယူရမယ်လို့သတိပေးသွားပါတယ်။အဲ့ဒီနောက်သူတို့ကိုစောင့်ကြည့်နေတဲ့ရဲတွေကိုလည်းရှင်းလင်းလိုက်ပါတယ်။ဂျုံမိုပြန်နေတဲ့လမ်းမှာအတူလိုက်လာတဲ့ဘဲရောင်းတွေကဘာလို့သွားတဲ့နေရာတိုင်းစစ်ဖြစ်နေရတာလဲလို့မေးရင်တနေရာရောက်တန်းစင်ကန်သွားဖို့ဆင်ပြေသွားပါတယ်။ဖုန်းယူပြီးဦးချောင်းထံဆက်သွယ်ဖို့ပြင်နေစဉ်စီနီယာဒိုရောင်းရောက်လာကအဆင်ပြေရလားလို့မေးပါတယ်။ဂျုံမိုကတော့ဂျောင်ကီချောဟာငါးဖမ်းသွားတယ်ဆိုပြီးတခုခုကိုမှောင်ကိုကူးနေပုံရကြောင်းနဲ့ဒီညဂိုင်းထဲမှာတက်စာပေါက်တယောက်ကိုတတ်ဖို့ကြံစီနေရကြောင်းတေချာပေါက်တားမှဖြစ်မယ်လို့သတင်းပေးပါတယ်။ရုံးခန်းမှာအဖွဲ့ဝင်အားလုံးကိုစောင့်နေတဲ့ဂျောင်ကီချောထံဖုန်းဝင်လာပြီးတစ်ဖက်ကခေါင်းဆောင်ကိုယ်တိုင်2ရက်တွင်အင်ချွန်းစိတ်ကန်းကိုလာမယ်ဆိုတာကြောင့်အံ့ဩသွားပါတယ်။အပြင်ထွက်လာတော့သူယုံကြည်ရတဲ့သုံးဝရဲ့ပခုံးကိုကင်ပြီးရှေ့လျှောက်ဂွမ်သုံးဝကိုအကိုလို့ခေါ်ဖို့အမိန့်ပေးရင်ဂျဲကွန်းအုပ်စုထံဂိုင်းကိုရောင်းစားလိုက်တဲ့ကောင်ကဘသူလဲဆိုတာသိလားလို့မေးပါတယ်။အဖွဲ့ထဲကလူတိုင်းကိုဂျဲကွန်းအုပ်စုကလက်ထိုးပြီးစကားပြောခဲ့တာမို့တယောက်မှမဟကြပါဘူး။လူဆိုးတဲ့အချိန်မှာတေကျင်လို့ပေါ်မလာတဲ့ကောင်ကိုရတဲ့နီးနဲ့ရှာကြလို့အမိန့်ပေးလိုက်တာကြောင့်ဘဲရောင်းထဲကခေအောင်ချင်းမြောင်းဦးနဲ့ခေါင်းဆောင်စောလို့သုံးဝကိုအတိပေးပါတယ်။ဒီအချိန်တက်စီငားတာကြာသွားလို့ဆိုတဲ့မြောင်ဦးရောက်လာပြီဖြစ်တဲ့အတွက်ခေါင်းဆောင်စောကိုဖယ်ပြီးသူမရိပ်မိလိုက်တဲ့တရားခံကခေအောင်ချင်းမှရိပ်မိသွားပါတော့တယ်။အိုခေအောင်ချင်းကပတ်စံအများပြားထည့်ပြီးလစ်ဖို့ကြံနေပြီမို့ဂျောင်ကီချောတယောက်ခေါင်းဆောင်စောထံဖုန်းဆက်ခါတက်စာဖောက်ကိုဖမ်းလာဖို့အမိန့်ပေးလိုက်ပါတယ်။ဒီအချိန်တကားခောက်တန်တဲ့တူစီနီယာဒိုရောင်းတို့ကအိုခေအောင်ချင်းကိုကာကွယ်ဖို့ကြိုးစားခဲ့ပေမဲ့ထွက်ပြေးသွားပြီဖြစ်ပါတယ်။သို့ပေမဲ့ဂျောင်ကီချောရဲ့လက်ကမလွတ်တာမို့ဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲလို့မေးပါတယ်။ကောင်းကောင်းမွန်မွန်ပြန်မဖြေတာကြောင့်မိသားစုကိုတက်စာဖောက်ရင်ဘလို့ဖြစ်မလဲကြည်ထားဆိုကခေါင်းဆောင်စောကိုခေါ်လိုက်ပါတယ်။ဒါတရန်ရန်လုံးနေပြီဖြစ်တဲ့ခေါင်းဆောင်စောကြောင့်စိုးဦးကပဲဘာလို့မလို့လဲလို့မေးတဲ့အခါဒီကောင်ကြောင့်မင်းသိမလို့ဖြစ်ခဲ့တာအဲ့ဒီတန်မိုးကိုမဖြစ်မနေပြန်ပေးဆက်ရမယ်လို့ဆိုပါတယ်။ဘလို့မှတားလို့မရမှန်းသိတာနဲ့အသင့်ပြင်နေပြီဖြစ်တဲ့ခေါင်းဆောင်စောရဲ့အစာရောင်းတဲ့ထံကဘေ့စ်ဘောတုတ်ကိုဆွဲယူကအသေးလဲရိုက်နေရမို့ဂျောင်းဘက်ကခေါင်းဆောင်စောကိုစောင့်ကြည့်နေရန်တားလိုက်ပါတယ်။ဘေးလူတွေမျက်နှာလွှဲသွားစေတဲ့အထိတေလူမျောပါရိုက်ခါမင်းကြောင့်ငါတေတော့မလို့ဖြစ်ခဲ့တာလို့ပြောပြီးနောက်သူ့တက်တန်ကြီးအတွက်ဒီလောက်ဆိုလုံလောက်ပြီလို့ဂီချောထံသွားပြောပါတယ်။ဒါကြောင့်အိုခေအောင်ချင်းထံသွားကသုံးဖို့ကြောင့်လွှတ်ပေးလိုက်မယ်။နောက်တစ်ခါသူ့ရှိမှမတော်တဆဖြစ်ထပ်ပေါ်လာရင်တကယ်သေးရမယ်လို့မှားပြီးခေါင်းဆောင်သုံးဦးရဲ့ခေါင်းဆောင်စောရဲ့နဲ့သုံးဦးရဲ့ကိုသူ့နောက်လိုက်ခဲ့လို့ဆိုပါတယ်။နှစ်ရက်တွင်တရုတ်တွေရောက်လာတော့မယ်ဆိုတဲ့စကားကြောင့်သူ
တို့ချင်းချင်းသာဆွေးနွေးတဲ့စကားလို့ဂျောင်းဘက်ကဝင်ပြောတော့လဲအခုကစသူတို့၃ယောက်ထဲနဲ့မရတော့တာမို့ခေါင်းဆောင်စောနဲ့စွန်းအိုကိုပါအနားခေါ်ထားမှာဖြစ်ပြီးတရုတ်တွေကိုသူကိုယ်တိုင်သွားတွေ့မယ်လို့မှားလိုက်ပါတယ်တရုတ်ပြည်ရဲ့ဒိုဟိုဘန်းရက်ကွက်အတွင်းပေါမုခယွန်းဟာဂိုင်းအဖွဲ့ဝင်အချို့နဲ့တွေ့ဆုံနေပါတယ်စိုးမျိုးရဲ့ခရိုင်ရှင်းနေရုံမှာတော့တရုတ်ပြည်ကို6လလုံးလုံးအလဲသွားနေတဲ့ဆေးမှုနဲ့ထောင်ချဘူးသူပေါမုခယွန်းဝါကြီးရဲ့အကြောင်းစုံစမ်းနေပါတယ်သူတို့ကနဦးသိထားတာကကိုရီးယားနဲ့ဂျပန်ပေါင်းပြီးမက်တရုံဖြန့်ဝေနေတဲ့ဆိုပေမဲ့အခုတရုတ်ကိုရောက်နေတဲ့ပေါမုခယွန်းကြောင့်သုံးမွေးဆိုင်မူရစ်ဆေးမှုကြီးဖြစ်နေမှသိလိုက်ရပါတယ်အိပ်ပျော်နေတဲ့ဂျောင်ကြီးချောထံဝီချောင်းကဖုန်းဆက်ကမနှက်ဖြန်ကုံသွယ်မဲ့နေ့ကိုကြိုသိထားပြီးသားမို့သူမနဲ့လာတွေ့လို့ရမလားလို့မေးပါတယ်ယူဝီချောင်းဆိုတဲ့အားနဲ့ချက်ကြီးရှိနေသူဂီချောအတွက်ထွေထွေထူးထူးညင်းမနေတော့ပဲလာတွေ့မယ်လို့အကြောင်းပြန်လိုက်ပါတယ်ဒါကြောင့်အပြင်မှာစားတောက်နေတဲ့ဂျောင်းဘက်ထံသွားကသူမနှက်ဖြန်ချိန်နာတာရှိလို့ဂျောင်းဘက်ကပဲထိုကိစ္စတာဝန်ယူဖို့နဲ့ပြန်လဲအထွန်းတက်ဖို့ကြိုးစားနေရကြောင်းစိုက်ကြည့်ခဲ့ပါတယ်တီးတန့်စကားပြောချင်တဲ့ဆိုတဲ့စွန်းအိုတို့နှစ်ယောက်ကိုခေါ်မေးကြည့်တော့လောက်ကြံခံရတဲ့နေ့တုန်းကအိုကယောင်ချင်းဟာအတူလိုက်လာတာမဟုတ်တဲ့အတွက်ဘယ်လန်းကသွားမယ်ဆိုတာကြိုမသိနိုင်တာကြောင့်ဂီချောရဲ့အထွေထဲမှာနောက်ကလိုက်လာတဲ့ဂျောင်းဘက်ကိုတန်တရားဝင်သွားပါတယ်ခေါင်းဆောင်စောကပါဝင်ထောက်ခံခဲ့ပြီးစွန်းအိုကနောက်တစ်ချိန်စမ်းသပ်ကြည့်အောင်ဆိုတာနဲ့တရုတ်ပြည်ကလာတဲ့ဧည့်သည်ကအရေးကြီးတာမို့စွန်းအိုနဲ့သာသွားတွေ့ခိုင်းပြီးမယုံကြည်ရသေးတဲ့ဟီဆောင်တဲ့ဂျောင်းဘဲတို့ကိုခဏခောက်ထားဖို့ခေါင်းဆောင်စောကအကြံပေးပါတယ်သူကိုယ်တိုင်တန်တရားဝင်နေသူမို့စုံစမ်းခွင့်ပေးလိုက်ပြီးဂျောင်းဘဲဟာသူ့ညီတယောက်လိုဖြစ်နေတဲ့အတွက်တော်ယုံပဲလုပ်ရမှာကခေါင်းဆောင်စောအတွက်မျက်မှန်တလက်လက်ဆောင်ပေးလိုက်ပါတယ်အဲ့ဒီနောက်သူ့ဝန်ထမ်းတွေရဲ့အချက်လက်အားလုံးကိုတင်ထားတဲ့သတင်းပေးတံဖုန်းခေါ်ကသူပြောတဲ့နာမည်တွေရဲ့နောက်ကျောင်းကိုစုံစမ်းပေးဖို့မှာလိုက်ပါတယ်စွန်းအိုနဲ့အတူထွက်လာတဲ့ခေါင်းဆောင်စောကသူတို့ရဲ့ခလောက်ဆန်မှုသာအောင်မြင်သွားခဲ့ရင်အောက်ခြေကိုလူသစ်တွေနဲ့လဲပြီးထိန်းချောင်းမယ်လို့ရေရွတ်နေပါတယ်ဂီချောဟာဂျောင်းဘဲကိုတရုတ်တွေအတွက်လက်ဆောင်အသင့်ပြင်ခိုင်းကတစ်ခွက်လောက်အတူတောက်ကြမယ်လို့ခေါ်လိုက်ပါတယ်ရဲဟန်ဆောင်ထားတဲ့ခေါင်းဆောင်စောတယောက်တနက်ထိမှန်ထားသူဂန်ကွမ်စီသွားကဂျောင်ဂီချောသွားမဲ့လမ်းကိုဘလို့သိခဲ့တာလဲလို့မေးပါတယ်ဂျောင်ဂီချောရဲ့ဖွဲ့စည်းတဲ့ကလာလို့မေးတော့ခေါင်းခပြပြီးဒါဆိုဂျောင်ဂီချောနောက်ကိုစိုးမကတဲ့ကတောက်လျှောက်လိုက်နေရလားလို့မေးတော့ခေါင်းညိတ်ပြတာကြောင့်သူဟာစောချုံရောဖြစ်ကြောင်းမိတ်ဆက်လိုက်ပါတယ်ဂျောင်ဘဲတယောက်ရင်နှုံးကအတိုင်းဂီချောနဲ့နှစ်ယောက်တည်းအတူရက်တော့ရလို့ဝမ်းသာနေပေမဲ့မနှက်ဖြန်အင်ချိုးမှာတရုတ်တွေနဲ့တွားတွေ့ရမယ့်ကိစ္စကိုဂွမ်ဆိုးကိုနဲ့လွှဲပေးလိုက်ပြီးအနားယူလိုက်လို့ဆိုပါတယ်ခေါင်းဆောင်စောဟာသူ့ကိုမှတ်မိသွားပြီဖြစ်တဲ့ဂန်ကွမ်ကိုခေါင်းနဲ့ဖိတက်လိုက်ပါတော့တယ်အဲ့ဒီနောက်ဂျောင်ဘဲနဲ့စကားပြောနေသူဂီချောထံဆက်သွယ်ပြီးဟီဆောင်နဲ့ဂျောင်းဘဲတို့မှာအပြစ်မရှိကြောင်းအတည်ပြုလိုက်ပါတယ်။ဒါကြောင့်အတူထိုင်နေသူဂျောင်းဘဲနဲ့ရှေးရောက်နောက်ပြစ်တွေပေါ့ပါတော့ပြန်ပြောနေချိန်တရုတ်ကိုမသွားဖြစ်တာဝီချောင်းဆိုတဲ့မိမကြောင့်မှသူသိတဲ့အကြောင်းနဲ့တကယ်ပဲအဲ့ဒီရဲနဲ့လက်ထပ်မလို့လားမေးတဲ့အခါမရဘူးလားလို့သာပြန်မေးလိုက်ပါတယ်။အိမ်ပြန်ရောက်လာတဲ့ယူဝီချောင်းတယောက်သူ့အခန်းထဲကဖက်နှက်တရံကြောင့်တတိထားဝင်ကြည့်လိုက်တဲ့အခါသူ့ယောက်ျားဂျုံမိုဖြစ်နေပါတယ်။အကြောင်းမျိုးမျိုးကြောင့်ထိတ်တိုက်မတွေ့အောင်ဟန်ဆောင်ခဲ့ကြသူတွေမို့အခုမှလွတ်လပ်စွာညသာစားတော့ရင်ဂျောင်ဂီချောကသူ့အပေါ်မှာယုံကြည်စားပြုလာပြီလို့အသိပေးပါတယ်။ဝီချောင်းဟာသူတို့နှစ်ယောက်ထဲတွေ့နေတဲ့အချိန်လေးမှာအဲ့ဒီကိစ္စတွေကိုဖယ်ခိုင်းလိုက်ပြီးညသာကိုစိတ်ရှင်းရှင်းနဲ့စားလိုက်ကြပါတယ်။အင်ချောစိတ်ကန်းထန်ရောက်လာတဲ့ဂျုံမိုတယောက်သူ့စိတ်နေရာမှားလိုက်တဲ့အတိုင်းတရုတ်ဘက်ထွက်ပြေးသွားတဲ့ပေါမုခယွန်းအကြောင်းမှာစုံစမ်းရမှာဖြစ်ပါတယ်။အဲ့ဒါဂျိုတဲ့နေရာရောက်တော့ရှေ့ကိုမျှော်နေပေမဲ့နောက်ကရောက်လာတဲ့မိန်းကလေးကတထေးကြောင်ရဲ့လူလားလို့မေးကသွားကြသို့လို့ပြောပါတယ်။တစ်ဖက်မှာအာယုံလွှဲဖို့ပြင်ဆင်ထားတဲ့ဝီချောင်းကလည်းဂျောင်ဂီချောနဲ့အတူဖះเจ้าမှာတွေ့နေပါတယ်။ဂျုံမိုတယောက်ကိုရီးယားကိုတရုတ်ဘက်ကဧည့်သည်လာရင်အသက်50ကျော်အရွယ်ဒေသခွင့်ပြုထားပေမဲ့ငယ်ရွယ်တဲ့အမျိုးသမီးတယောက်ရောက်လာတာကိုနားမလဲကြောင်းမေးတဲ့အခါကိုရီးယား passport ကိုထုတ်ပြပါတယ်။မိကုန်းတွေအများကြီးကိုပြန်မဖြေတာကြောင့်ဟိုတစ်ခေါက်ကကိစ္စရှိလို့မလာဖြစ်ကြောင်းတောင်းပန်တဲ့အခါကိုစားတောင်းပန်တာနင်တို့အဖွဲ့အစည်းရဲ့ထုံးစံလားလို့ပြန်မေးကသပင်တုကိုချွတ်လိုက်ပါတယ်။ဟိုတယ်ကိုရောက်တော့သုံးရဲ့နာမည်ကိုမေးပြီးဝင်သွားတဲ့အတွက်နောက်ကလိုက်နေတဲ့ဒိုရောင်းထန်သွားကတရုတ်ကိုရီးယားကပြားတွေဖြစ်ပြီး passport တွေကလည်းအတူမို့နောက်ကျောင်းစုံစမ်းရခတ်မယ်ထင်ကြောင်းအသိပေးလိုက်ပါတယ်။ပြီးတော့ဒီတစ်ခေါက်လာတာသေးတွေပါလာပုံမရတာကြောင့်အခြားကျောင်းရင်းတစ်ခုရှိမယ်လို့ယူဆကဒိုရောင်းကဘာကြောင့်ဂျောင်ဂီချောကိုစောင့်ကြည့်မနေတာလဲမေးတော့ဝီချောင်းရှိနေကြောင်းဖြေပါတယ်။ဟိုတစ်ခေါက်ဇာပနာမှာတော့ဖတ်သွားတဲ့ဂီချောနဲ့အခုလိုသူ့မိမကိုနှစ်ယောက်တည်းလွတ်ထားတဲ့ကိစ္စအပေါ်ဂျုံမိုနားမလည်နိုင်ဖြစ်နေပါတယ်။အခြေအနေတွေရှုပ်ထွေးနေပြီးမတော်တဆမှုတုန်းကဂျုံမိုကိုဆက်သွယ်မရခဲ့တာကြောင့်ယခုလိုဝီချောင်းကိုယ်တိုင်ပါဝင်လာတဲ့အကြောင်းရှင်းပြလိုက်ပေမဲ့ဆဲပြီးထွက်လာခဲ့လိုက်ပါတယ်။ဒီအချိန်လူတစ်ယောက်နဲ့တိုက်မိပြီးတတိထားကြည့်လိုက်တဲ့အခါဟိုတယ်ကိုတိုက်ဆိုင်သွားရောက်လာတဲ့ဂျပန်တွေဖြစ်နေပါတယ်။ယူဝီချောင်းနဲ့စားသောက်ဆိုင်မှာဒိတ်နေသူဂျောင်ဂီချောထံကိုရီးယားကိုရောက်လာတဲ့ဟယ်ရောကဖုန်းဆက်ပြီးပင်ပင်ပန်းပန်းကိုရီးယားထိရောက်လာသူကိုမျက်နှာချင်းဆိုင်တွေ့ဖို့အစီအစဉ်မရှိဘူးလားလို့မေးတဲ့အတွက်ခဏနေဟိုတယ်ရဲ့ပထမတက်ကဘားမှလာတွေ့မယ်လို့အကြောင်းပြန်လိုက်ပါတယ်ပြီးတော့ဝီချောင်းထံပြန်သွားကငငယ်တုန်းကတရက်ကွက်လုံးလူသက်သမားအဖြစ်ကြီးညာခံခဲ့ရတာကြောင့်နှုတ်မဆက်ပဲထွက်ပြေးမိခဲ့လို့တောင်းပန်လိုက်ပါတယ်သူငငယ်ကအိမ်မက်အတိုင်းစီးပွားရေးလုပ်ငန်းရှင်တယောက်လည်းဖြစ်လာခဲ့ပြီးများလုံးနဲ့စီးပွားရေးတွေမို့မရေမတွက်နိုင်အောင်ဖြစ်ရတယ်ဆိုတာကြောင့်ဘာလုပ်ငန်းတွေလဲဟိုတနေ့ကအတူတွေ့ရတဲ့လူတွေကဝန်ထမ်းတွေလားလို့မေးတဲ့အခါမိကုန်းတွေအရန်များ
များတာပဲလို့ဆိုပါတယ်သူဖြစ်တဲ့နာကိုဖြစ်လာတဲ့အချိန်မှာပေးထားတဲ့ဂတိကိုတီးရမယ်လို့ပြောပြီးဝေချောင်းရဲ့ပုံတူခဲရည်လေးကိုပြပါတယ်ငယ်စဉ်ကဂျောင်ကီချောရဲ့အိမ်မက်နိုက်ကလတ်နဲ့ပတ်ပတ်လည်မှာစားတော့ဆိုင်ကော်ဖီဆိုင်နဲ့ရုပ်ရှင်ရုံစားသဖြင့်အတိအကျကိုရည်မှန်းချက်ရှိခဲ့ပါတယ်အဲ့ဒီအိမ်မက်ကိုအကောင့်ထဲပေါ်နိုင်တဲ့နေ့မှာဝီချောင်းဟာသူ့ကိုလက်ထပ်ရမယ်လို့လည်းဂတိတောင်းခဲ့ပူပါတယ်။တရုတ်တွေရှိတဲ့ဟိုတယ်ထံဂျောင်ဂီချောရောက်လာတော့အသင်းဆောင်နေသူဂွမ်ဆွန်းဦးကဘသူနဲ့တွားတွေ့ခဲ့တာလဲလို့တမင်မေးပါတယ်။ပထမထက်ကဘာထန်ဟယ်ရောဆင်းလာတော့သူတို့နှစ်ဦးတည်းသာစကားပြောသေးပြီးဟယ်ရောရဲ့တက်တော်သောက်ကဆွန်းဦးကိုတားပါတယ်။ပေးစရာရှိတာကိုတော့တိုက်ရိုက်ပေးခွင့်မရှိပဲဂျားမှတဆင့်ခံနေတဲ့ထိုတရုတ်ကိုဂျုံမိုတယောက်ကတိကောက်ဖြစ်နေပါတယ်။ဟယ်ရောဟာသူမကိုဂျောင်ဂီချောပေးတဲ့နိုင်နဲ့ငွေအချို့ပါတဲ့အိတ်အားကျမ်းမြင့်ပေါ်ပစ်ချလိုက်ပြီးအရင်တစ်ခေါက်ပြက်ကွက်ခဲ့တဲ့ကိစ္စကြောင့်လေတွေသင်းမောတွေပါဆုံးရှုံးထားတဲ့သူအတွက်ပမုခယွန်းနဲ့စင်တူနာရီမျိုးမလို့ခြင်းပဲရွှေနာရီတစ်လုံးလောက်တော့ဖြစ်တဲ့အကြောင်းခနဲ့ပါတယ်။အရေးကြီးတဲ့တရုတ်ဘက်ကခေါင်းဆောင်ရဲ့သမီးမို့ပြောသမျှကိုငြိမ်ခံခဲ့ပြီးနောက်ဒီလိုမဖြစ်ရလျောင်ယုံကြည်မှုပြန်လည်တည်ဆောက်ပါမယ်လို့ကတိပေးလိုက်ပါတယ်။ဖုန်းနဲ့တင်အလုပ်လုပ်နေကြဂျပန်အဆက်အသွယ်တွေဟာကိုရီးယားမှာ၃ဦးဆိုင်လူချင်းတွေ့ကျင်တဲ့ဆိုတာကြောင့်သူမကိုဆေလွတ်ခဲ့တာဖြစ်ကြောင်းလမ်းကြောင်းပေးလာတဲ့အတွက်ကုန်သွယ်မှုကို2ကီလိုတိုးမြင့်ယူမှာဖြစ်ပြီးအပိုကြီးကိုဂျပန်နေထပ်ပို့ပေးပါမယ်လို့တောင်းဆိုလိုက်ပါတယ်။ဟယ်ရောထွက်သွားပြီးချိန်သူ့မွေးသားအဖေလိုဖြစ်နေတဲ့ဂျပန်ရဲ့ခေါင်းဆောင်မှာကိုရီးယားကိုရောက်နေကြောင်းသိတာမှုမေးပေမဲ့လိပ်စာကိုမနှက်ပြန်ပြောမယ်လာတွေ့လို့မှာပါတယ်။ဒီတော့ဂျွန်မိုရိုဘက်ကဂျပန်ရောတရုတ်တွေပါရောက်နေပြီးကုန်သွယ်ရေးကိစ္စအကြီးကျယ်ဆွေးနွေးမဲ့ဟိုတယ်မှာတည်င်းရယူဖို့စဉ်းစားကြပါတယ်။အတန်ဖန်းသက်တွေကိုလူလစ်တာနဲ့တက်ဆင်ထားမှာဖြစ်ပေမဲ့ဂျောင်ဂီချောနဲ့အနီးကနေခွင့်ရမဲ့ဂျွန်မိုကိုလည်း1ကီလိုမီတာအတွင်းအတန်ဖန်းယူနိုင်မဲ့ကရိယာတစ်ခုပေးထားပါတယ်။အစီအစဉ်တွေတတ်မှတ်ပြီးချိန်မှာတော့စိတ်ထဲအခဲမကြေဖြစ်နေသူဂျွန်မိုတယောက်သူ့ဇနီးကဘယ်အချိန်ထိဂျောင်ဂီချောနဲ့တွေ့နေရမှာလဲလို့ညွှန်ချုပ်ကိုမေးပါတယ်။မသိတော်မှန်သိပေမဲ့ရုတ်တရက်ကြီးပျောက်ခိုင်းသွားလို့မရဘူးဆိုတာကြောင့်ဒီတစ်ခေါက်တက်သေးတွေနဲ့လက်ပူလက်ချက်ဖမ်းပြီးမြန်မြန်အဆုံးသတ်ကြတာပေါ့လို့ပြန်ပြောခဲ့လိုက်ပါတယ်။ဂျောင်ဂီချောတို့လက်စားဖျောက်ခဲ့တဲ့စုံတောက်ဂျိုရဲ့တပည့်ရီယာရဲစခန်းမှာလူပြောက်အမှုလာဖွင့်နေကြပါတယ်။တကယ်တော့ထိုလူတွေကစုံတောက်တွေမဟုတ်ပဲမူရေးဖြန့်ဖြူးနေသူတွေကိုအယောင်ဆောင်ချောက်လန့်ပြီးအခမဲ့ဆေးသုံးကျင်ကြသူတွေဖြစ်ပါတယ်။တပတ်လောက်လူပြောက်သွားတာကိုအခုမှရဲစခန်းမှာအမှုလာဖွင့်နေတဲ့ဆေးသမားနှစ်ကောင်ထံကနေစုံတောက်မင်းကူတယောက်ရအချက်တွေဆွဲထုတ်အဖြစ်ရှာနေရပါတယ်။ကဏ္ဍအဖွဲ့အစည်းအတွင်းမှာတော့အားလုံးကအကြတမကြောင်တိတ်ဆိတ်နေကြပြီးတစုံတစ်ခုကိုစောင့်နေချိန်ဖုန်းမိတန်နဲ့အတူကဏ္ဍရဲ့ဟိုတယ်တစ်ခုထဲတရုတ်တွေနဲ့အတူလာခဲ့ဖို့ဆက်သွယ်လာပါတယ်။အဖွဲလိုက်ခေါ်လာခွင့်မရှိပဲလူတယောက်သာခွင့်ပြုမယ်ဆိုတာကြောင့်ဂွမ်ဆွန်းကိုအတူလိုက်ခဲ့ဖို့ခေါ်ကကြံလူတွေကဟိုတယ်အပြင်မှာဟန်မပြတ်စောင့်နေဖို့မှာသွားပါတယ်။အပြင်ထွက်လာတဲ့သူတို့ကားရှိကိုစုံတောင်းမင်ကူတို့ရောက်လာပြီးကားမောင်းနဲ့ဆွန်းကိုအပြင်ထွက်လာရန်ပြောကကားတော့ဖြုတ်ယူသွားပါတယ်။ရခင်ကတည်းကဂျောင်ဂီချောတို့နဲ့ထိတွေ့နေလေးရှိသူစုံတောင်းမင်ကူဟာသူတို့နဲ့တကြောင်နဲ့တက်ခဲ့ဘူးသူလက်ထောက်ချိုပျောက်ဆုံးနေတဲ့အမှုကိုလာရောက်စစ်ဆေးနေတာဖြစ်ပါတယ်။ဘူးကညင်ရင်အလောက်ရှိသေးလို့သွားဖို့ပြင်နေသူဂီချောကိုပါတားလိုက်ပြီးမင်းတို့ကျူးလွန်နေတာမွေးဆေးမှုအပြင်အကြမ်းဖက်လူတက်မှုမို့သူနဲ့မကြာခဏတွေ့ရတော့မယ်လို့တတိပေးပါတယ်။ဒါအပြင်သူတို့ကိုမထီမဲ့မြင်ပြုတ်နေသူစွန်းအိုကိုလည်းချင်းချောက်ပြီးထွက်သွားကြပါတယ်။ဘာအစီအစဉ်မှမရှိပဲလိုက်လံနှောက်ယှက်ကျင်သိမ်းများနေတဲ့မင်ကူတို့ဟာဂျောင်ဂီချောရဲ့ကားနောက်ကိုလိုက်နေကြပြီးဂန်နန်းဟိုတယ်အတွင်းမှာတော့စုံတော့အများပြားကအသင့်နေရယူကအားလုံးကိုထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ဒိုယောင်းဟာဂျုံမိုကိုသူပေးထားတဲ့အတန်ဖန်ကရိယာတက်ဆင်ခိုင်းတာမို့စောင့်ကြည့်ဖို့ပြင်လိုက်ပါတယ်။တရုတ်ကပြားတွေနဲ့ဂျောင်ဂီချောတို့ဓာတ်လေကားအတွင်းဝင်နေချိန်မှာလှုပ်ချင်ရလုံးမဲ့မင်ကူတို့နှစ်ယောက်လည်းဟိုတယ်အထိလိုက်လာကြပါတယ်။ဂျပန်တွေရဲ့အခန်းရှိမှာတော့တတ်တော်ဆောင်တွေရဲ့ခန္ဓာကိုယ်အနှံ့ကိုရှာဖွေနေပါတယ်။ဒါအတန်ဖန်သက်တက်ထားတဲ့ဂျုံမိုအတွက်ပြဿနာရှိလာနိုင်တာမို့သိုးရင်နေချိန်12လွာကိုရောက်လာပြီးဖြစ်တဲ့ဂျောင်ဂီချောတို့ကိုစတင်စစ်ဆေးပါတော့တယ်။ဂျုံမိုရဲ့လက်မှာတော့ဆေးလိပ်ဘူးတွေမိကျစ်တွေအထိစေးသက်အောင်ရှာဖွေခံရပြီဖြစ်တဲ့အတွက်အကြံရသွားတဲ့ဒိုယောင်းကမိချက်ပေးတဲ့ခလုတ်ကိုနှိပ်ခိုင်းလိုက်ပါတယ်။အခွင့်အရေးရသွားတဲ့ဂျုံမိုလည်းသွားစစ်ကြည့်အောင်မယ်လို့ပြောရင်ချေအိတ်တွင်ကအတန်ဖန်သက်ကိုဂျပန်နေရှာဖွေနေရမှုပြစ်မှားရတော့မယ်လို့သတင်းပို့လိုက်ပါတယ်။ဒါပေမဲ့ဆေးလိပ်ဘူးကိုစစ်ပြီးမှတတိယသွားတာကြောင့်ထိုအတန်ဖန်သက်ကိုအထဲမှာတေချာနေရချပြီးပြန်လာအစ်စ်ခံလိုက်ပါတယ်။သို့ပေမဲ့သုံးဦးဆိုင်ဆွေးနွေးပွဲမှာတတ်တော်ဆောင်တွေသိစရာမလိုတာမို့ဂွမ်ဆွန်းကိုနဲ့တရုတ်တတ်တော်ဆောင်ကိုအိတ်ခမ်းထဲမှာစောင့်ခိုင်းပါတယ်။1ကီလိုမီတာအကွာဝေးထိဖမ်းအားရှိတဲ့အတန်ဖန်သက်မှုအနှဲငယ်ကြားနိုင်တော့လဲဂျပန်တတ်တော်ဆောင်ကတချင်းကျဲကြီးထဖွင့်ပြီးနှောက်ယှက်လိုက်ပါတော့တယ်။နိုင်ငံတကာမူရစ်စေအဆင့်ထိရောက်နေပြီဖြစ်တဲ့သူတို့ကိုရဲတွေအထက်ထက်စောင့်ကြည့်နေမှသိတာမို့တတိထားရမှာဖြစ်ပြီးအရင်တစ်ခေါက်လှုပ်ကြံခံရမှုမှာတစ္ဆာဖောက်ကိုရောဖော်ထုတ်ပြီးပြီလားလို့မေးပါတယ်။အရာရာတန်တရားဝင်နေတတ်တဲ့ဂျပန်တို့ဟာရည်ရွယ်ချက်ရှိသူ့ကိုဆွဆွဲနေရကြောင်းတကယ်တမ်းရဲတွေလိုက်တာခံရရင်ဂျပန်ထိလိုက်သွားတဲ့ဘူဆန်ခေါင်းဆောင်ကြောင့်ဖြစ်မယ်လို့သာပြန်ပြောခဲ့ပါတယ်။ပြီးတော့ဘူဆန်ရဲ့ဥက္ကဋ္ဌကိုပြန်လန်းမရှိအောင်ပို့လိုက်တဲ့လုပ်ရက်ကြောင့်ပဲရဲတွေတတိထားမိသွားတာမို့သူ့ဘက်ကအပြစ်မဟုတ်ဘူးလို့ပြောတဲ့အခါဂျောင်ဂီချောကို24နာရီစောင့်ကြည့်နေသူရှိနိုင်တာပဲလို့ယူဆပါတယ်။နောက်ခံရှင်းတယ်လို့ယုံကြည်ရင်ယူလာတဲ့အိတ်ကို
ကိုကင်ပြီးအောက်မှာ9မိနစ်တော့ရက်ပြမဟုတ်ရင်ညှိနှိုင်းမှုပယ်ပြတ်ပြီလို့ဆိုတာကြောင့်စွန်းဦးကိုခေါ်ပြီးပြန်ထွက်လာပါတယ်။ဂျောင်ကီချောကိုအောက်မှာစောင့်နေကြတဲ့ဂျောင်ဘဲတို့အဖွဲ့ဟာစိတ်နှောက်ယှက်ပေးနေသူမင်ကူတို့အပြင်ခက်လန့်လန့်ကဒိုရောင်းကိုပါတတိထားမိသွားပါတယ်။ဒီအချိန်လက်ဆွဲယူပြီးအောက်မှာလိုက်ရက်နေကြတဲ့ဂျောင်ကီချောတို့နှစ်ယောက်ကြောင့်ရဲရီရောသူတို့ဘက်ကလူတွေပါနားမလည်နိုင်ဖြစ်ကုန်ကြပါတယ်။ဒါဂျပန်တို့ဘက်ကတရုတ်နဲ့နှစ်ဦးတည်းဆွေးနွေးကြလို့တမင်ဆင်းခိုင်းခဲ့တာလည်းဖြစ်ပါတယ်။အောက်မှာတော့ဘာအကြောင်းနဲ့မှမသိရက်နေသူဂျောင်ကီချောတို့ကြောင့်ဂန်နန်းအဖွဲ့သားတွေရောရဲတွေပါလှုပ်လှုပ်ရှားရှားဖြစ်နေကြပေမဲ့ဒိုရောင်းကဟန်မပြတ်နေဖို့မှားလိုက်ပါတယ်။တကယ်တမ်းတော့ဂျပန်ရဲ့ဂိုင်းကောင်းဆောင်ဟာတရုတ်နဲ့မူရစ်ကုန်တယ်ဖို့အတွက်ဂျောင်ကီချောကိုလက်သက်မွေးပြီးသူ့နာမည်ကိုထိုလောကမှာကွယ်ဝှက်ထားခဲ့တာဖြစ်ပါတယ်။အရင်တစ်ခေါက်ပြောက်ကွက်ခဲ့တဲ့ကိစ္စနဲ့ဂျောင်ကီချောပေါ်အယုံကြည်မရှိတော့တာကြောင့်အခြားကိုရီးယားလူမျိုးကိုအတုံးချပြီးရခိုင်အတိုင်းရေသွင်းမြင့်ပစ္စည်းတွေဖလှယ်ဖို့ဟဲရောထန်တောင်းဆိုခဲ့ပါတယ်။အချိန်9မိနစ်ပြည့်သွားတဲ့ဂီချောတို့အထဲပြန်ဝင်လာချိန်မှာမင်ကူတို့ပါလိုက်ဝင်သွားတာကြောင့်ဟီဆောင်တို့ကလိုက်တာပါတယ်။ဂျောင်ကီချောပြန်ရောက်လာတော့ဆွေးနွေးပွဲဟာဂျပန်ဘက်က15ရာခိုင်နှုန်းအမျက်ဆုံးပို့ပေးမယ်ဆိုပြီးညှိနှိုင်းထားပြီးပြီမို့ဟဲရောရဲ့သဘောထားအတိုင်းပဲလို့ဆိုပါတယ်။အပြင်မှာစောင့်နေတဲ့ဂျွန်မူဟာတရုတ်တပ်တော်ဆောင်ကိုကိုရီးယားလိုမပြောတတ်ဘူးလားလို့သွားမေးနေပြီးအမြဲမိချစ်လုံနေတဲ့ဘဲကိုသူ့မိချစ်လက်ဆောင်ယူထားလိုက်လို့ဆိုပါတယ်။ဒီအချိန်12လအထိရောက်လာတဲ့မင်ကူကြောင့်အထက်ကလူတွေကိုရဲတွေလာပြီလို့အသိပေးကတရုတ်တပ်တော်ဆောင်ကိုလည်းရဲဆိုတဲ့စကားကိုဘာသာပေါင်းစုံနဲ့ရှင်းပြရင်ကိုလူကိုခေါ်ပြေးရန်မှာနေပါတယ်။ပြီးတော့အထဲမှာဂျောင်ကီချောဘာလုပ်နေတာလဲဆိုတဲ့မင်ကူကိုရင်ဆိုင်ကဂျောင်ကီချောကိုအော်ကြီးကျဲအနှောက်ယှက်ပေးနေတာမို့တားဆီးလိုက်ပါတယ်။သူ့လိုစုံနောက်တယောက်ကိုတားဆီးရလားဆိုတဲ့မင်ကူနဲ့အပြင်းထန်တိုက်ခိုက်နေချိန်ထွက်ပေါက်ကိုရောက်နေပြီဖြစ်တဲ့ဂီချောဟာသုံးဖို့အတွက်စိတ်ပူနေတော့လဲဆွေးနွေးပွဲကိုအဆုံးသတ်လိုက်တော့မလို့လားဆိုတဲ့ဟဲရောကဂျောင်ကီချောစိတ်ပူနေမှသိတာကြောင့်သူမတတ်တော်ဆောင်အားဂျွန်မိုကိုကူညီပေးဖို့မှာလိုက်ပါတယ်။ဘုံမသိကိုမသိဇက်တိုက်နှောက်ယှက်နေတဲ့မင်ကူကိုတားဆီးရန်ဒိုရောင်းကလည်းရဲနှစ်ယောက်ကိုလွှတ်လိုက်ပြီးလူကောင်ကြီးတဲ့ကောင်ကိုဖမ်းထားလိုက်လို့ဆိုပါတယ်။လွတ်မြောက်လာတဲ့စွန်းကိုတရုတ်တပ်တော်ဆောင်ကစောင့်ခေါ်ကဂျောင်ကီချောထံလိုက်ပို့ပေးခဲ့ပါတယ်။တတိလက်လွတ်ညွန်ကြားနေတဲ့ဒိုရောင်းထံဂျောင်းဘဲကအနာတိချင်းကပ်ပြီးလာကြည့်သွားပါတယ်။အခန်းထဲကဆင်းလာတဲ့ဟဲရောတယောက်ကြောကုန်းကဒဏ်ရာဟောင်းမှာသွေးဆုပ်နေတဲ့စွန်းကိုတွေ့တာနဲ့စကားပြောရုံပဲပြောမှကိုရဲကဘာလုပ်နိုင်မှာလဲလို့မေးပါတယ်။ထိုဆောင်တော့ဟာအပြစ်မရှိအပြစ်ရှာတတ်သူမို့ဟဲရောရဲ့ passport အတုကိုသာမြင်သွားရင်ပုံမရှုပ်ထွေးနိုင်ကြောင်းရှင်းပြတဲ့အခါသဘောကျသွားပေမဲ့ပြဿနာတွေပိုကြီးမလာနိုင်ဘူးလားလို့မေးပါတယ်။သွေးထွက်သည့်အထိပြင်းထန်စွာရန်ဖြစ်လာတဲ့ဂျောင်ကီချောရဲ့စီးပွားရေးကြောင့်အလုတ်တောင်တွဲမလို့ရဲတော့ဘူးလို့ရေရွတ်နေတဲ့အခါထိုတန်ရာဟာမကြသေးမီကရထားတာမို့စိတ်ပူစရာမရှိပဲအရင်ကဒီလိုကတောင်းကနေနိုင်တဲ့ကိစ္စမျိုးလည်းမရှိဘူးလို့အာမခံလိုက်ပါတယ်။ဒါကြောင့်သူမရဲ့တတော်ဆောင်ကိုအနာခေါ်ကအသက်နဲ့ရင်းခဲ့တဲ့သုံးဝရဲဒဏ်ရာကိုဆေးထည့်ပေးဖို့မှာလိုက်ပါတယ်။ဂျောင်ကီချောတို့ကိုမျက်ခြေပြတ်သွားတဲ့စုံနောက်မင်ကူဟာအခန်း1-3-3မှာဘိုကင်ယူထားတဲ့လူမရှိဘူးဆိုတဲ့reception ကမိန်းကလေးကိုပြဿနာရှာနေပြီးသူ့လက်ထောက်ကပါဟိုတယ်မှာဘယ်သူမှမတွေ့ရတော့ဘူးဆိုတော့မှထထွက်သွားပါတယ်။သူမเจ้าနဲ့သွေးထွက်တန်ကိုကာကွယ်ပေးခဲ့သူစွန်းဦးရဲ့လုပ်ရကြောင်းဂျပန်တွေဘက်ကအခြားကိုရီးယားလူမျိုးတယောက်ကိုကုံသွေးရေးအဖြစ်ခန့်အပ်ဖို့တောင်းဆိုထားကြောင်းထုတ်ပြောလာပါတယ်။15ရာခိုင်နှုန်းပို့ပေးမယ်ဆိုတဲ့ဂျပန်တွေထက်ကီလိုအလိုက်ရမယ်အကျိုးမြတ်နှစ်ဆပေးမယ်လို့ဂီချောကညှိနှိုင်းတဲ့အခါပတ်စံကအရေးမကြီးပဲသူမအတွက်လည်းလူသစ်တယောက်နဲ့အလုပ်တွဲလုပ်ဖို့ကအဆင်မပြေတာမို့ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့သာမှာပါတယ်။ဂျောင်ကီချောစီမှာအသက်တောင်ရင်းမဲ့လက်အောက်ငယ်သားတယောက်ရထားတာကံကောင်းတာဖြစ်ပြီးယနေ့လိုရဲရိနဲ့ရှုပ်ထွေးတဲ့ပြဿနာကိုအရင်ဖြစ်ရှင်းပြလို့မှာကအသက်နဲ့ရင်းပြီးကာကွယ်နေတဲ့စွန်းဦးရဲ့အကြောင်းရင်းကိုစိတ်ဝင်စားမေးနေပါတယ်။အခွင့်အရေးရလာပြီးမို့သူဟာသူ့တထေးအပေါ်ယုံကြည်ကိုးစားသူဖြစ်ကြောင်းနဲ့ဒီလောကမှာယုံကြည်မှုကအရေးကြီးတဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ဟဲရောဟာတတ်တော်ဆောင်ဘက်လှည့်ပြီးဘလို့ထင်တယ်လဲမေးတဲ့အခါသစ္စာရှိတဲ့လူကောင်းလို့ဖြေပါတယ်။အဲ့ဒီနောက်ဂျပန်နေစီဖုန်းခေါ်လိုက်တဲ့ဟဲရောဟာဂျောင်ကီချောကိုကြော်ပြီးဂွမ်စွန်းဦးရဲ့မျက်နှာနဲ့တောင်းဆိုမှုကိုရက်ရွှေ့တယ်လို့အကြောင်းကြားလိုက်ပါတော့တယ်။စိတ်ပြောင်းသွားတဲ့ဟဲရောဟာတရုတ်ကိုချက်ချင်းမပြန်လို့သေးပဲကိုရီးယားရဲ့အိမ်ချမ်းမြေဈေးကွက်ကိုလေ့လာချင်တာကြောင့်လမ်းပြတယောက်လိုတယ်လို့စွန်းဦးကိုကြည်ရင်ပြောပါတယ်။ဂျောင်ကီချောနဲ့တင်တိုင်ပတ်ပြီးလူမိုက်လောကကပြန်ထွက်မရသေးတဲ့ဂျုံမိုတယောက်နောက်ထပ်မူရရတာအတွက်အလုပ်လုပ်ပေးဖို့ဖြစ်လာပြန်ပါတယ်။ဒီအချိန်ဂျောင်ကီချောရဲ့ဖုန်းထန်ဂျပန်တို့ဘက်ကဖုန်းဆက်လာပြီးဟဲရောနဲ့စကားပြောချင်တယ်လို့ဆိုပါတယ်။သူတို့တထေးဟာတရုတ်ဘက်ကအလိုရှိတဲ့အတိုင်းလက်ရောမှဖြစ်ပေမဲ့အစည်းအဝေးလုံးနေတော့ရောက်လာတဲ့ရဲတွေကြောင့်ကုန်သွယ်မှုကိုခိတ္တရက်ဆိုင်ထားခြင်းတဲ့အကြောင်းပြောလာပါတယ်။ဝယ်သူမရှိရင်ပစ္စည်းထုတ်လုပ်နေရတာအပိုပဲမို့ဒီကိစ္စမှာတာဝန်ရှိတဲ့ဂျောင်ကီချောကပဲပြန်လည်ပြုပြင်ဖို့တတိပေးရင်ရဲကိုပြန်ထိုးခဲ့တဲ့စွန်းဦးကတော့ဝစ်တရားနောက်ဆက်မှုနဲ့သပင်ဖြူတော့မယ်လို့ဆိုပါတယ်။ဒါဆိုလဲထောင်ကားထွက်မှလာတွေ့မယ်လို့ပြန်ပြောတဲ့အခါသဘောကျသွားနဲ့သူမကိုအဲ့လန်းညွန်လုပ်ပေးဖို့မှာသွားပါတယ်။တစ်ဖက်မှာမပြီးနိုင်မစည်းနိုင်ဖြစ်နေကြတဲ့မင်ကူတို့စုံနှောင်းနှစ်ယောက်ဟာတူကြီးကင်ပြီးဂန်နန်းဖွဲ့စည်းရဲ့ရုံကန်အထိလိုက်လာပါတယ်။ဝရမ်းမပါပဲအဆောင်တွေကိုတိုက်ခိုက်ပြီးကြော်ဖြတ်လာပြီးမို့တကားတွေကိုလော့ချထားတဲ့အခါပါလာတဲ့တူကြီးနဲ့ရိုက်ဖွဲ့နေပါတော့တယ်။အဲ့ဒီနောက်အထဲကိုဝင်ရောက်လာပြီးဂျောင်ကီချောကိုဖုန်းဆက်မခေါ်ပြီးတဲ့ဂိုင်းသားတွေကလွန်လွန်ကျူးကျူးရိုက်နှက်ခဲ့ပါတယ်။ဒါအပြင်ရုံကန်ကပစ္စည်းအလုံးကိုပါဖျက်ဆီးသွားတဲ့အတွက်လောလောဆယ်စိုင်နေအလုံးကို
ပိတ်ခိုင်းထားဖို့မှာလိုက်ပါတယ်အားလုံးအချက်ရိုက်နေတဲ့ကိစ္စဖြစ်နေပြီမို့သူစားခဲ့တဲ့ဇက်လန်အတွက်သူကိုယ်တိုင်အပြစ်ဝင်ခံပြီးဖြေရှင်းပေးမယ်ဆိုတဲ့သုံးဦးကိုဂျောင်ဂီချောကလိုက်တာပြီးထောင်ထဲအဝင်မခံဘူးလို့ဆိုပါတယ်အကြံရှိနေပြီးသားသုံးဦးကတော့အဖွဲ့အစည်းနဲ့တထေးကိုကာကွယ်ဖို့ကသူ့တာဝန်ပဲဖြစ်ပြီးအကယ်၍ထောင်ကပြန်ထွက်လာပါကသုံးဦးဆက်ကုံသွယ်ရေးမှာပါဝင်ခွင့်ပေးရန်တောင်းဆိုကဖြေရှင်းပြီးရင်ပြန်လာခဲ့မယ်လို့ကတိပေးလိုက်ပါတယ်ဗဇက်ကနေလည်းသူများစကားပြောရင်ပြန်ပြောရမှန်းမသိတဲ့ကောင်လို့တီးတိုးရေရွရင်လှည့်ထွက်လာခဲ့လိုက်ပါတယ်ပြီးခဲ့တဲ့အပိုင်းတုန်းကရဲစခန်းမှာအပြစ်ဝင်ခံမှုထွက်သွားတဲ့ဂွမ်ဆိုးအနောက်ကိုခေါင်းဆောင်စောကစောင့်ကြည့်ပြီးပြန်လဲအတီးပြုတ်ခဲ့ပါတယ်။စုံတောက်ကိုတိုက်ခိုက်မှုဝိတ္တရားနှောက်ယှက်မှုတို့ဖြစ်နေတဲ့အတွက်စောစောပြန်ထွက်လာဖို့တော့လွယ်ကူမှာမဟုတ်ကြောင်းပြောပါတယ်။ဂျောင်ဂီချောကတော့စွန်းဦးကိုဘလို့နီးနဲ့ပြန်ထုတ်လို့ရမလဲဆိုတာနဲ့စုံတောက်မင်ကူဘာကိစ္စသူ့ကိုတဲကြီးမဲကြီးလိုက်နေရတယ်လဲဆိုတာစုံစမ်းဖို့မှာလိုက်ပါတယ်။အဖမ်းခံရတဲ့ဂျုံမိုကိုစုံတောက်မင်ကူမှလူရန်ကားအဆင့်နဲ့ကောင်ကစုံတောက်ကိုပြန်တိုက်ခိုက်ရဲတယ်လို့ပြောနေပေမဲ့ရီပဲရီနေရကြောင်းမင်ကူဒေါသထွက်လာပါတယ်။သူဟာကိုယ့်အဆင့်ကိုမေ့ပြီးကိုရီးယားအစိုးရဝန်ထမ်းတယောက်ကိုပြန်လဲတိုက်ခိုက်မိခဲ့တဲ့အတွက်တောင်းပန်ပါတယ်လို့ခနဲ့ပါတယ်။စုံတောက်ချင်းအတူတူသူ့ကိုရိုင်းဆိုင်စွာစစ်မေးနေတဲ့မင်းကူကိုဒေါသထွက်တော်လဲသူဟာလူမိုက်ဖွဲ့တဲ့အခုမှဝင်လာသူမို့ဂျောင်ဂီချောနဲ့အတူရှိခဲ့သူတွေဟာရင်းနှီးမြုပ်နှံမဲ့သူတွေလို့သာသိထားကြောင်းပြောလိုက်ပါတယ်။တာမန်အလုံးလုံးနေသူတွေဆိုရင်သူ့ကိုမြင်ပြီးဘာကြောင့်ထွက်ပြေးသွားကြလဲမေးတော့အယူလိုအော်ဝင်လာတဲ့စုံတောက်ကြီးကြောင့်မပြေးပဲနေမလားလို့ပြန်မေးလိုက်ပါတယ်။သူ့ကိုဒေါသထွက်လာတဲ့မင်းကူအားအနာဂတ်ခါဘာကောင်မှမဟုတ်တာမို့အဆက်ရှိစမ်းပါလို့ပြောလိုက်တဲ့အတွက်မင်းကူရဲ့ဒေါသတွေဟာစွဲမရတားမရအောင်ပုံကျလာပါတော့တယ်စုပ်ပြတ်တက်နေအောင်အထိုးခံထားရတဲ့ဂျုံမိုကိုနောက်တစ်ချိန်ပြန်စကြမလားလို့မေးပြီးဂျောင်ဂီချောနဲ့အတူရှိခဲ့သူတွေကဘသူလဲလို့ထပ်မေးပြန်ပါတယ်ထိုးရဲလူကိုပါမောအောင်စိတ်ဆွနေတဲ့ဂျုံမိုကြောင့်နောက်တစ်ချိန်ထိုးဖို့ပြင်နေစဉ်ညွန်ကျုံနဲ့စကန်မှုတို့ရောက်လာပါတယ်ဌာနခွဲမှုထံလူတက်မှုသတင်းအချက်လက်ပေးဖို့လာခဲ့တာဖြစ်ပြီးကန်နန်းရဲစကန်မှာဒီလိုတွေဖြစ်နေကြလားလို့မေးပါတယ်ဒေါသကြီးတဲ့သူမင်းကူရဲ့လို့ရကြောင်းဂျုံမိုကနင့်နာသူအဖြစ်ပြန်ရောက်သွားပြီးအရိုက်ခံရတာကိုတရားမစွဲပါဘူးဆိုတဲ့ခံဝင်ကတိနဲ့ပြန်လှုပ်ပေးလိုက်ပါတယ်သူ့ကိုလာကြိုတဲ့ခေါင်းဆောင်စောကိုလည်းထိုအတိုင်းရှင်းပြလိုက်တဲ့အခါတထင်းနဲ့လိုက်သွားတော့ကဘာတွေလုပ်နေလဲသိခဲ့ပြီလားလို့မေးပါတယ်။သူလည်းတမ်းမသိပေမဲ့မူရစေးနဲ့ပတ်သက်တာသိကြနေရကြောင်းအဲ့ဒီခေါင်းဆောင်ပိုင်း၃ယောက်အစားနေရာဝင်ယူမယ်လို့တိုင်ပင်ကြပါတယ်။အဲ့လိုတိုးဝင်နိုင်မှုကလည်းတယောက်ယောက်ကိုတွန်းချဖို့လိုနေကြောင်းအသိပေးရင်နှစ်အကြာကြီးပင်ပင်မမတ်လုပ်နေရတဲ့ခေါင်းဆောင်စောဘက်ကကြည့်ရင်မတရားဘူးလို့ပြောပါတယ်။မျက်လုံးတော်မပွင့်တဲ့ကွမ်ဆွန်းအိုကိုဂျောင်ဂီချောကဝမ်းသာအားရကြိုးဆိုပေမဲ့တန်တရားဝင်နေတဲ့ဂျောင်းဘက်ကတော့အချိန်ကိုက်ကြီးလွတ်လာတဲ့ကိစ္စနဲ့အသင်းကြိုလာသူခေါင်းဆောင်စောကိုရောဘယ်ရဲကဆက်သွယ်တာလဲလို့မေးပါတယ်။ဟိုတယ်မှာတော့ကလည်းရဲလို့ထင်ရတဲ့လူတွေစောင့်ကြည့်တာမြင်ခဲ့ရတာမို့စွန်းကိုသွားတဲ့နေရာတိုင်းရဲတွေရှိနေရလို့ပြောနေပါတယ်အရက်ခွက်ကိုစောင့်ချလိုက်တဲ့ဂျောင်ဂီချောကဘာတွေအဲ့လောက်တန်တရားဝင်နေရလဲမေးတော့ရဲကိုရိုက်ထားတဲ့အမှုကရဲကပြန်ရိုက်ယုံနဲ့ဒီလိုလွယ်လွယ်လေးပြန်လွတ်လာတာမြင်ဘူးလို့လားလို့မေးပါတယ်အဆအဆအရာရာအပင်ပန်းခံခဲ့တဲ့စွန်းကိုကောင်းမွန်စွာကြိုးဆိုရအောင်လို့စကားဖြတ်လိုက်ပြီးစရင်စာအုပ်ထဲမှာလွတ်နေတဲ့ကွက်လက်တွေသွားဖြည့်ဖို့မှာလိုက်ပါတယ်ကွမ်စွန်းကတော့တရုတ်တွေနဲ့ကိစ္စကရောဘလို့ဖြစ်သွားပြီလဲမေးတဲ့အခါစွန်းကိုတရုတ်မျိုးသမီးကသဘောကျနေရကြောင်းသွားတွေ့ကြည့်မလားလို့မေးပါတယ်ဒီကိစ္စမျိုးကြစွန်းကအတွေ့အကြုံနှုတ်သေးတာကြောင့်တထေးကိုယ်တိုင်ပဲလှုပ်တင်ကြောင်းအကြံပေးတဲ့အခါတရုတ်တွေဂျပန်တွေကငွေရှာပေးနေတဲ့သူ့ကိုကြုံလို့သာသဘောထားတယ်လို့ပြောတဲ့အတွက်ခေါင်းဆောင်စောကအထင်သေးနေတဲ့ကောင်တွေအားလုံးကိုရှင်းလင်းပေးမယ်လို့ဆိုပါတယ်တခုခုဆိုအပေးယူဖြတ်သိမ်းလိုက်မယ်လို့ချိန်ချောက်နေတဲ့တရုတ်တွေဂျပန်တွေအကြောင်းတွေးနေစဉ်ဦးချောင်းထံကဖုန်းဝင်လာပါတယ်ရဲဌာနဘက်မှာတော့ဟယ်ယောနဲ့သူမကိုရန်တော်ရဲ့ passport အတူတွေကိုတရုတ်ဘက်အကြောင်းကြားထားပြီးပြီဖြစ်ပြီးမကြခင်ဖမ်းဆီးနိုင်တော့မယ်လို့သိရပါတယ်အလုံးမှာစိတ်ကုန်နေပြီဖြစ်တဲ့ဂျုံမိုကတော့အားလုံးကိုတခါတည်းဖမ်းလိုက်လို့မရဘူးလားလို့မေးပါတယ်တရုတ်နှစ်ဦးကိုဖမ်းလိုက်တာနဲ့ဂျောင်ဂီချောဟာတက်တိဖျောက်ဖျက်မှာဖြစ်တာကြောင့်နိုင်ရီအတူရောင်းဝယ်မှုနဲ့သာတရားစွဲနိုင်မှာဖြစ်ကြောင်းရှင်းပြပါတယ်နောက်ဆုံးအဆင့်အနေနဲ့အယောင်းဝယ်ဖြစ်အောင်လုပ်ပြီးတက်တိတွေနဲ့အတူဖမ်းဆီးဖို့လိုတယ်ဆိုတာကြောင့်သူတရုတ်မျိုးသမီးနဲ့တွားတွေ့ပြီးစီစဉ်လိုက်မယ်ညွန်ကျုပ်တို့ကသူ့ကိုတန်တရားဝင်နေသူဂျောင်းဘဲကိုနည်းနည်း queue စိုက်ပေးဖို့မှာလိုက်ပါတယ်အယောင်းဝယ်ကိစ္စတွေနဲ့စိတ်နဲ့ကိုမကတ်သူဂျောင်ဂီချောဟာဝီချောင်းကိုပြန်ပို့ခဲ့ပြီးစိတ်ပြေလက်ပြောက်မိခင်ထံမှာညစာသွားစားခဲ့ပါတယ်လူစီကားနေပြီဖြစ်တဲ့ထဲဦးဘားထံရောက်လာတဲ့တရုတ်ကိုရန်တော်ဟာဘဲတပွေကိုငွေချိုးပြကတီးလို့ပြောလိုက်တဲ့နောက်သူနဲ့လိုက်ခဲ့ရန်ခေါ်သွားပါတယ်တန်းသင်ခန်းအတွင်းရောက်လာတော့ပါလာတဲ့ငွေကိုပေးလိုက်ပြီးထိုလူထားခဲ့တဲ့ဂန်နန်းခရစ်စတယ်ဆေးကိုယူလိုက်ပါတယ်။ဂွမ်ဆွန်းကိုတယောက်တရုတ်မျိုးသမီးဟယ်ယောအခုညီတောင်းထားတဲ့အဲလန်ညွန့်အလုပ်လုပ်ပေးရန်ဆက်သွယ်လိုက်ပါတယ်။ဟယ်ယောရဲ့ကိုရန်တော်ဟာဂွမ်ဆွန်းရဲ့ကားအတွင်းမှာသူ့တထေးဘေးကင်းစေဖို့စိတ်ဆက်အောင်ရှာဖွေနေပါတယ်။အဲ့ဒီနောက်ဟယ်ယောကအနားကပ်လာပြီးမျက်နှာကဒဏ်ရာတွေကိုကြည့်ကအရိုက်ခံပြီးထွက်ခဲ့တာလားလို့မေးပါတယ်။တခြားလုံးစကားတစ်ခုမှမပြောတဲ့တတ်တော်ဆောင်ဟာဂျုံမူပေးထားတဲ့မီးချစ်ကိုပြန်ပေးရင်မမလေးကိုတေချာဂယူးဆိုင်လိုက်ဆိုတဲ့ကိုရီးယားစကား
ကားကိုပီပီတတ်တကြီးပြောသွားတာကြောင့်ဆဲလိုက်ပါတယ်။ဂျောင်ကြီးချောရဲ့သတင်းပေးထံဂျောင်းဘဲရောက်လာပြီးငွေချို့ပြီးကသူ့တထေစုံသန်းခိုင်းထားတဲ့မိန်းကလေးနဲ့သူတို့အဖွဲ့ထဲကဂွမ်သွန်းဦးတို့ကျောင်းတူတက်ခက်ရလားဆိုတာနဲ့အိမ်နီးချင်းတွေဆိုတာရောမှန်ရလားစစ်ပေးဖို့ငွေတစ်ထုပ်ထပ်ပြီးကအတီးပြုတ်နိုင်ရင်ဝန်ဆောင်က3သာပေးမယ်လို့ဆိုပါတယ်။အဲ့ဒီအတွက်သတင်းပေးရဂျောင်ကြီးချောထံဆက်သွယ်ပြီးဝီချောင်းရဲ့အကြောင်းစုံစမ်းဖို့ဂျောင်းဘဲလာသွားကြောင်းနဲ့သူဟာတထေဂျောင်ကြီးချောအတွက်သာလှုပ်လှုပ်မဲ့လူတို့အတိပေးလိုက်ပါတယ်။ဟဲယောကအဲ့လမ်းညွန့်အနေနဲ့သူ့နောက်စိတ်မပါလက်မပါပါလာသူဂွမ်သွန်းဦးကိုစာနောက်နေပါတယ်။ဒီအလုပ်ကိုစိတ်ကုန်နေပြီမို့အမြန်လက်စားတက်ချင်နေတော့လဲစားကောင်းတဲ့ဆိုင်တစ်ဆိုင်သွားရအောင်ဆိုကခေါ်သွားပြန်ပါတယ်။ရှက်နေတဲ့သွန်းဦးကိုအသေးချထိုင်ကြည့်ပြီးလူမိုက်လို့မထင်ရပဲစစ်သားနဲ့တူတယ်ဆိုတာကြောင့်သူဟာအလုပ်ကြိုးစားနေတဲ့စီးပွားရေးသမားပေါက်စတူးသာဖြစ်ပြီးလူမိုက်မဟုတ်ကြောင်းပြန်ရှင်းပြပါတယ်။ငကိုကတဲ့ကဂွမ်သွန်းဦးကိုသဘောကျနေသူမို့သူမကိုပေါ့ပေါ့ပါပါဟဲယောလို့ခေါ်ခွင့်ပေးလိုက်တဲ့နောက်တစ်ချိန်စိတ်နှောက်ယှက်ဖြစ်စရာတွေမကြုံရဘူးသူအာမခံပြီးသူ့တထေးနဲ့ကုံသွယ်မှုဆက်လုပ်ပြီးရန်တောင်းဆိုလိုက်ပါတယ်။ရုတ်တရက်တကားပြင်ကလူကိုခေါ်လိုက်တဲ့အခါသူမရဲ့ကိုရံတော်ဝင်လာပြီးကလက်ကဝယ်လာတဲ့ဆေးလာပို့တာမို့ဟဲယောကတေချာဖြော်ဆက်ကဒီလိုအမြုပ်ထလာရင်အရေးသွေးကောင်းတဲ့မီတန်ဖြစ်ကြောင်းရှင်းပြပါတယ်။အဲ့လိုအရေးသွေးမျိုးပေးနိုင်တာလဲသူမတို့ထံကားလို့ပြောရင်စွန်းအိုကိုတောက်လိုက်လို့ညွှန်ပြပါတယ်။ဒါပေမဲ့မျက်စိမိတ်မောဖို့ပြင်နေသူစွန်းအိုထံကားယူကဂျပန်ကိုပို့မဲ့သူမတို့ပစ္စည်းတွေကိုလှည့်ထုတ်ပြီးကိုရီးယားမှာဖြန်ချရောင်းစားနေတဲ့ဂျောင်ကြီးချောလူနဲ့ဘာကြောင့်ဆက်လက်ကုံသွယ်ရမှာလဲလို့မေးပါတယ်။မဖြစ်မနေကုံသွယ်မှုလောက်ခံမှုလိုနေသူစွန်းအိုတယောက်ဂျောင်ကြီးချောကိုမယုံရင်ဂျပန်နေစီပစ္စည်းပို့မဲ့ကိစ္စသူတာဝန်ယူမယ်လို့ပြောလိုက်ပါတယ်။ဘလို့မှလက်မခံတဲ့ဟဲယောကိုအကယ်၍အလုပ်တူတွဲလို့ရင်သူနဲ့လည်းအတူရှိနေနိုင်မယ်လို့လှည့်ပြောခဲ့ပေမဲ့ငွေကသာအရေးကြီးဆုံးအရာဖြစ်ကြောင်းပြောသွားပါတယ်။ဒီတော့ကိုရီးယားလမ်းကြောင်းကိုသာရှင်းလင်းရမယ့်အဖြစ်ပဲရှိတော့တာမို့ထဲဝနာမည်နဲ့ကလပ်ကိုပြစ်မှတ်ထားဖို့မှားလိုက်ပါတယ်။ဦးစွာစွန်းအိုကိုအနောက်ရှက်ပေးမဲ့ဂျောင်းဘဲကိုအရင်ဖမ်းလာတော့လဲဘာမှစစ်မေးမနေပဲအခန်းထဲမှာထားလိုက်ပါတယ်။အဲ့ဒီနောက်ဂန်နန်ရဲ့လက်အောက်ကထဲဝကလပ်မှာကလပ်ထဲဆေးဖြတ်နေသူတွေအပြင်အမှုပညာရှင်အချို့ကိုပါဖမ်းဆီးကစကမ်းမှာထိမ့်သိမ်းထားတဲ့ဂျောင်းဘဲမြင်အောင်ပြလိုက်ပါတယ်။ဖမ်းခေါ်လာတဲ့ကောင်တွေအားမင်းတို့ကိုလက်ထောက်ချတာဟိုဘက်ခန်းကတထေးဂျောင်းဘဲလို့သွေးထိုးကအိတ်နေတဲ့ဂျောင်းဘဲကိုတော့ပြန်လို့ရပြီလို့လွှတ်လိုက်ပါတယ်။ဒီလိုအလွယ်လေးပြန်လွတ်လာတဲ့ကိစ္စကြောင့်ပဲဂျောင်းဘဲကိုတစ်ဖွဲ့လုံးကတန်တရားများစွာနဲ့မေကွန်ဝိုင်းထုတ်နေကြပါတယ်။သူဘာမှထုတ်မပြောခဲ့ပါဘူးလို့ရှင်းပြနေပေမဲ့ဂျောင်းဘဲကိုဖမ်းပြီးမကြခင်မှာထဲဟိုကလပ်ကိုဝင်စည်းသွားကြတယ်လို့ပြောနေတဲ့အဖမ်းခံရကပြန်လွတ်လာတဲ့လူဟာတကြောင်နဲ့အတူတူတက်လာသူချင်းသူ့ကိုကြောက်ချခဲ့တာလားဆိုကလာရောက်တောင်းချမ်းခဲ့တာကြောင့်အခြေအနေပိုဆိုးသွားပါတယ်။အာယုံနောက်လာတဲ့ဂျောင်ကြီးချောဟာဂျောင်းဘဲတယောက်ပဲနေခဲ့ပြီးအားလုံးထွက်သွားကြလို့မောင်းထုတ်ပါတယ်။အဲ့ဒီနောက်အချိန်ကြာမြင့်စွာပေါင်းသင်းလာတဲ့ညီကိုချင်းသူ့ကိုပွင့်လင်းစွာရှင်းပြခိုင်းတော့ဂွမ်ဆွန်းကိုလွတ်လာတော့ကတော့တခွန်းမှမမေးပဲသူ့ကိုကြအယုံကြည်မရှိဘူးလားလို့ပြန်မေးပါတယ်။သူဟာဂျောင်ကြီးချောပေါ်ဘယ်တော့မှမလိန်ခဲ့ဘူးလို့ပြတ်သားစွာအာမခံလိုက်ပေမဲ့အန်ဆွဲတွင်းကဖိုင်ကိုထုတ်ပြကငါးပစ္စည်းတွေကိုလှည့်ထုတ်သွားပြီးအခြားငွေဝင်ပေါက်ရှာနေခဲ့တာသူသိကြောင်ပြောရင်ဂျောင်းဘဲရဲ့စကားတွေကိုအယုံကြည်မရှိတော့ပဲအခြေအနေတင်းမာလာပါတယ်။ဒါကြောင့်ပိုင်ဆိုင်မှုပစ္စည်းအလုံးအကုန်ရှင်းပြီးရင်အဝေးကိုမြန်မြန်လေးထွက်သွားဖို့နှင်လိုက်တာကြောင့်နှစ်20လောက်အတူတကွကြိုးစားလာတဲ့သူတို့ရဲ့ဓာတ်ပုံကိုကြည့်ကတကယ်တမ်းကန်ထုတ်တင်တာကယူဝီချောင်းနဲ့ဂွမ်သွန်းဦးပဲလို့နာကြီးစွာပြောရင်ထွက်သွားပါတယ်။ 형 아니야! 돈 벌어있는 거 언젠가는 안다. တယောက်ယောက်ကိုဆွဲချဖို့လိုနေသေးတဲ့ဆိုတဲ့ခေါင်းဆောင်စောကတထေးကိုဂယူးဆိုင်ရန်သုံးဟိုအားမှာခဲ့ပါတယ်။ဂျောင်းဘဲရဲ့ကိစ္စနဲ့စိတ်မကောင်းဖြစ်နေလို့မရပဲကုံသွယ်မှုအတွက်ကြိုးစားရမယ်လို့ပြောနေစဉ်ဟဲယောထံကဖုန်းဝင်လာပြီးဂျောင်ကြီးချောနဲ့ပြောချင်တယ်လို့ဆိုပါတယ်။ဂျောင်ကြီးချောကပြဿနာလှုပ်ထားတဲ့အဖွဲ့သားကိုရှင်းလင်းမိပြီမို့အရင်လိုအလုပ်တေချာပြန်လုပ်ပါမယ်လို့တောင်းပန်တော့လဲဂွမ်သုံးဟိုကသာလှုပ်ပေးလိုက်လို့ဆိုပါတယ်။အဖွဲ့စီကထွက်သွားတဲ့ဂျောင်းဘဲနောက်ကိုခေါင်းဆောင်စောကလိုက်ဝင်သွားပြီးငွေရီဖိုးဖိုးတီတီတုံးကတောက်ပြောင်နေတဲ့ဝမ်မသားဆိုတဲ့အတုံးလုံးနဲ့တူလှေကားကစိမ့်ရန်ပြောပါတယ်။ဒေါသထွက်နေသူဂျောင်းဘဲပါတယ်။ဒေါသထွက်နေသူဂျောင်းဘဲဟာဓာတ်လီကအရေးပေါ်ခလုတ်ကိုနှိပ်လိုက်ပြီးခေါင်းဆောင်စောရဲ့ခြေထောက်ကိုနင်းကစတင်တိုက်ခိုက်ကြပါတယ်။မကျေနပ်ချက်တွေနဲ့အောက်ဆွဲဘွားမှာနေခဲ့ရသူခေါင်းဆောင်စောဟာဂျောင်းဘဲရဲ့လက်ကိုရိုက်ချိုးပစ်ပြီးမျက်နှာကိုမှန်ကွဲသားနဲ့ဖြတ်စီးကဒီရက်ကွက်ကိုခြေဦးတောင်လှည့်မလာဖို့တတိပေးသွားခဲ့ပါတယ်။စိတ်ရှုပ်ထွေးစရာကိစ္စများပြားထံကလွတ်မြောက်ချင်သူဂီချောဟာဝီချောင်းကိုဖျားချောင်းမှာတွေ့ဖို့ချိန်ဆလိုက်ပါတယ်။အထဲမှာပြင်ဆင်ထားတာတခုရှိတာမို့ဝင်သွားကြည့်ဖို့မှာတဲ့အခါသူမမေရဲ့လွတ်မြောက်ခြင်းအတွက်စုပွဲတောင်းဆိုမှုတစ်ခုဖန်တီးပေးထားတာဖြစ်ပါတယ်။ဝီချောင်းနဲ့မျိုးသမီးကြီးတွေရဲ့စကားဝိုင်းကိုအပြင်ကမတိပတာနားထောင်နေခဲ့သူဂီချောဟာမူလတန်းကလေးကအတူရှိနေခဲ့တဲ့ချမ်းတယ်လီရောနေကောင်းစွာရှိနေရလားဆိုတဲ့စကားကြောင့်သူ့ရဲ့သတင်းပေးတံဖုန်းခေါ်ပြီးဂျောင်းဘဲရောက်လာစဉ်ကဘာအကြောင်းစုံစမ်းခိုင်းတာလဲလို့မေးပါတယ်။ယူဝီချောင်းဝမ်ဂျူမြို့မှာနေခဲ့လားဆိုတာနဲ့ဂွမ်ဆိုးနဲ့ရောတကြောင်နဲ့အတူတက်ခဲ့ရလားဆိုတာဖြစ်ကြောင်းပြောတော့ဝီချောင်းဟာစိုးမှာပဲနေခဲ့ရန်ပေါ်တာကြောင့်ထိုကိစ္စအမြန်စုံစမ်းပေးရန်မှားလိုက်ပါတယ်။ပြီးတော့သူ့ကိုကျေးဇူးတင်ကြောင်းပြောတဲ့ဝီချောင်းနဲ့အတူဆိုင်တစ်ဆိုင်ထိုင်ရင်ဒီမှာဘာစကားမှမပြောဘဲတနားရီလောက်ထိုင်နေကြရအောင်လို့ဆိုပါတယ်
စခန်းမိုးကညွန့်ကျုပ်တန်ဖုံးဆက်ပြီးဂျောင်ကီချောရဲ့သတင်းပေးရာယူဝီချောင်းဝမ်ဂျူမြို့မှာအမှန်တကယ်နေထိုင်ခဲ့လာလို့အတင်းကျပ်လာစုံစမ်းနေကြောင်းသတင်းပို့လာတာမို့ကော်ဖီဆိုင်မှာဝီချောင်းကိုတစားကန်အဖြစ်ဖမ်းထားမှသိလိုက်ရပါတယ်သတင်းပေးချုံးဆိုသူဟာဝီချောင်းရဲ့ဖခင်ရဲမှုချုပ်ဟာဝမ်ဂျူမှာနေထိုင်ခဲ့လာလို့အချက်လက်စုံလင်စွာထောက်လှမ်းခဲ့ပြီးထိုမျိုးရဲ့အနီးကိုတောင်မရောက်ခဲ့ဘူးမှသိလိုက်ရပါတယ်ထိုသတင်းကိုဂျောင်ကီချောထံဆက်သွယ်တော့မဲ့အချိန်အပြေးလွှားရောက်လာသူစွန်းဦးကခဏလောက်စကားပြောကြရအောင်လို့ဆိုပါတယ်သတင်းရထားတဲ့စာရွက်စာတမ်းတွေပြဖို့တောင်းဆိုခဲ့ပေမဲ့တထေးကြောင်ကိုအရင်ပြောရမယ်လို့ခေါင်းမာစွာထွက်ပြေးသွားပါတယ်ဂျောင်ပိတ်မိနေတဲ့သတင်းပေးဟာရဲမှုချုပ်ဟောင်းရဲ့တမတ်အကြီးတန်းရဲရရှိဘဲကြုံမှုဆိုတဲ့အကြောင်းထုတ်ပြောလာပြီးမို့သူနဲ့အန်နယ်တော်ထဲရောက်နေပြီဖြစ်တဲ့သူ့ဇနီးရဲ့တရုတ်မှန်အတွက်လိုက်လံတားဆီးဖို့ကြိုးစားခဲ့ပေမဲ့အကြောက်ကန်ထွက်ပြေးခဲ့တဲ့သတင်းပေးဟာသူ့စရိတ်နဲ့သူကိစ္စလျှော်သွားခဲ့ပါတယ်အတန်းငွေငွေကြံနေသေးတဲ့သတင်းပေးရဲ့ဖိုင်ထဲမှာတော့သူ့ရဲ့ကိုရေးချက်လက်တွေနဲ့ဒုက္ခတွင်နဲ့ရောက်သွားစေနိုင်တဲ့အထောက်အထားတွေကိုရှာတွေ့ခဲ့ပါတယ်ကော်ဖီဆိုင်ကဝီချောင်းလည်းအချိန်တနာရီကြာသွားပြီမို့ထပြန်သွားတဲ့အခါဂျောင်ကီချောတယောက်သူ့သတင်းပေးထံဖုန်းဆက်ခဲ့ပေမဲ့ဘဲကြုံမိုးကယူဆောင်သွားပြီဖြစ်ပါတယ်တရုတ်ပြည်မှာရှိနေတဲ့ဟဲရောရဲ့ဖခင်ဟာသူ့သမီးကိုပြန်ခေါ်နေပေမဲ့ကိုရီးယားကစိတ်ဝင်စားစရာဂိုင်းနှစ်ခုကိုစောင့်ကြည့်အကဲဖြတ်အောင်မှမို့နည်းနည်းထက်နေခွင့်တောင်းပါတယ်။ပေါ်မခယွန်းဝမ်ဂီဟာကိုရီးယားပစ္စည်းပို့သမားကိုရွေးချယ်ပြီးပြီလားလို့မေးတဲ့အခါစီစဉ်နေသေးဖြစ်ပြီးယုံကြည်မှုကိုအာမခံခဲ့တာကြောင့်ငွေရှာခွင့်ရနေတဲ့ဂျောင်ကီချောကတော့အယောင်းဝဲကိုဖျက်ဆီးလိုက်တဲ့အတွက်တန်ရာတန်ကြီးပြန်ပေးရမယ်လို့ဆိုပါတယ်။ကလေးတွေကိုလက်ဖေးတိုက်လိုက်ပါဆိုတဲ့ခေါင်းဆောင်ရဲ့အမိန့်နဲ့အားလုံးကိုအပြင်ခေါ်ထုတ်လိုက်ပါတယ်။အဲ့ဒီနောက်သွေးနဲ့ရင်းထားတဲ့မိသားစုအဖွဲ့ဝင်တွေထဲမှာမိသားစုကိုတစ္ဆာဖောက်သူဟာတန်ကြီးပေးရလိမ့်မယ်လို့ကြွေးကြော်ရင်အရက်ခွက်တွေကိုပြိုင်တူမောလိုက်ပါတယ်။ဟဲရောဟာဂျောင်ဝီချောမဟုတ်တဲ့နောက်ထပ်ကုန်ပစ္စည်းလက်ခံမဲ့သိုးဖွဲ့စည်းကောင်းဆောင်နဲ့တွေ့ဆုံနေပါတယ်။1 ကီလိုကိုတန်း30နဲ့တစ်ကြိမ်ပစ္စည်းလက်ခံတိုင်း10 ကီလိုယူရမယ်ဆိုတဲ့စကားကိုသူကမူရစ်ဆေးရောက်မဲ့လူမဟုတ်တဲ့အတွက်1 ကီလိုတန်း20သာပေးမယ်လို့ဈေးစစ်နေပါတယ်။သူမကိုဘာမဟုတ်တဲ့မူရစ်ရသာကလေးမအဖြစ်ဝိုင်းလောင်ပြောင်နေကြတဲ့လူမိုက်တွေကိုသဘောကျစွာရည်လိုက်ပြီးစိတ်လိတ်ကိုခဲကကိုယ်အဆင့်ကိုမသိတဲ့ယောဂါကကိုယ်စရာဆေးမရှိကြောင်းပြောလိုက်ပါတယ်။ဒီတော့မှ1 ကီလိုတန်း30နဲ့သဘောတူမှာဖြစ်ပေမဲ့သူ့ငွေရပေါက်ပါသွားတာကိုဒီတိုင်းငြိမ်ခံနေမှာမဟုတ်တဲ့ဂျောင်ကီချောကိုရှင်းပေးဖို့ပြောတဲ့အခါဒီလိုစီးမရှိကမ်းမရှိခလေးတတ်တာမယူရဲဆန်မှုနဲ့ဆိုတရုတ်ပြည်မှာတိမ်မိတ်ကြနိုင်ကြောင်းသာပြောလိုက်ပါတယ်ဂျုံမိုတယောက်သူ့ကိုကယ်ပေးပါလို့အတန်းငွေငွေနဲ့အကူအညီတောင်းနေသူကိုအန်ရကလွတ်မြောက်ချင်သောနဲ့ပြစ်ထားခဲ့မိတဲ့အတွက်နောင်တရနေပါတယ်ဂျောင်ကီချောကလည်းသူသိကျင်တဲ့သတင်းအတွက်ဖုန်းတွေဇက်တိုက်ခေါ်ကပြန်ဆက်သွယ်တာကိုစောင့်နေမယ်လို့အတန် message ပို့လိုက်ပါတယ်ဝီချောင်းနဲ့သူ့ရဲ့ကိုကြီးအချက်လက်ကိုတရုတ်မှန်အတိုင်းဂီချောသိသွားလောက်ပြီလို့စိုးရိမ်နေတော့လဲတိတ်ဆုံးသူသတင်းပေးရဲ့ဖုန်းခေါ်မှတ်တမ်းမှာဂျောင်ကီချောနဲ့ပြောထားခြင်းမရှိသေးတာကြောင့်စုံစမ်းရေးမှာပြဿနာမရှိနိုင်သေးဘူးလို့ညွှန်ချုပ်ကရှင်းပြပါတယ်သူတို့လင်မယားရဲ့အသက်အန္တရာယ်ကိုထိခိုက်စေနိုင်တဲ့အထိနောက်ခံအကြောင်းအရာကိုထိန်းချုပ်မထားနိုင်သူတွေကိုဒေါသတကြီးအပြစ်တင်နေရကြောင်းဒိုယောင်းကဂျောင်ကီချောအဲ့လောက်စုံစမ်းမယ်မထင်လို့သူ့အမားလို့တောင်းပန်ပါတယ်ညွှန်ချုပ်ဆိုတဲ့လူကဂျောင်ကီချောသာတိသွားရင်အကုန်အဆုံးသတ်ပြီမို့သတင်းပေးတည်သွားတာကပဲပိုကောင်းတဲ့အောင်ပြောနေတဲ့အတွက်စိတ်ပြတ်စွာထွက်သွားပါတယ်တစ်ဖက်မှာဂျောင်ကီချောတယောက်သူ့သတင်းပေးနေတဲ့နေရာထိလိုက်သွားတဲ့အခါမှာတိုက်ပေါ်ကပြုတ်ကျသိဆုံးသွားကြောင်းသိလိုက်ရပါတယ်ဒါကြောင့်တရုတ်တွေဂျပန်တွေနဲ့မူရစ်ဆေးကုန်သွယ်မဲ့ကိစ္စရဲ့တရုတ်တွေဘက်ကကိုရီးယားတယောက်ကိုအစားထိုးခတ်မဲ့အကြောင်းတွေပြောနေသူသုံးအုပ်ကိုတေချာထိုင်ကြည့်ရင်မင်းကငါးထပ်တောင်အလုတ်ချောင်းကိုပိုစိတ်ဝင်စားနေရပဲလို့ပြောလိုက်ပါတယ်တစ်ဖက်မှာလူတက်လာမိတဲ့ကိစ္စနဲ့ဂျုံမိုတယောက်တုံလုံးနေမှာမို့ဝီချောင်းကိုဆက်သွယ်နှစ်သိပ်ခိုင်းနေတဲ့အတွက်ဒါကဖုန်းပြောပြီးဖြေရှင်းလို့မရပဲဖိအားတွေနဲ့မွန်းကျက်နေတဲ့အမှုတန်းတယောက်ကိုဒီတိုင်းလွတ်မထားဖို့နဲ့လိုအပ်တဲ့စိတ်ကူပို့ပေးရန်တောင်းဆိုတော့လဲဘာမှမလုပ်ပေးနိုင်သေးကြောင်းသာပြောပါတယ်ဒီတော့သူမကိုယ်တိုင်ဝင်ပါဖို့စိတ်ကူးနဲ့ညနက်တကောင်ဂျောင်ကီချောထံဖုန်းခေါ်ကမနှက်ပြန်